ပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ချစ်တီထာဝရအတွက်တည်မီဖြစ်သည်ဆိုရင်ဇလန်လေးရဲ့ဒုတိယပိုင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါရှင်ဇလန်အမတင်ဆက်ခင်မှာကျမတို့ရဲ့ channel ကို like subscribe လုပ်ထားပြီးတော့ဘေးမှာ share notification လေးကိုလည်းနှိပ်ထားပေးကြပါအောင်နော်ခဲဒါဆိုရင်ဇလန်လေးကိုပဲစီးမြောက်လိုက်ရအောင်ဒီနေ့ကလူလေးဖြစ်တယ်ဖေဖေကမနေ့ကစကားပြောပြီးတည်းကသူ့ရဲ့ဆန်ဆက်ကိုထွက်သွားတာမနေ့ညအထိပြန်ကိုမလာတာဒီနေ့မနက်စောစောမှသာပြန်လာပြီးဖေဖေကသူ့ရဲ့ကမသဘောလိုက်ရောရပြီးတော့မှဖြစ်တယ်အလုံးမအခန့်ကျူးမေးဖို့အကောင်အထားတာကြောင့်ငွေတော့မှဘာမှမလုပ်ရအဒီမောအဖေမျိုးကမိတ်ကပ်ဆရာမခေါ်ပေးရမလားလို့မေးပေမယ့်အန်ဒီအတွက်လိုရင်ခေါ်ပါသမီးတို့မလိုပါဘူးလို့ပြောလိုက်တော့အဒီဟာမမေနဲ့သူ့အတွက်မိတ်ကပ်ဆရာမတယောက်ခေါ်လိုက်နေငွေကိုယူလိမ့်ပေးပြီးယူရသူ့ဘာသူလိမ့်နေယူလိမ့်ပြီးတဲ့ကိုရီးယားဆက်ဆက်မိတ်ကပ်ပပကြီးကြီးလေးကိုငွေကြိုက်တယ်ငွေတို့ကိုယ့်ရဲ့စီစဉ်တဲ့ကိုပြင်ဆင်နေကြတယ်ငွေရဲ့ဝစ်ဆောင်ဟာအပြာရဲမှာမှအဖြူအောင်လိုင်းတွေပါတဲ့ကျိုးကြီးချိတ်ထမိန်နဲ့အင်ဂျီဟာတော့ဗုဒ္ဓအဖြူမှလက်တတော်ဆဲကျော်အပြာစားကိုမှအတွန်ကြီးလှုပ်ပြီးတော့ကော့ထားတယ်။လယ်ဘင်းမှာလည်းဝေးရှိကက်လေးခါးမှာလည်းအပြာစားလေးနဲ့ခပတ်ပုံစံလေးလှုပ်ထားတယ်။ခပတ်အောက်မှာအင်ဂျီဖြိုတွန်းကကားလေးနဲ့တစ်ထပ်အဖြူအောက်မှာအပြာတွန်လေးဟာတစ်ထပ်နဲ့ထည့်ချုပ်ထားသေးတယ်။ငွေဟာခါးထိစပင်းရှိတွေကိုတလွားစီးလိုက်ပြီးတော့ဖဲပြားကြီးကိုအပြာရောင်လေးတက်လိုက်တယ်။ငွေဟာပလဲပတိလေးကိုလယ်ဘင်းမှာဝစ်လို့ငကက်လက်ကလက်စော့အကောင်လုံးကိုပလဲတဆင်စာဝတ်ထားပြီးဘဝအပြာရင်လေးကိုလက်မကင်ထားသေးတယ်။ငွေဝဲဆောင်နဲ့ပတ်သက်ပြီးတော့မင်းညကမျက်ဖုံးပေါ်လာရှုပ်သွားသေးတာ။ငွေဝဲဆောင်ဘာရောင်ဝဲမှာလေဘလို့ပုံလဲသူ့ကိုပြအောင်ဆိုတာပါသေးတယ်။ရီယူကတကယ်ကိုမှလှပတဲ့မိန်းမလာလေးပဲ။ရီယူဝဲဆောင်ဟာငွေလိုအပြာရှင်ကြိုးကြီးချိတ်ကမှချိန်လိုင်းဟာအပြာနူလေးနဲ့အင်းကြီးဟာပိုးသားအပြာရဲ့မှာပကုံးကနေခါအထိအဖြူအောင်ကြောင်လေးတွေလိုင်းပုံစံတိတိလေးတွေထိုးထားတယ်။လက်ရှိဖြစ်ပြီးတော့လက်မောင်းနေရာဖောင်းပုံစံအတွတ်နည်းနည်းလေးပါသေးတယ်။ခါအပြာရဲ့အတွတ်လေးနဲ့စပင်းကိုအပြောင်သိမ်းထားပြီးစတုံးလေးထုံထားတယ်။နောက်မှနှဆွဲလေးဟာပြောင်းကောင်းစိမ့်နေစိန်ကတ်ထားလေးနဲ့လက်ဘဲမှာလည်းပြောင်းကောင်းစိမ့်နဲ့စိန်ကိုပဲလက်ဘင်းကက်ကက်လေးမှာဆွဲထားသေးတယ်လက်မှာတော့စိန်လက်ကောက်နှစ်ဖက်လုံးကိုဝတ်ထားပြီးလက်စွပ်ကတော့စိန်လက်စွပ်ခုံးပုံစံလေးဖြစ်နေတယ်ဘဝတော့မပါဘူးယူနဲ့ငွေပြင်းစင်လို့အပြီးအောက်ဆက်ရင်းလာတော့အားလုံးဟာလည်းပြီးလို့ငွေတို့ကိုစောင့်နေကြတယ်မမီနဲ့အန်တီမော်ဟာအယောင်စင်တူအဝါရောင်ချိန်ဝမ်းဆက်နဲ့ဖေဖေကတော့နီညိုရောင်ပိုးပစိုးနဲ့တိုက်ပုံဖြူဦးလေးရဲမြင့်ကျော်ကလည်းနီညိုရောင်ပိုးပစိုးနဲ့တိုက်ပုံအဝါဖြော်လေးကိုဖိုးဖိုးကတော့ပိုးပစိုးအနက်မှာအကွက်အဖြူလေးတွေပါတဲ့ပစိုးနဲ့အတွင်းအင်ကြီးအဖြူတိုက်ပုံအနက်နဲ့ဖွားမီကတော့ကြက်ရဖြူအင်ကြီးအဖြူမှာပေါ်ဝပပလေးကိုမှခြုံထားသေးတယ်မျက်ဖုံးပေါ်တော့တငယ်ချင်းတစုကမျက်ဖုံးပေါ်ကလွှဲပြီးတော့အားလုံးဟာပိုးပစိုးနီညိုရှင်လေးနဲ့အင်ဂျီလက်ရှည်ဖြူလေးတွေဝတ်ထားတယ်။မျက်ဖုံးပေါ်ကတော့ငွေနဲ့အရောင်အတူပိုးပစိုးအပြာနဲ့အင်ဂျီအဖြူလက်ရှည်တိုက်ပုံအနက်နေဝတ်တယ်။ငွေတို့ဆင်းလာတော့မြင်တော့အဒီမောပြီ။သမီးတို့လာကြ။အဖေတို့ကားမှာအဖေဒရိုက်ဘာရဲ့ဖွားမေအေးစုမော်နင်တို့လိုက်။အကိုကားမှာမော်ရဲ့ဖြူရဲ့ကိုခင်အောင်ရဲ့ကိုဖြိုးအန်ဒီတို့နဲ့လိုက်နော်။တားကားမှာရန်နိုင်ရဲ့အောင်ထွန်းရဲ့သမီးနှစ်ယောက်ရဲ့အဲ့လိုသွားကြအောင်လေ။အဲ့တဲ့တွေကြိုရအောင်မယ်။အဖေတို့သွားနေ။ကျွန်တော်ဆန်ဆာကလာလိုက်မယ်။အဲ့ကားနဲ့ကျွန်တော်လိုက်ခဲ့မယ်။သမီးငွေသမီးမိကားနဲ့လိုက်။ဟုတ်ဖေ။ဟာဘယ်ဖြစ်မလဲ။ကျွန်တော်တို့သမီးလောက်နဲ့အတူသွားကျင်တာပေါ့။ငွေကိုကားနဲ့ပဲလိုက်။ညဖုံးကငွေလက်ကိုဆွဲထားပြီးဖေကငွေရဲ့လက်ကဝစ်ကိုပြန်ဆွဲရင်ဟဲ့မင်းကသမီးနဲ့လက်မထက်ရသေးဘူး။မနေ့ပြန်ဆိုရင်လက်ထပ်ပြီးဖေ။ရီယူကရီကျင်အောင်မအောင်နိုင်ပင်နဲ့ခွေကနေအတန်ထွက်သွားတော့ဖေကမျက်ထောက်နေချင်းနဲ့ရီယူကိုလှမ်းကြည့်တယ်။မမငွေကိုကိုမြတ်ဖုံးကလက်တစ်ဖက်ဆွဲထားပြီးဖေကလက်တစ်ဖက်ဆွဲထားတယ်။မမငွေကြားရကနေဟိုဘက်ပါသွားရဒီဘက်ပါသွားရနေရီကျင်စရာလေးပြီးမျက်ဖုံးတငယ်ချင်းတွေအားလုံးဟာလည်းပြုံးစီစီနေကဲကိုခင်အောင်ရှင်ဘလို့ဖြစ်နေရလဲငွေကကျမတို့ကားနေလိုက်တော့ယူတယောက်တည်းဖြစ်နေမှာပေါ့သမီးသားတို့ကားနေလိုက်ခဲ့ရှင်ကတော့ရှင်ကားနေရှင်သာလာလိုက်တော့တကယ်တည်းတော့မောတော့ကြဆိုဧည့်သည်တွေရှောင်းနေအလှရှင်တွေမရှိရင်အားနာဖို့ကောင်းနေဖေကမမေပြောတော့ရှုတူတူနဲ့မျက်ဖုံးပေါ်ကြီးလိုငွေလက်ကိုလွတ်ပေးတယ်မျက်ဖုံးပေါ်ငွေလက်ကိုဆွဲပြီးသူ့ရဲ့ဘရာဒိုကားစီကိုသွားတော့အားလုံးကားစီကိုလိုက်လာကြတယ်ယူကားပေါ်ရောက်တော့မအောင်နိုင်ပင်နေရှိတယ်ယူကိုငွေဟာမျက်စောင်းလေးထွင်ရင်ဘလို့ဖြစ်လို့အလောက်ရှိနေရလဲရီကျင်လို့မငွေရဲ့ဖေနဲ့ကိုမြတ်ပေါ်ဒီတသက်တဲပါတော့မလားယူမှာအဲ့တွေအော်လို့တနေ့အထိတသက်လုံးပြိုကြီးလုံးမယ်လို့ကြွေးကြော်ထားရင်မနှက်ပြန်ဆိုရင်လက်ထပ်ပြီးတယ်လားအဲเจ้าတွေမပြောစမ်းပါနဲ့ငါစိတ်ညစ်လို့ကိုမြတ်ဖုံးမောတိလားယူကလေကိုမြတ်ဖုံးမောဘက်ကတိလားအိုင်စတန်ဝဲမြတ်ဖုံးမောနော်ကျေးဇူးညီမလေးမလေးဟဲ့ဒီကြောက်ကြောရည်ပဲစီစော့ပြောင်းနေတဲ့လူများအိုင်စတန်သွားလုံနေတယ်ယူဘုံမြောက်လုံနေဟိုကမြောက်ပေးသူမရှိရင်တော့မှထင်ရလုံနေရဲ့သူယူရငွေစိတ်ထဲကနေပြောနေလိုက်တယ်ထုတ်လည်းမပြောရင်တော်စားလူရှိမရှောင်သူရှိမရှောင်ဘာထားလို့မသိရလို့ကြောက်ရသေးတယ်မလားငွေရှင်းဆက်ချက်ရအောင်လား
ငွေညင်းမှုသူမျက်နှာကိုလမ်းကြည့်တော့ရှုတီတီကြည့်နေရကြောင်းငွေထသွားလိုက်ရတယ်။သူမသူ့အနားကိုလာတဲ့မျက်ဖုံးချိတ်ပြီးတော့ပြောင်းလိုက်တယ်။ဒီအချိန်ရောက်ခမထီကသွားမကြည့်နဲ့တေချာပေါက်ပုတ်တိုးနေမှာ။ဒီအချိန်သူမသူ့နားကိုလာတာမလို့မျက်ဖုံးချိတ်ပြီးတော့ပြောင်းလိုက်တယ်။အဲဒီခါမှရောက်ကတိရဲ့မျက်နှာကိုသွားမကြည့်ပါနဲ့တေချာပေါက်ကိုပုတ်တိုးနေမယ်။မျက်ဖုံးတို့ရေဆက်ခွက်ခရားလေးကိုစီမလို့ရေဆက်ချလိုက်တယ်။ရေဆက်ချနေတဲ့အချိန်မှာရေတဝက်ကျော်ကုန်သွားတော့မျက်ဖုံးရဲ့ရေဆက်ခရားလေးချပြီးသူမလက်လေးပေါ်အုပ်ကင်တို့ရေဆက်ချတယ်။ငွေမှာရေဆက်ချရဲ့တလှမ်းမလို့ခရားလဲချလို့မရသူ့လက်ကနေလဲရုံးမရနဲ့အသားယူသမျှငိမ့်ခံနေရတော့တယ်။ဒီလိုစားနေရမြင်တော့အလှအတွက်ပီတိဖြစ်ရတယ်။ဟုတ်တယ်ဒါကြောင့်ဒီနားခေါ်ပြတာ။မျက်ဖုံးပြောသူမကထောက်ခံပြောတယ်။ဟဲ့အောင်နီငါတို့ဒေါခင်ပြားနဲ့စားတဲ့ထမင်းကိုစားမှုတွေရှိအောင်စားရအောင်။ငါတို့ရေကင်သွားယူမယ်လေ။ငါဖြိုမေးလိုက်ခဲ့။အောင်ထိုးတဲ့ငါဖြိုကဒေါခင်ယူဖို့အတွက်ထွက်သွားတယ်။သူတို့ထမင်းစားရုံနဲ့ဝင်ချင်းငွေတို့ညီမနှစ်ယောက်ကဖုန်ကြီးကျောင်းစီကိုပြန်လာခဲ့ကြတယ်။မမငွေနဲ့ဆီယမဒီနေ့အရန်လာတယ်။ညီမတို့နဲ့ဓပုံရိုက်ရအောင်လေဆီယမရောပဲ။ငွေတို့အသိညီမလေးတွေဟာငွေနဲ့ယူကိုသူတို့နဲ့ဓပုံတွဲရိုက်ဖို့ခေါ်တယ်။ group ပုံထုံရိုက်လိုက်တယောက်ချင်းတွဲရိုက်လိုက်နဲ့အားလုံးဓပုံရိုက်လို့ပြီးရဲ့အခါအကြောင်းမော်သွားငွေလက်ကိုတယောက်ယောက်လှမ်းဆွဲလို့ကြည့်လိုက်တော့ဝေးခဏကဘာလို့မောင်နဲ့အတူထမင်းမစားရလဲ။မစားချင်လို့ပေါ့ငွေစားဖို့တာပဲ။ဒါဆိုရင်မအောင်ပြောလေငွေမစားရင်မောင်လည်းမစားဟုတ်ပေါ့။မလီဖြစ်ရတယ်ဝမ်းချင်းစုံတာကြလို့စိတ်ထဲကနေသားပြောရင်ပစကထွက်သွားတာကအတွေ့အကြုံရအောင်စားခိုင်းထားတာစားကောင်းတယ်ငွေအတွေ့အကြုံတဲ့ပဲစားကောင်းတယ်တစုံတစ်ပေါင်းလွယ်ရင်ကျွန်တော်တို့အားလုံးကစားကောင်းကြတယ်တစုံတစ်ပေါင်းကစိတ်ချလက်ချမစားနိုင်ဘူးလေသူကင်းဆောင်နေရလို့နောက်ကတကောင်သား၃ကောင်ကဝင်ဖြေကြတာဖြစ်တော့မျက်ဖုံးကနောက်လဲကြည့်ပြီးတော့အဲ့ဒီ၃ကောင်ဟောတန်တိတ်ဆဲတယ်မောင်တို့လဲတပုံရိုက်ရဟဲ့အောင်လေဒီနားမှာအချင်းမောင်းတဲ့ရောက်နေရဲ့ကွတက်မောင်နဲ့ဒီကောင်တွေကတော့ကွာမင်းတို့ FA တွေအားကြအောင်လို့ကွာဝေဟာသူ့လက်မောင်းလိုက်ရိုက်တယ်ဘာဖြစ်လို့ဖုန်းကြီးเจ้าကြီးမှာဆဲနေရလဲတပုံရိုက်မောင်းမလားမြန်ရိုက်လူကြီးရဲ့ထမင်းစားဖို့စောင့်နေကြလိမ့်မယ်သူတို့မအောင်လိုက်ပြောနေကြလို့လေကွာဟေ့အောင်လေငါတို့ညောက်ရင်ရိုက်မယ်ပြီးမှ group ပုံရိုက်မယ်ငွေဖုန်းပေးရော့ညီမလေးဒီဖုန်းနဲ့ရိုက်ထားပေးအောင်ဒီရှက်ကြောပြက်နေတဲ့သူငွေလဲမနိုင်ပါသူလှုပ်ချင်ရလှုပ်ရရင်ညှိမ့်ချန်နေငွေတို့တပုံရိုက်နေတော့မှပြေဖြိုးမောင်ကဆိုင်ကနေဝင်လာတယ်ယူကမြင်ပေမဲ့မလှမ်းခေါ်ပဲငွေကပြီးပြေဖြိုးနောက်ကျလိုက်တာလာเจ้าမတက်ထမင်းစားရအောင်ဟုတ်တယ်မမငွေကျွန်တော်အလုံးမပြတ်လို့အခုမှမနေဖြတ်လာရတယ်။ဘာတွေစိတ်ကောက်နေရလဲပြေဖြိုဝေဟာယူကိုမင်းကောပြပြီးပြေဖြိုကိုပြီးတော့ကျွန်တော်ကိုစောလာခိုင်းတာသူ့ကိုဓပုံလိုက်ရိုက်ပေးဖို့လေကျွန်တော်လည်းလာကနီးမှမြေဩစာတအိမ်ပြောက်သွားလို့ဖြည့်ရှင်းနေရတယ်။ဒါကြောင့်နောက်ကျသွားတာကိုစိတ်ကောက်နေတာ။ဒီကောင်မလေးကတော့လေခလေးကြနေရတယ်။နေတော့ချော့ပြုံတော့ပြေဖြိုကြီးငွေပြောကိုပြေဖြိုအကြီးကျကျနဲ့ကောင်းကုတ်ခါတပြင်းမောကြီးချောင်းလိုက်တယ်။ခင်ဟောရှေးရိုးဆန်သူမဟုတ်ဆန်ဆက်မှာမန်နေဂျာအစအောက်ခြေဝင်တဲ့အစုံယောက်ျားလေးအများစုဖြစ်ပြီးလူပြိုလူလွတ်တခုလက်မုတ်ဆိုးဖို့ယောက်ျားပေါင်းစုံရွယ်စုံဆက်ဆံနေရတော့ယောက်ျားတွေအကြောင်းသိတယ်။မျက်ဖုံးပေါ်လွန်ခဲ့တဲ့တပတ်နှစ်ပတ်အိမ်စရောက်ထရာဒီကောင်အကဲခတ်နေတာကိုကသမီးပေးရမယ့်သမီးရှင်ဆိုတော့အကဲခတ်တာဖြစ်တယ်။မနေ့အိယာကနိုးတယ်မနေ့စားတယ်။အိမ်ကလှဲ့တင်ပတ်တဲ့နေရာတွေပုံရင်သွားတယ်။လက်ဖေးဆိုင်ထိုင်ပြီးတော့ထတော်သွားတယ်။ PDF ထိုးလိုက်ဘောလုံးကန်လိုက်လုပ်တယ်။ဟိုနေ့ညတော့ဘီယာဆိုင်ထိုင်လိုက်သေးတယ်တဲ့။ဘောလုံးပွဲမှာလည်းရန်ဖြစ်လိုက်သေးတယ်။ရန်ဖြစ်လို့လူကြီးတွေဖြန့်ပြေးပေးနေတဲ့ကြားကသူအထက်ထိုးတယ်လို့တစ်ဖက်လူကြီးတွေကသူတို့ရောက်တော့တိုင်နေ။အဲ့လိုပြဿနာရှာလိုက်သေးတာမနေ့ကလူမလဲသမီးငွေတွေကလက်တောင်းမထရသေးသမီးငွေကိုစုတ်ခေါ်ပြီးတော့သူနဲ့အတူရေးဆက်ချခိုင်းတယ်ရွာလူတွေအမြင်ဘလို့ရှိမလဲမတွေ့ဘူးလှုပ်ချင်အောင်လုပ်နေရရင်ပြီးရောသူများဘလို့မြင်ခယူးမဆိုင်တဲ့ကောင်စားမျိုးသူဒီရွာလာတာဟာအလူလာတာကတသက်ပဲမဟုတ်ပါသူတဲနေတဲ့အိမ်ကနောက်တစ်ချိန်သူရောက်ခမအိမ်ဖြစ်ချင်းဖြစ်သွားနိုင်တဲ့အိမ်ပဲမှတ်လားဒါအပြင်ချိုးဖြစ်မနေဘူးခင်အောင်နဲ့ဖြူဖြူချစ်ကြိုက်တော့လက်မထက်ခင်ရောက်ခမကြည့်ပြီးတော့အနေထိုင်ပြုတ်မှုအပြောဆိုအစားဂယူးဆိုင်ခဲ့ရတယ်ရောက်ခမအလုပ်တွေလည်းလိုက်တတိလုပ်ပေးခဲ့တယ်ရောက်ခမနဲ့ဒိုးတူပေါင်ဘက်၃နှစ်တူတူအလုံးလောက်ကင်ပြီးမှရောက်ခမရဲ့သဘောတူမှုနဲ့ဖြူဖြူကိုလက်ထပ်ခဲ့တာမျက်ဖုံးမော်ကတော့ရောက်ခမအိမ်ကိုအကဲခတ်လာခံနေရနဲ့မတူပဲအတီးတယောက်အိမ်ကိုလာလေတဲ့သူနဲ့ပိုးတူနေတယ်သူရဲ့နေပုံထိုင်ပုံကကြည့်ကသမီးယူကိုစိတ်မဝင်စားတဲ့ပုံဖြစ်နေတယ်အဲဒီပုံစံကြောင့်ပဲသမီးမပေးရအောင်လို့ခင်အောင်မပြောနေရုံရှိသေးသူလုံးဝထင်မထားတဲ့မျောလင့်မထားတဲ့ပုံစံမျိုးနဲ့သမီးငွေကိုပေးလိုက်ရတယ်ခင်အောင်ကိုတယောက်ယောက်ကဒီအချိန်မှလုံးချင်ဆုံးဆန္ဒပြောပါဆိုရင်မျက်ဖုံးမော်ကိုကျိတ်စုံနေထဲလို့အမှုတ်ကျိတ်ပစ်လိုက်ချင်တာပဲဒီနေ့ငွေနဲ့မျက်ဖုံးမော်တရားရုံးမှာလက်ထပ်ရမယ်နေ့မျက်ဖုံးမော်ဟောင်းမနေရတဲ့အလူပြီးတော့မြို့တက်လို့တရားရုံးမှာလက်မှတ်ထိုးမဲ့ကိစ္စသွားစုံစမ်းထားပြီးပြီအတိတ်တည်းအဖြစ်မျက်ဖုံးမော်ရဲ့မိဘနှစ်ပါးဟာမျက်ဖုံးမော်ပန်လက်မှတ်ထိုးပေးမှဖြစ်ပြီးငွေဘက်ကငွေဖေဖေလိုက်မှမဟုတ်တဲ့အတွက်ရိုးရိုးနဲ့ကိုရှန်နိုင်ကလက်မှတ်ထိုးပေးမယ်ဒါကြောင့်ငွေတို့ပြင်ဆင်နေကြတယ်ငွေဟာပိုးပန်းရောင်ပြောင်းရင်စေးလက်စကလေးနဲ့မိခိုးရောင်မပန်းရောင်ချိန်လိုက်ပါတဲ့စိတ်ထမိန်လေးဝက်ပြီးတော့
စပီယုံနှစ်ဖက်ခွဲလို့လက်သေးစားကစပင်ချစ်လေးချက်ကအဲဒီဆက်ချစ်မှာပဲစတုံးလှလှလေးထုံးထားလိုက်တယ်ပြီးတော့ကြောက်စီအလှကလေးလေးတတ်ထားသေးတယ်ငွေရဲ့အလှဖက်နီးရှင်ကတော့ယူပဲယူကတော့ဖြူမငွေမြေအောင်ချိန်တိုင်းလေးနဲ့ထမင်ကိုဝစ်လို့အဖြူအောင်ရင်မုံအင်းကြီးလက်စကလေးနဲ့ဆွဲကြိုးလက်ကောင်းဝစ်လက်စော့နဂတ်ကအစားနီလာတဆင်စာဝစ်ထားတယ်ငွေလိုပဲလေဒီရှူလေးစီပြီးချစ်စရာကောင်းတဲ့ဖြူအောင်မင်းသမီးလေးငွေတို့အောက်ကိုဆင်းလာတော့အောက်မှာကိုမြတ်ဖုံးပေါ်နဲ့ကိုဖြိုးရဲ့မမေနဲ့ဖွားမီရဲ့ဖိုးဖိုးဒီပါရဲ့စောင့်နေကြတယ်ငွေမောင်တို့သွားရအောင်ဟိုမှာတရားသူကြီးရောက်လို့စောင့်နေရအားနာစရာမမီတို့သွားနေပြီလေရန်နိုင်နဲ့အောက်ထွန်းလည်းလိုက်သွားတယ်ဟိုမှာစီစဉ်စရာရှိရစီစဉ်ရအောင်လို့တဲ့ဟိုကားတစ်စီးနဲ့ပဲအားလုံးသွားမှာလားဘာဖြစ်လို့လဲငွေဟိုယူယူနဲ့ကိုအောင်ထွန်းကိုကားတကားစီစဉ်ပေးပါလားငွေပြောစရာရှိလို့ညဖုံးမငွေကိုစိတ်မရှိသလိုလှမ်းကြည့်ပြီးနောက်မှစိတ်ကိုရှော့လိုက်ဟန်နေအောက်ထွန်းမင်းယူယူကိုခေါ်ပြီးရင်သွားနေငါတို့နောက်ကလိုက်ခဲ့မယ်အေးယူယူလာညီမသွားရအောင်သွားမယ်ငွေပြောစရာရှိရကားပါရောက်မှပြောသူဟာငွေကိုပြောပြီးရှေ့ကထွက်သွားတယ်ငွေလူကြီးတွေုံနှုံဆက်လို့သူ့နောက်လိုက်သွားတော့ကားနာရောက်တဲ့အခါသူဟာငွေတက်ဖို့ရှေ့ကန်းတစ်ခါဖွင့်ပေးလာတယ်ကားပေါ်ရောက်တော့ငွေသူ့ကိုစကားဆမပြောသေးပေနဲ့ညဝိုးထောက်ကနေကဲခန့်နေမိတယ်သူကဒီနေ့ပစိုးနီညိုရောင်လေးတိုက်ပုံဖြူလေးနဲ့ဖြစ်ပြီးစပင်းလေးကိုတေးချဖီးတင်ထားတယ်ညနာတော့မှုံကုတ်ကုတ်နဲ့ငွေတပြင်းချပြီးသူ့ကိုစကားပြောဖို့ဖြစ်တော့ဟိုငွေတို့ခဏငွေကိုစိတ်ရှိတဲ့ကောင်မဟုတ်ဘူးမင်းမလို့စိတ်ရှိပြေးနေအောင်ငွေခဏကိုအကြောင်းပြချက်မျိုးမျိုးပြပြီးညင်းမနေနဲ့မင်းခုကိုဘာပြောမလဲကိုမသိဘူးဒါမဲ့ကိုတခုပြောမယ်ဘာအကြောင်းနဲ့မှမင်းကိုလက်လွတ်မှာမဟုတ်ဘူးပြောမရအောင်ဆိုရင်ကိုမင်းကိုခုခိုးပြေးတော့မှာဟုတ်အဲ့လိုလုပ်လို့မရဘူးလေအခုငွေပြောမှာကိုမြတ်ဖုံးနဲ့ရန်ကုန်ကရီစာကိစ္စဘယ်လိုလုပ်မလဲလို့ငွေအချစ်ပြိုင်ဘက်တို့တတိယလူတို့ကိစ္စတွေမဖြေရှင်းချင်ဘူးဒါကြောင့်လမ်းမထက်ခင်ဆွေးနွေးဖို့ကြိုးစားတာမနေ့ကလည်းတနေ့ကမတွေ့ရဘူးလေညရောက်တော့လေပြင်ပန်းလုံးအစောကြီးအိတ်သွားတာဘယ်မှလဲဆွေးနွေးချိန်အခုအချိန်မလို့ခင်ဒီကိစ္စငွေပြက်ပြက်တသားသိကျင်တာဟောဒီကိစ္စလားခုဖြေရှင်းပေးမယ်သူကဖုန်းအိတ်ကက်ထရထုတ်ပြီးနံပါတ်တစ်ခုနဲ့ကစပီကာဖွင့်နေဟယ်လိုကောင်မဟန်တယ်စုမင်းညမင်းနဲ့ငါလမ်းခွဲတဲ့ကိစ္စထပ်ပြီးတော့ကွန်ဖမ်းလုပ်ရအားနာပါတယ်ဒါမဲ့ငါမိမတန်တရားကြအောင်ထပ်ပြောပြပါလားငါစပီကာဖွင့်ထားတယ်ဟောဟုတ်ပါရဲ့ကိုမြတ်ဖုံးပေါ်နဲ့ကျမမနေ့ကပဲလမ်းခွဲပြီးပါပြီမိတ်ဆွေတွေတငယ်ချင်းတွေဖြစ်နေဆက်ရှိသွားမှာပါကျေးဇူးဟန်တယ်စုဒါပဲနော်ဖုန်းချလိုက်တော့မယ်မျက်ဖုံးပေါ်ဖုန်းချပြီးတော့ငွေကိုမျက်ခုံးပင်လို့မင်းကောင်ပြတယ်ငွေတို့မျက်စောင်းထိုးပြီးတော့မျက်နှာကိုတစ်ဖက်လှည့်နေတယ်ဒီလိုကြီးဖုန်းဆက်ဖြည့်ရှင်းတာတစ်ဖက်ပေါ်မလေးစားမှုမရှိသလိုဖြစ်မနေဘူးလားငွေတကယ်သူနဲ့ပတ်သက်ရင်စိတ်ရှုပ်ရတာတော့အမှန်ပဲလက်မထက်လို့ရလည်းမရငွေသူ့အကြောင်းလေးပေါ်မှာသိချာမသိတွေးဆောင်ချိန်ခဏလေးတွေ့မှသူ့ရဲ့စိတ်နေသဘောထားအကျင့်စရိုက်တွေဟာငွေမခန့်မှန်းနိုင်ဘူးငွေတို့မိန်းကလေးတွေအတွက်လက်ထက်တယ်ဆိုတာကန်ဆယ်မဲ့နိုင်ရသလိုကန်ကောင်းရင်လည်းစံကန်ဆိုးရင်လည်းခံမယ်ငွေရဲ့ကန်ဆယ်မဲ့လေးကကန်ကောင်းမရစီငွေတို့တရားသူကြီးရှိမှနှစ်ဦးသဘောတူလက်မှတ်ထိုးခဲ့ကြပြီးဆိုင်တဆိုင်မှာသူမိဘတွေနဲ့တကယ်ချင်းတွေနဲ့အတူမနက်စာစားခဲ့ကြတယ်။ရောင်မရှိတဲ့လူကြီးတွေအတွက်မုတ်တချို့ဝယ်ပြီးတော့ပြန်လာခဲ့ကြတယ်။အပြန်တော့သူတို့ငွေနေမကောင်းလား။ထမင်းလည်းတိတ်မဆောင်စေးကန်းဝင်ပြမလား။ကောင်းပါရဲ့။ငွေဘာမှမဖြစ်ဘူး။စောစောအထနေရရက်ဆက်ဖြစ်နေလို့ငွေအေးအေးပြက်နေတာ။ဒါဆိုရင်လည်းအိတ်နေလေ။ကားပေါ်မှာတိတ်မအိတ်တက်လို့ရတယ်။ရှုခင်းကြည့်နေလိုက်မယ်။ကားဘာဖြစ်လို့လဲ။ကားဘာမှဖြစ်ဘူးငွေနာရအောင်လို့ခဏရက်ပြီးတာရပါတယ်သွားရအောင်နောက်ကျနေမှာဆိုလို့စိတ်မပူနဲ့သီလားအပြင်ကကားလေးမမြင်ရဘူးညဘောကငွေရဲ့ကားကပတ်ကိုဖြတ်လွှတ်ပြီးငွေဘက်ကိုတဖြည်းဖြည်းနဲ့သူ့ကိုယ်ကြီးကိုင်းချလာပြီးငွေရဲ့နှပူလေးကိုဖွားဖွားလေးနမ်းနေငွေကညင်းဖို့လဲတတိမရတော့နှိတ်ထားတဲ့မျက်လုံးလေးနှစ်ဖက်နှာခေါင်းလေးတစ်လျှောက်နောက်ပြီးတော့ပေါင်းမမို့လေးနှစ်ဖက်ပြီးရဲ့အခါမှာမေးစီနဲ့လေတိုင်းကိုပါတဖြည်းဖြည်းနဲ့ဖွားဖွားလေးနဲ့ဖွားဖွားလေးထိတွေ့ပြီးနမ်းနေတယ်ဝေမောင်မျက်စိလည်းဖွင့်မကြည့်ရဲ့ရှင်းခုံနေရာမှာဘောလုံးတရားတင်းနေသလားတော့အောင်မိရတယ်။နောက်တော့သူ့အနမ်းနေရက်သွားပြီးငွေမျက်စိဖွင့်ကြည့်တော့သူဟာငွေကိုပြုံးကြည့်နေတယ်။ရှင်းခုံသွားရလား။မခုံမအောင်။ငွေဝင်မခန့်ချင်ဘူး။ငွေကိုရင်ခုံတန်ကိုတီးအောင်လို့ကိုရိုနောက်ခန်းသွားရအောင်။မောင်နန်းထိုင်ထပ်ပေါ်တာဘာမှမလုပ်ဘူး။ငွေမောင်ငင်းဆန်ရင်ပိုရင်ပိုသွားမှာ။အဲကြရင်မောင်အစိုးမစိုးနဲ့ငွေဖြစ်နေငွေပဲ။ငွေမောင်ပြောထားရင်တော့မောင်စကားနားထောင်ကွာငွေညင်းရင်တော့စီးကြော်ပြီးမိရောမှာညပုံးကပြောလဲပြောငွေရဲ့ခါလေးကိုလက်တစ်ဖက်နဲ့ဖက်လို့ကျန်တစ်ဖက်ကငွေမီးစီလေးကိုကင်ပြီးနှကန်းတွေကိုတင်ပိုက်တယ်ငွေတကုံလုံးဟာရှိန်ဖိန်ထွင်းထိန်ဖြစ်ပြီးသူအားရအောင်နဲ့ပြီးတော့ငွေဒနာကလို့တူတူလေးပြောလာတာဟာမောင်ငွေနှကန်းထူထူဤတူတယ်လေးကိုရမ်းနှမ်းကြည့်ကျင်ခဲ့တာမောင်ထင်ထားတဲ့အရန်ချုံမင်းနာပဲကြည့်ရဲ့ကိုမြတ်ဖုံးကငွေကိုပြောရင်လည်းထပ်ပြီးငွေနှကန်းတွေကိုထပ်မံသိမ့်ပိုက်တယ်မောင်ချစ်လေးရှက်နေတာချစ်စရာလေးကွာနောက်ဆိုရင်အများကြီးမရှက်နဲ့မောင်တို့ကလက်ထပ်ပြီးဒီထက်ပွင့်လင်းရမယ့်ကိစ္စတွေလည်းရှိသေးတယ်ငွေမောင်ချစ်လာရင်ငွေမသိဘူး
မောင်နှန်းတော့မောင်ရင်ခုန်လာမောင်ချက်ကမောင်ချစ်လားမချစ်လားမသိသေးဘူးပေါ့မောင်ကသိအောင်လုပ်ပေးမယ်မောင်ကမောင်ချစ်လေးကိုတိတ်ချစ်တယ်ဆိုတာသိတယ်မလားမောင်ငွေကိုချစ်ခင်ရတာဘလို့ဆိုတာပြပြီးတော့မှမလို့မောင်ဝင်လို့ရအောင်လို့အချစ်ရဲ့နှလုံးသားတကားလေးကိုပိတ်မထားပဲခက်ဟာလေးဖွင့်ထားပြီးပေါ့နော်ဒါမှငွေမောင်ချစ်ကိုခံစားလို့ရမှာမောင်ချစ်ငွေနဲ့ငွေကိုတီးတန့်ခေါ်တဲ့နန်းစားများနဲ့သူနဲ့တယောက်တည်းလဲပတ်ရှုပ်နေတော့မျက်ဖုံးအိတ်ကတည်းကဖုန်းမြည်လာတယ်မျက်ဖုံးထုတ်ကြည့်လိုက်တော့ရန်နိုင်မျက်ဖုံးကင်နေတော့သူ့ပေါင်ပေါ်ကဆင်းပြီးကားတကားဖွင့်လို့ကားနဲ့မနီးမဝေးတစ်ပင်ရှိအောက်မှာရှက်နေလိုက်တယ်သူကလိုက်ဆင်းလာပြီးကားအုပ်မိကဖုန်းပြောနေတယ်ဒီလိုပါပဲရေကောင်းကောင်းမှလိန်ငင်းခံနေရပါကွာအေးပါပြန်လာပါပြီဟေ့ရပြန်လာမှပြောတော့ဖုန်းချလိုက်တော့မယ်ရန်နိုင်စကားရှင်နေရနဲ့ပဲအမြန်ဖြတ်လို့ငွေနာသွားရက်ပြီးမောင်တို့ပြန်ရအောင်ဝေးလူကြီးစိတ်ပူပြီးတော့မေးနေတယ်တဲ့ဟုတ်ပြန်မယ်လေသမီးဘာလို့နောက်ကျနေရလဲဟုတ်မေကားပြက်နေလို့ပါကားပြက်သွားလားမမီတို့ကိုဖုန်းဆက်ပြောတာတော့မဟုတ်ဘူးမမီတို့ပြန်လှည့်ခေါ်မှာပေါ့ကားကဘာပြက်တာလဲသမီးဟုတ်ငွေမတီးဘူးအန်တီငွေအင်ဂျီလဲခြင်းလို့အပေါ်တက်တော်မယ်ရှင်အေးသမီးခြံထဲကိုသွားတော့မကြီးပြင်အောက်မှာတကောင်သားသုံးကောင်ပြုံးစီနဲ့မျက်ဖုံးကိုကြည့်နေတယ်ဘာလဲဘာမှမလဲဘူးကိုယ့်ဘာကိုမလုံမလဲဖြစ်မနေနဲ့ဟေ့မျက်ဖုံးတော့ဘာမှမလုံမလဲဖြစ်စရာမရှိဘူးဟေ့တီးဖို့မျက်ဖုံးမင်းတို့ဘယ်တော့မှကြံနေခဲ့ရလဲလင်းငင်းခံနေအောင်ဟုတ်ရဲ့လားလင်းငင်းခံတာဟုတ်တယ်ငွေခေါင်းနဲ့နောက်နေရဆိုတော့မင်းကိုပြည့်ရင်ပြည့်စုပေးလိုက်ရဲ့လားဒါကမိမဆိုငါလုပ်ပေးရမယ်တောင်းရင်လေမိမညောင်သိကြတယ်လို့ဖြစ်လို့တကောင်သားတွေတို့ရီကွာလူကြီးရဲ့ကြားကုန်လိုက်ပြီလူကြီးရဲ့ကြားကုန်မှာဆိုရင်ငါတို့အမှန်တိုင်းပြောဗမာကျန်းကြရပဲဘာလုပ်နေရလဲငွေရပြန်လာတော့ငါတို့တော့နှုတ်ဆက်မသွားဘူးမျက်နှာလေးယူရဲလို့အိမ်နဲ့ပြေးဝင်တော့ပဲမင်းဘာလုပ်လိုက်တာလဲဟေ့ဒီကောင်တွေကတော့ကွာမင်းတို့တရားခံကြီးကြည့်နေမှာငွေရှက်သွားမှာပေါ့ဘာမှမလုပ်ဘူးဒီကသွားဆိုရင်လမ်းလွဲကြော်ရင်ညာဘက်ကကုတ်ပြအောင်ပါလေအစောတိဝင်မခံဘူးပေါ့မင်းကညင်းမယ်ပေါ့မယုံလည်းမတက်နိုင်ကွာလူကြီးတွေကိုပြောင်းတဲ့အကြောင်းပြောရင်အင်ကြီးသွားလေတော့မင်းတို့ထိုင်ခြင်းလဲထိုင်နေခဲ့ငါနားကျင်လို့သွားပြီဟဲ့မျက်ပုံလဲကြည့်တော့ငါပြောရပြီမင်းနှခမ်းမှာနှခမ်းနေပြီးနေတယ်ကိုလက်ကိုနှခမ်းကိုတုံးလိုက်ပြီးတော့ဒီကောင်တွေကတော့မျက်ပုံစီကိုရင်းနေလျှောက်လာကြပြီးရန်တိုင်းဟာလည်းပြီးုံချုပ်လို့ဟဲ့ငါတို့မင်းလိန်လို့မရဘူးကွာမင်းကိုငငယ်တွေကပေါင်းလာမင်းဘာလို့လဲရစားငါတို့သိတယ်သိရင်မဆက်ပိတ်နေကွာငါမိမရှိမှမစနဲ့ဟိုကရှက်နေတာပါဆိုမင်းကိုမလို့စတာပေါ့နွားရဟိုကမင်းကလေးကိုငါတို့ကစမလားငါတို့ဒီလောက်တော့သိပါတယ်ကွာတာကားကဘာပြတ်တာလဲဝက်ရှော့ပို့ရမလားမောင်ခိုင်ပို့ခိုင်းလိုက်မယ်လေရန်ကုန်လဲပြန်ရအောင်မအောင်ဗျာမမီးကဆက်ဆက်မရှိကားပြင်ဖို့အကြောင်းပြောနေတော့မျက်ဖုံးကြောင်းသွားပြီးသမီးငွေကကားပြတ်လို့နောက်ကျလို့အိမ်ပြန်ရောက်တာဆိုမမီးဝက်ရှော့ကိုမောင်ခိုင်ကိုခိုင်းလိုက်မယ်လေဝက်ရှော့ပို့ဖို့မလိုရတယ်မမီးကောင်းသွားပြီကျွန်တော်ပြင်လိုက်တာအေးဒါဆိုလည်းပြီးရပဲလေခီးဝေးသွားမှာဆိုတော့ပြတ်တာတွေပြင်ထားအောင်ကောင်းမယ်တာဦးဆောင်ပြီးကားရေစီအောင်ကြားလာလက်ဖြတ်သမီးတောင်းပွဲလုပ်ရမယ်နော်တာလူကြီးတွေတိုင်ပင်ပြီးပြီအမြန်ကြီးလားမင်းသမီးကိုရန်ကုန်ခေါ်ချင်တာဆိုဒါကြောင့်လူမြင်တက်နေအောင်တောင်းအောင်ပါပစ္စည်းကတိတ်မပါဘူးပါတလောက်နဲ့တောင်းအောင်မင်းစတူဒီယိုလုပ်နေလို့လေလူကြီးရဲ့နောက်ကလိုက်ပြီးအမြန်စီစဉ်နေရတာဒီမှာတိတ်ကြကြနေလို့လည်းမရဘူးဟိုမှာလုပ်တွေကပြစ်ထားခဲ့ရမှာမလားမင်းတငယ်ချင်းတွေလည်းအလုပ်ကိုစီနဲ့သူတို့လည်းအားနာအောင်မင်းဆန္ဒတစ်ခွဲပဲကြည့်မနေနဲ့ဟေ့ဒေဒီကလည်းကျွန်တော်စီစဉ်နေရပဲဦးမင်းစီစဉ်နေရလမ်းမကျလို့ငါပြောနေရတာကဲပါကိုရဲ့တားပြန်ရောက်လို့ထိုင်တော့မထိုင်ရသေးဘူးတားလည်းစီစဉ်နေရပဲလေသူကဒီကဒလိထုံးစံနေသိရမှာမဟုတ်တာရုပ်တရက်လက်ထက်ကတော့အချိန်ရွားမယ်လို့တည်းကနည်းနည်းလွဲသွားတာပဲဒါတော့ငွေသွားလဲပြီးတော့နားတော့နော်ပင်ပန်းနေတော့ပေါ့မမီကဲပြီလို့ပေါ့နမို့ဆိုရင်ဒယ်ဒီရဲ့ဆုံးမစကားနဲ့မိုးလင်းသွားနိုင်တယ်ဒီနေ့ကသမီးတောင်းရမယ့်နေ့ဖြစ်တယ်အိမ်မမင်္ဂလာကိစ္စတွေရက်ဆက်လို့ဖြစ်နေရကြောင်းလူကြီးတွေလည်းပင်ပန်းနေကြပြီမြတ်ပေါ်ကတော့သူရန်ကုန်ပြန်ငွေကိုတပါးရဲခေါ်သွားချင်တာကြောင့်အလော30လုံနေရတယ်လို့ဖြစ်တယ်လူကြီးတွေကမြတ်ဖုံစီးဆက်ပွဲလုပ်ပြီးရဲ့နောက်မှာပြန်လာပြီးတော့မင်္ဂလာဆောင်မှုပြောပေမဲ့အလွန်တရာဆိုတရုတ်နိုင်တဲ့မြတ်ဖုံမော်တယောက်ကဘလို့မှပြောလို့မရသူအစီအစဉ်တိုင်းလုပ်မယ်လို့ပြောတယ်မြတ်ဖုံဒယ်ဒီကတော့သူ့ကိုမျက်စောင်းတက်ခဲ့အန်တကြိတ်ချင်းနေဒယ်ဒီကတော့သူများအိမ်ရောက်နေလို့မြတ်ဖုံအောင်တသက်နဲ့ကြည်နေရတာရန်ကုန်ဆိုရင်တော့လက်သီးစာမီမှာကျင်းသေးပဲမြတ်ဖုံရောက်ကထီဦးခင်အောင်သူ့ကိုအခုချိန်ဒီမျက်နှာချင်းမဆိုင်ငွေတို့လူအများကြီးမဖိတ်ထားပေမဲ့ဆွေမျိုးအသီးမိတ်ဆွေတွေဟာအလှပီးတွေကမပြန်နိုင်သေးပဲငွေရဲ့တောင်းပွဲပြီးအောင်နေကြတယ်။ရမီရက်ဖောက်ဆွေမျိုးမိတ်ဆွေတွေရှိမှပင်ငွေကိုသူတို့ရဲ့ပိုင်းဆိုင်မှုအများအပြားရွတ်ပြပြီးတော့တင်တောင်းတယ်။ဖိုးဖိုးဒီပါပြီးကျွန်တော်နည်းနည်းပြောစရာရှိပါတယ်။ကျွန်တော်တငယ်ချင်းမော်ကုန်းရှိစင်တွေကမိတွေကိုလက်ထပ်ပေးဖို့တိုင်ပင်ထားတဲ့ကိစ္စအခုအထမြောက်သွားတဲ့အတွက်ကျွန်တော်အလွန်မြင့်ဝမ်းသာပါတယ်။ကျွန်တော်မိလေးတွေဖြစ်တဲ့မြတ်ဖုံးတဲ့ငွေကိုမနေ့ကကျွန်တော်ကိုယ်တိုင်ပဲတရားရုံးသွားစီပြီးတော့တရားသူကြီးရှေ့လက်ထပ်စာချုပ်မှာလက်မှတ်ထိုးစီခဲ့ပါတယ်။အမြန်လက်ထက်ရရလည်းမဖြစ်မနေလက်ထက်ရမယ့်ကိစ္စရှိလို့မဟုတ်ဘဲနဲ့တမီးငွေကိုအခုပြန်ရန်ကုန်ခေါ်သွားချင်လို့ပါဗျာ။ဘ
ဘာလို့လဲဆိုတော့ဟိုမှာမင်္ဂလာရင်ဆောင်မှာမလို့ပါနမို့ဆိုရင်တို့သမီးဟာဒီမှာတို့သားရန်ကုန်မှာဆိုတော့မင်္ဂလာကိစ္စတိုင်မြန်တော့ခီးဖြစ်လို့ပါဗျာရန်ကုန်မှာမင်္ဂလာဆောင်ပြီးရင်ဒီကိုပြန်လာပြီးတော့ဆောင်စင်အောင်ပါအဲ့ဒီကြအားလုံးကိုလည်းဖိတ်ပါမယ်လောလောလုံးတလို့ဖြစ်နေတဲ့အတွက်ဒီကသမီးရှင်တွေဖြစ်တဲ့မတ်မီနဲ့ကိုခင်အောင်တို့ဖြူဖြူလေးဒီကလူကြီးမင်းတွေအားလုံးတောင်းပန်ပါတယ်ခொနကရွှတ်ပြတဲ့တင်တောင်းပစ္စည်းရလဲစာရွက်မဟုတ်ကြောင်းသိစေချင်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာဖိုးဖိုးကငွေရဲ့တိတ်ခါအတွက်အကောင်လုံးထင်မလွဲစီဖို့ထပြောပြတာဖြစ်တယ်ဒါငွေနားလေတယ်ဖိုးဖိုးလည်းကျေးဇူးတင်တယ်အဲ့နောက်မှာရမီရက်ဖာနှစ်ဖက်မိဘဆွေမျိုးလူကြီးတွေကိုကြောက်လို့သမီးတောင်းမင်္ဂလာကိစ္စဟာအောင်မြင်စွာနဲ့ပြီးဆုံးသွားတော့တယ်ပြဖြိုးနဲ့ရွှေရွှေဆိုင်ငယ်တစည်းနဲ့ဘဲရမင်းပြန်လာမှမသိပြန်လာကြတာချန်ရှိရက်ပြီးစကားပြောနေကြတယ်ဒီမြေခွင်းကိုကြည့်ပြီးတော့မျက်ဖုံးကပြီးမရဲ့ငါမင်းကိုပြောမယ်ရွှေရွှေကမင်းနဲ့မလိုက်ဖက်ဘူးမင်းဘာမှမဖြစ်ခင်သွားမဆတာကောင်းမယ်ရွှေရွှေကတော်တော်လှတဲ့မင်းကလေးပါပွေတာရှုပ်တာမျိုးမဟုတ်ပေမဲ့ तू ဆိုတဲ့တန်ဘသူဘလောက်ခံနိုင်တယ်လဲအဲ့ဒီကသူ့တန်ခံနိုင်ရှိရသူရွှေမဲ့သဘောမျိုးငါပြောတဲ့အတိတ်ပဲနားလေလားငရံရှူးနဲ့လိုက်ဖက်တာအဲ့ကောင်လေးပဲဟုတ်တယ်ငရံငါတို့မင်းကိုရှူးနဲ့သဘောမတူငါပြောရဲ့အပြောငရံကသဘောမတူပြောရအောင်ငါတို့ကဘာမှမဖြစ်သေးဘူးလေငါတို့မင်းကိုကြိုတတိပေးရပါမင်းခံစားရမှာဆိုလို့ရဖောငွေကိုလက်ထပ်ဖို့လုပ်နေရဘာမှမတားသလိုငါတို့ကိုယ်တိုင်လည်းအလုပ်ပြည့်အကန့်ပြအားတက်တရောကူညီပေးနေကြတာမြတ်ဖုံးနဲ့ငွေကိုသဘောတူလို့ပဲငွေအကြောင်းလည်းငါတို့အကဲခတ်ချိန်သိမရပါမယ်ငွေဟာမြတ်ဖုံးနဲ့တင့်တော်တဲ့သူလို့ငါတို့ထင်တယ်ငွေကမြတ်ဖုံးအတွက်မတင့်တော်တဲ့သူဆိုရင်ငါတို့ကိုယ်တိုင်တားကြမှာပဲမလားဟုတ်တယ်ကွာဟာကွာမင်းကလေမြတ်ဖုံးလက်ထပ်တာအခမ်းအမဝလို့မဖြစ်မနေလက်ထပ်လိုက်ရတာမင်းကမြတ်ဖုံးဖန်တီးထားတဲ့စကားတကယ်မသိလို့လားဟဲ့အောင်မြတ်ဖုံးမင်းဆက်လက်မင်းပြောပြလိုက်မင်းเจ้าငါသိတယ်မြတ်ဖုံးကဖြိုးစီအားတောင်းနေတဲ့ secret ကိုခဏတောင်းတောက်တယ်ငရံသူ့ကိုဝိုင်းပြောနေကြတာကိုရှောင်ချလို့မြတ်ဖုံးဘက်ကအတင်းပို့တာမြတ်ဖုံးသိတာပေါ့ဒါအပြင်အောင်ထုံးတို့ငဖြိုးတို့ကလည်းသိမှာပါသူတို့ကအချစ်ဆုံးတငယ်ချင်းတွေမလားတယောက်ကြောင်းတယောက်သိဆုံးပဲအချစ်နဲ့ပတ်သက်ပြီးတော့ငရံအောင်ကန်ကောင်းစေချင်တယ်ဟဲ့ရပြောတော့ဒီနေ့မင်းအမှန်တိုင်းဝင်ခံတော့ဟုတ်တယ်ကွာအဲ့ဒီကငါတမင်ငွေအခန်းထဲကိုဝင်ခဲ့တာယူအိညာငါတို့ဘီယာဆိုင်ရပြန်လာတော့သူ့အမေကိုဟိုဘက်အိမ်မှာအိမ်မေချောင်းပြောတာငါကြားတယ်အဲ့ဒီချိန်တော့သူ့အခန်းထဲကိုဝင်ဖို့ကြံမရသေးဘူးညတကောင်စီးထသွားပြီးအပြန်ငွေခန်းကိုတွန်းကြည့်တော့အလွယ်တကူဖွင့်ရနေဝင်အိတ်လိုက်တာဒါကငါအတွက်မဟာခွင့်ပဲမလားမနေ့ကဒီလိုဖြစ်သွားပြီငါလည်းမနေ့ပြဿနာတွေတက်တော့ငါတို့လူကြီးတွေမတီအောင်ရှိမိတယ်မင်းကဘီယာနှစ်ခွက်နဲ့မူးနေမဲ့ကောင်မဟုတ်ဘူးဒါကြောင့်ဒီဇလန်မှာမင်းဇလန်မှန်ငါတို့သိလိုက်တယ်ငါသိချင်တယ်လို့မင်းကိုမေးမယ်မင်းငွေကိုဘာလို့ရွေးလိုက်တာလဲတကယ်ဆိုရင်ရွရွကပိုလှတယ်လို့ငယ်လဲငယ်တယ်ရွရွကြောင့်မင်းမသိဘူးပဲထားငါပြောချင်တဲ့အတိတ်ကငွေကိုနှိမ်တာမဟုတ်ဘူးနော်ငါနားလေပါတယ်ငါသူ့ကိုသိချစ်တယ်မြင်မြင်ချင်းချစ်ကိုငါမယုံခဲ့ဘူးသူ့ကိုတွေ့တော့စိတ်ဝင်စားတယ်ငါထင်တာဒီတိုင်းပဲစိတ်ဝင်စားတယ်ပေါ့ငါစိတ်ကလည်းအဲ့ဒီအချိန်မှာမဝေခွဲနိုင်ဘူးရွရွကိုတွေ့ချိန်ကျတော့ငါသူ့လောက်စိတ်မဝင်စားမိဘူးရွအကြောင်းဆိုရင်ငါသိမသိချင်ဘူးငွေအကြောင်းကြဘာလေးပဲဖြစ်ဖြစ်သိချင်တယ်ငွေဘာလို့လဲဘယ်သွားလဲဘသူနဲ့လဲသူတယောက်တည်းလားအစားစိတ်ပူတယ်အဲ့လိုသိချင်တာငါကလည်းတေချာသွားပြီပဲဟာငါငွေကိုချစ်တယ်ဆိုတာသူ့မှာသူများရဲ့လိုလှလားမလှဘူးလားဆိုတာဘသူနဲ့မှရှင်းနေမှာမဟုတ်ဘူးသူဖြစ်ရင်ကိုရပြီငါအဲ့လောက်ချစ်သွားတာငါကိုယ်တိုင်တော့မသိလိုက်ဖဲနဲ့လေနင်းဒီတိုင်းဆလမ်မစင်မနဲ့တောင်းလေရတာပဲကွာငွေဘက်လူကြီးတွေကငါမောင်မီနဲ့ပြောတွေကငယ်နဲ့စီစဉ်မိုးပဲပြောတာဖိုးဖိုးတယောက်ပဲငါ့ကိုနှစ်ယောက်ထက်တယောက်ရွေးလို့ရွေးခိုင်းတာနောက်ပြီးငွေရဒီတိုင်းသူ့ကိုတောင်းရင်ငါ့ကိုတေချာပေါင်းညင်းမှုပြင်ဆင်ထားပြီးသားလုံးဝလက်မခံဘူးသူထက်ညင်းလို့မရအောင်ငါဇလန်ကိုဖန်တီးလိုက်ရတာကွာနင်းဒီကိစ္စငါတို့မတိုင်မျိုးပေါ့တစ်ဆက်ဖောက်ကငါမတိုင်မင်းသားဒီကိစ္စရုတ်တရက်ရောက်လာတဲ့ခွင့်ရည်လေငါအမြန်ဝင်ပြီးတော့တရုပ်ဆောင်ရတာငါတကယ်ဒီအခြေအနေမဖြစ်ခင်မင်းတို့ကိုတိုင်မင်မဲ့ကိစ္စရှိပြီးသားဒါမဲ့အဲ့ကိစ္စကိုလုံးစရာမလိုတော့ဟဲ့အောင်မြတ်ပေါ့အဲ့ဒါငါတို့ကိုမေးပြောပြမင်းရိုက်ထားတဲ့ဆက်တော့ငါတို့မပါခဲ့အောင်လေကွာငါလူကြီးရဲ့လူပြင်းတားရီသမီးပြောတဲ့အချိန်ငွေကိုငါတောင်းမလို့ငွေကငါ့ကိုကြောက်ကန်ညင်းမယ်ဆိုတာသိကြပေါ့ပဲဘယ်လိုလုပ်တောင်းလို့ရမှာလဲအဲ့တော့လူကြီးတွေကလည်းငွေညင်းရဲ့သဘောတူပေးမှာမဟုတ်ဘူးငွေကိုငါရန်ကုန်ခိုးပြစ်မလို့အဲ့ကြိုင်မင်းတို့နဲ့တိုင်မယ်ဖို့စဉ်းစားထားတယ်ဟိုကလိုမတူဘဲနဲ့မင်းကခိုးပြစ်မယ်မသားကောင်ငါတို့ထောင်ထဲရောက်မဲ့ကိစ္စကငါတို့ကိုခေါ်တယ်တော်တော်ကောင်းတဲ့တငယ်ချင်းပဲရန်နိုင်အထိုးတက်လဲငြိမ်သက်နေတယ်တငယ်ချင်းတွေပြောသမျှဆက်လက်တောက်ပြီးပြုံးကနားထောင်နေတယ်မြတ်ဖုံးရန်နိုင်ပကုံးကိုပုံလို့နှစ်သိတယ်ငွေတို့ပွဲတွေရက်ဆက်နေလို့ပင်ပန်းနေပြီးအိတ်ခမ်းထဲမှာနားနေကြကရေချိုးတနခါလေးအိတ်ဖို့ပြင်ဆင်နေတော့မှတကားခောက်တန်ကြားလိုက်တယ်ငွေငေါလို့စကားပြောရအောင်ငွေအိတ်တော်မလို့ခဏပဲငွေရချက်ထဲမောင်မောင်နဲ့ခဏလန်းရှောင်ရင်းနဲ့စကားပြောရအောင်နော်လိမ္မာပါတယ်မောင်ချက်ကနော်ကဲပါမောင်ငွေရလိုက်သွားလိုက်ပါဒီကအဖေနော်လာပြီးတော့ရိုပြမနေနဲ့ရီပြောတဲ့အတွက်ရှက်ကြောပြက်နေတဲ့မျက်ဖုံးနောက်ကိုငွေလိုက်လာတယ်ဘာပြောမလို့လဲမနဲ့တွေ့မှပြောလေရတာ哦
မနက်ထိမစောင့်နိုင်လို့မောင်ငွေကိုရမ်းလွှမ်းနေလို့ရမ်းတွေးချင်လို့ငွေဟာမျက်စောင်းလေးရွှေရင်းနေမလီပို့လိုက်တာကိုမြတ်ဖုံးရင်ရှင်နဲ့ကျမလွန်ခဲ့2 နာရီကျော်မှတွေးထားသေးရဲ့နော်ခုကြောင့်ရမ်းလွှမ်းလာရောဒါနဲ့ခုနကဘလို့ခေါ်လိုက်တယ်ကိုမြတ်ဖုံးဟုတ်လားအိမ်ထဲမှာလူကြီးရရှိတယ်ငွေရဲ့ခါလေးကိုဖတ်လို့သူနဲ့မျက်နှာချင်းဆိုင်အောင်ဆွဲဖက်ပြတယ်ငွေကသူ့ရဲ့လက်မောင်းကိုရိုက်လိုက်ပြီးပြောလိုက်တဲ့အခါဒါဆိုရင်ပြန်ခေါ်ဟုတ်မောင်ဗျာငွေတို့မျက်စောင်းထိုးပြတယ်ငွေကိုဖတ်ထားရကပြန်လွတ်ပေးလာပြီးကိုရှာနိုင်တို့ရောအိတ်ကြပြီလားအိတ်သေးကိုသူတို့ဆိုင်ရင်းနဲ့ဖုန်းပြောနေကြတယ်လာဒီမှာထိုင်ရအောင်ငွေဟိုနေ့ကကားထဲမှာလို့မောင်းပေါ်ထိုင်မလားငွေနော်ကိုယောက်ျားလက်ပါချိပါနဲ့မောင်လက်ပါရင်စိုးမစိုးနဲ့နော်ငွေသူ့လက်မောင်းကိုထုလိုက်တော့သူဟာချစ်စနိုးလေးနဲ့ချိန်ချောက်တယ်ငွေကိုရိုက်မယ်ပေါ့ရိုက်ပါမလားကိုချစ်လို့ယူထားတဲ့မိမလက်နဲ့တော့မရွယ်ခုနကပြောလက်ပါမယ်ဆိုအဲ့ဒါလေမင်္ဂလာဦးညမှာလက်တွေ့အဲ့ကြောင့်တေချာရှင်းပြမယ်ဟုတ်အဲ့ကြရင်လက်တွေ့ငွေလက်နဲ့သူ့ပါဇက်ကိုပိတ်လိုက်ပြီးတော်ပြီဆိုအဲ့ကြောင့်မပြောတော့နဲ့ကိုရန်နိုင်တော့ဆိုင်ရဆိုတော့ရီးစားတော့စိတ်ဆက်ထားရတဲ့သူရှိရလားဟုတ်ဘူးအခုကသူတို့အလုပ်ကိစ္စတွေပြောနေကြတာဟောဒါဆိုရီးစားမရှိကြဘူးပေါ့ရှိကြတယ်အောက်ထွန်းပြီးခဲ့လာမှစိတ်ဆက်ထားတာသူ့ကောင်မလေးနဲ့အထက်တန်းနေရတွဲနေကြလေမောင်တို့ထဲမှာရီးစားတက်တန်းရှေ့ဆုံးတွဲပဲကျိုးတူတာရီးစားထားတယ်ပြင်းရင်ဖြစ်တယ်သူတကယ်ကြိုက်နေတာသူ့ရဲ့မွေးစားညီမလေးကိုသူညီမကိုဆိုင်နေရမ်းစိတ်ဆိုတာအလုံးထဲမှာရန်နိုင်ရချစ်နေပတ်တိုင်ကံမကောင်းဆုံးပဲဘာဖြစ်လို့လဲသူကမိသားစုထဲမှာလက်မိသားစုကိုပြန်တော့မကြည့်ရပါဘူးဖြူလဲဆိုင်မခံရအောင်အဲ့တော့ရမ်းချစ်ခံခြင်းတယ်ကောင်မလေးနဲ့တွေ့လေသူ့ကိုထားသွားကြတာပဲစေးကြောင်တစ်ဖက်ဆိုတော့ကောင်မလေးတွေကိုသူဂယူးမဆိုင်နိုင်လဲပါပေါ့သူကအမြဲထားခံနေရတယ်တငယ်ချင်းတွေပေါ်လေသူကအမြဲအနစ်နာခံပြီးတော့ရှော့ပေးတယ်ဟုတ်လားတနာပါလေမောင်တို့ထဲမှာတော့မောင်ကအရှုပ်ဆုံးမလားမရှုပ်ပါဘူးအချစ်ကိုမတွေ့သေးလို့ရှာနေရပဲရှိတာဒါချစ်မဟုတ်ဘူးထင်ဖြတ်လိုက်တာပဲဒါကြောင့်ရီးစားများသလိုရှိသွားတာဒါလေးကမှမောင်ချစ်ညဖုံးငွေမီးစီလေးကိုဖြစ်ညက်တော့ငွေဟာသူ့လက်ကိုပြန်ရရင်နဲ့ပြောကောင်းနော်ရှင့်ဝင်းခဏကလိုပြန်ခေါ်ဟုတ်လေနောက်ကျနေပြီအိမ်ထဲဝင်ကြရအောင်နော်လူကြီးတွေကလည်းငွေတို့မဝင်သေးရနဲ့စောင့်နေရထင်တယ်လူကြီးရဲ့အိတ်ချင်ကြရောပေါ့ဝင်ရအောင်နော်အိမ်ထဲဝင်ချင်ပြီမလားဒါဆိုရင်ခဏကလိုပြန်ခေါ်နော်ခေါ်လို့မခေါ်ရင်ငွေပြန်မအိပ်ရအောင်မခေါ်မချင်းမောင်ကဒီနားမှာပဲအိမ်ထဲပေးမဝင်တော့ဒါဆိုရင်ခေါ်ပြီးရနေအိမ်ထဲဝင်ရမယ်နော်โอเคမောင်ဗျာမောင်ထိုးပြီးရနေငွေထားရှလိုက်ပြီးအိမ်ထဲဝင်ဖို့ပြန်တော့မောင်ဟာငွေလက်ကိုဆွဲလို့ချက်ချင်းရင်ချင်းအပ်တယ်ထက်ခေါ်ဒီတစ်ခါနောက်ဆုံးတစ်ခါပဲတီချာထက်ခေါ်ပြီးနော်မောင်ဗျာမောင်ဟာထိုးရင်ငွေနဲ့ဘူးလေးကိုနမ်းလိုက်ကခေါနိုင်တော့မောင်ချစ်အိမ်မလှလှလေးမဖို့အတွက်အချစ်အိမ်မထဲတီမောင်းလာခဲ့ပြီဒီနေ့ငွေရန်ကုန်လိုက်သွားတော့မယ်ဖိုးဖိုးဒီပါမင်္ဂလာကိစ္စတွေဆက်နေရမလို့ရန်ကုန်ထီကားနဲ့မပြန်နိုင်တော့ဘဲနဲ့မလေးကိုသူ့ရဲ့ driver နဲ့တက်လို့မလေးကနေလေရင်စီးပြီးရန်ကုန်ပြန်มาဖြစ်တယ်ရှန်နိုင် driver နဲ့ဖိုးဖိုးရေကကားတစ်စီးနဲ့ရင်မန်းလေးတက်သွားပြီးရှန်နိုင်နဲ့ဖိုးဖိုးကလေရင်နဲ့ပြန်มาဖြစ်ပြီး driver ကကားယူလို့ရန်ကုန်ပြန်มาဖြစ်တယ်မမီဒယ်ဒီနဲ့အောင်ထွန်းကကားတစ်စီးစီးมาဖြစ်ပြီးရှိုးတူတာမြတ်ဖုံးမော်နဲ့ငွေကားတစ်စီးစီးကြမယ်ငွေဟောက်သွားကနေဖိဖိမမီနဲ့ဖွားမီတို့ကတော့ငွေနဲ့အတူမြတ်ဖုံးမှာလိုက်ပြီးတော့ကတော့တယ်ဖွားမီကတော့စုတွေပေးတယ်ဒီလင်ဒီမယာကျမ်းမာချမ်းသာပြီးတော့တော်လန်းတာပါစေဒါလန်းနဲ့ဖြောက်ပါစေဘေးဥပတ်အန်ဒီရဲ့ရန်တွေ့မှကင်းဝေးကြပါစေကွယ်ငွေမျက်ရည်မထိန်နိုင်ခဲ့ပါသမီးရဲ့မမေတို့ကရန်ကုန်မင်္ဂလာဆောင်ခါနီးလာမှာပဲမမေသမီးကခလေးကြနေရောပဲငုံနေနော်တိတ်လူကြီးရဲ့စိတ်မကောင်းဖြစ်တော့မယ်လာမမေတို့ကားနာထိလိုက်ပို့မယ်ဖေဖေကဘာမှမပြောဘဲလက်သေးဆိုလို့ခေါင်းငုတ်ကထိုင်းနေတယ်ယူယူဟာမျက်ရည်တုပ်ပြီးတော့မမေနဲ့အတူမမငွေကိုကားနာထိလိုက်ပို့ပြီးတယ်ယူမမေဖေဖေနဲ့ဘဘအောင်ခီးယူဆိုင်နော်အရှင်လိုခလေးလုံးမနေနဲ့ယူတော်ဆန်းတို့အတူကိစ္စလေးဒီတစ်ခါပြီးရင်ဖြတ်ပေးလိုက်တော့နော်ဟုတ်ကဲ့ပါမမငွေစိတ်ချသွားပါအေးလဲမင်းညွန်နဲ့အောင်နှက်ကိုမမငွေအပ်ပါရဲ့ကွယ်တေချာခီးယူဆိုင်ပြီးထမင်းကျွေးနော်ဟုတ်ကဲ့မမငွေအေးခီးယူဆိုင်ပါမယ်ငွေသွားကြစို့ရန်ကုန်ဝင်နောက်ကျနေမယ်ငွေရကွာမသိမတအားသိပ်ပိုက်ထားပြီးတော့ယူလာသလိုပဲတိတ်တော့နော်ဖြိုးသူတာစိတ်ထဲကနေပြောနေခြင်းဖြစ်တယ်ထုတ်ပြောကြည့်ပါလားအနည်းဆုံးလက်သေးတစ်ချက်ပဲတရားသဖြင့်ယူလာအောင်ဆိုတော့လေငွေမျက်ရည်ကြာမြင်ရတာမောင်ဘလောက်ရှင်နာနေထင်လေမင်းနာမှာမောင်ရှိရလေငွေမောင်ချစ်ပေးတာယုံပြီးတော့လိုက်ခဲ့ကွာနော်မငုံနေတော့တိတ်သူတို့ရန်ကုန်အိမ်ကိုရောက်တော့မိုးချုပ်ခါနီးဖြစ်တယ်ငွေတို့ရောက်တော့အိမ်မောင်ရှိရဲ့အလုပ်သမားတွေကအထုပ်ပိုးတွေကိုတဲပေးကြပြီးမြက်ဖုံးနဲ့အောင်ထွန်းတို့ကိုအောင်ထွန်းနဲ့ငဖြိုးမင်းတို့ကားတစ်စီးယူသွားလိုက်ကွာမနေ့မှလာပို့ပြီးမပို့နိုင်လေနောက်နေ့မှငါလာယူမယ်ငါလိုက်တော့မပို့တော့ဘူးနေရာစိမ်းဆိုတော့ငွေတယောက်တည်းဖြစ်နေမှာဆိုလို့အနားမှာရှိပေးကြလို့
ငါနောက်လိုက်ပြီးတော့ကိစ္စတွေကူပြီးလို့လေကျေးဇူးတင်နေကွာမလို့ပါဘူးမြတ်ဖုံရချင်းချင်းကိုငါတို့ကိစ္စဆိုလည်းမင်းကူညီမှာပဲအောင်တော့ကမြတ်ဖုံတော့ကလို့ဟေ့ဟာခုနော်လူပြိုညာလေးကုံဆုံးတော့မယ်ဆိုတော့နောက်ရက်မှထပ်ချင်းပြီးကုံဆုံးသွားတဲ့လူပြိုတွေးကြုံလေးကိုဟိုကောင်ရန်နိုင်မေးပြီးတော့အားစီပို့ပေးလိုက်မယ်ထပ်ပြီးတော့ကိုနော်ငါကောင်ဒီကောင်တော့ကွာငါတော့ဘာလိုက်လို့တွေးနေရနှာတွေးရရင်တွေးရပဲမေးပြီးလေသွားမြတ်ဖော်အောင်ထုံးတို့ကိုနှုတ်ဆက်လို့အိမ်ထဲဝင်လာတော့မမီနဲ့အတူငွေဟာထိုင်းနေတယ်မမီတို့နောက်သွားထိုင်ပြီးမမီသားနဲ့ငွေကုန်းတို့မှသွားရမယ်နော်မြတ်ဖော်မင်းနဲ့ကွယ်ငွေကဒီကိုရောက်ခါစားရှိသေးတယ်ဟိုမှာလည်းဘာမှပြင်ဆင်ရသေးရမဟုတ်ဘူးပြင်ဆင်ပြီးလည်းမသွားနဲ့အောင်ဒီမှာတားကြောင်လို့ငွေနေပါစေအောင်လူများတော်ငွေမပြင်းရအောင်ပေါ့မမီကလည်းလင်မယားတစ်ယောက်တီးတက်နေတော့နောက်မလိုလားအထက်ပြဿနာမဖြစ်တော့နေပါဦးငါပြဿနာလိုက်ရှာနေရောက်ခမမို့လို့လားနေပြောတဲ့ပုံစံကငါပဲချွေးမအောင်နိုင်ခြင်းမဲ့မိမမို့လို့လားအန်ဒီဒေါသထွက်နေပြီဖြစ်တာကြောင့်ငွေပဲပြန်ပြီးဟုတ်အန်ဒီငွေတောင်းမှန်ပါတယ်ငွေဒီမှာပဲနေမေသမီးမတောင်းမှန်နဲ့သမီးကိုပြောဦးသမီးလိမ်မာအန်ဒီသိတယ်ဒီကောင်ပဲပြောနေတာဒါပြောတာဟေးမမမင်းတွေ့ပြီလားမင်းကာဝယ်ပြောနေမင်းသားလေမင်းကိုရောက်ခမဆိုပြီးပြောနေတာဟာဒေဒီကလေကျွန်တော်ပြောတာဟုတ်အန်တီနဲ့အန်ကငွေကိုမြတ်ဖုံးပေါ်စားတောင်းမှန်ပါရဲ့ရှင်အိမ်မောကနေဆင်းလာတဲ့ဖိုးဖိုးဒီပါမိငွေကိုသမီးငွေထားလိုက်အိမ်မိသားစုသမီးကပေါ်တက်ပြီးတော့နားတော့လေပင်မလာတဲ့ဟာအဲ့ဒီမိသားစုကသူ့ဟာနေသူပြေးလေသွားလိမ့်မယ်ဟေးဆိုလာအောင်သမီးငွေကိုမြတ်ဖုံးခန့်ပြင်ထားရမှလားခေါ်သွားလိုက်သမီးလိုက်သွားတော့သူတို့ဘာသာသူဖြစ်နေကြလိမ့်မယ်ငါမင်းနဲ့မဆိုင်တော့ဟုတ်ကဲ့ဖိုးဖိုးဝေတရားကောင်းလျှော်ပြီးတော့ရေချိုးတပြီးထွက်လာတော့အမလေးတော့ငွေမော်လန့်အောင်အော်မိတယ်ကလေးမမရေချိုးအင်းကြီးရင်ဘတ်ကြီးဖွင့်ပြီးထိုင်းနေတဲ့ကိုတော်ချောမြတ်ဖုံးပေါ်ငွေတန်ကြတော့မောင်ကုတ်ကုတ်မျက်နှာကြီးနဲ့လမ်းကြည့်လို့ငွေကိုမျက်နှာကြောလျှော့ကလန့်သွားလားခေါင်းမှာလျှော်လိုက်တာလားအေးမိလေမြင်ချောက်လုံးငွေကောင်းအောက်ကင်ပြီးငွေကိုပြောကရေချိုးဖို့အတွက်ရေချိုးကနေဝင်သွားတော့မှငွေသူထွက်မလာခင်မြင်ပြီးအောင်လုပ်မယ်လို့တွေးလို့အဝေးထဲကအပွင့်နှုတ်လေးနဲ့ခြိသားဝက်ဆက်လေးကိုထုတ်ဝစ်တယ်ခေါင်းပေါ်ဖြည့်ချပြီးတော့ခေါင်းတုံးနေတနခါလေးဖို့အတွက်တနခါကြောက်ပြီးအောက်ကျန်ခဲ့တာတတိရတယ်ထမင်းရင်ရှားနေစင်းသွားလို့ကလည်းမသိတော့ဘလို့လောအမှန်မသိဖြစ်နေတော့မှအင်ကြီးမြက်လေးပြီးစင်းယူဖို့သာဘယ်နှအင်ကြီးလဲရမလဲမသိမတော်အင်ကြီးလဲနေတော့သူကခန်းထဲကထွက်လာရင်ဒုက္ခငွေပါလို့ဘာကရမှမသိဖြစ်နေတော့မြက်ဖုံးပေါ်ကရေချိုးကနေကထွက်လာတယ်ငွေအင်ကြီးမလဲပဲဘာလုပ်နေရလဲအေးမိကုန်တော့မယ်ဘာဖြစ်လို့လဲဟိုငွေတနခါလိမ့်ချင်လို့ကြောက်ပြန်အောက်ထက်ကချင်းနေမှာကြံခဲ့တယ်ခဏမောင်းသွားယူပေးမယ်စိုးငွေချင်းတောင်းနေဘယ်နာထားလဲဟိုးတောက်ကခန်းထဲမှာထားရဲ့ကိုလေမိမရပြီတနခါလာလိုက်မြက်လို့နော်ရေရှိုင်းနေကြားနေပြီခေါင်းကလည်းလျှော်ထားသေးတယ်အေးမိတော့မှာပဲမိမရမောင်တနခါသွေးမိမယ်ဖေးရတယ်ငွေပါသားသွေးမယ်ကိုဘကိုအင်ကြီးမြက်လေဒီတိုင်းတုံနေတော်တော်နေ6မောင်မဟုတ်ဘူးလားမိုင်ထွာရနဲ့မှုတ်ပြီးမယ်ငွေထွာရမကြိုက်ဘူးစပင်းပြက်စီးလို့မောင်သိမ့်မပေါ်အောင်ထားပြီးတော့မှုတ်ပြီးမယ်ဥယျာဉ်လည်းမထီအောင်လုပ်ပေးပါမယ်နမိုးဆိုရင်တော်တော်နေမချဘူးငွေအေးမိလိမ့်မယ်ရပြီငွေကျေးဇူးပဲမောင်မင်းမအောင်ရှက်သွားလားမရှက်နဲ့လေနောက်တီထက်ပွင့်လင်းတာလောက်ရအောင်မေဟိုဒါပဲပြောနေရပြီငွေစပင်6လို့ထွာရမှုတ်ပြီးရလေမောင်လည်းထွာရမှုတ်ပြီးရောသူ့ရဲ့မရှိတဲ့စပင်တူတူလေးကိုထွာရမှုတ်ပြီးလိုက်တယ်သူကတော့ငွေလိုပဲမှန်နေရနေခိုးကြောင်ခိုးဝမကြည့်ပဲပေါ်တင်ကိုသာကြည့်နေတော့တယ်ရပြီရသွားပြီလားမောင်အင်ကြီးကျဲသေးတက်ပြီရောကျဲသေးတက်ဖို့ငွေရပြေးအထိစောင့်နေရမှာလားကိုပေါ့ကိုတက်လိုက်ပါတော့လားအေးမိကုံမဖြစ်မောင်မိမကယူတက်ဆိုင်လုပ်ပြလို့ချင်းလို့လေဒီရှက်တောင်ငွေပင်နဲ့ကျဲသေးနဲ့အင်ကြီးကိုဝတ်ထားတာငွေခီယူဆိုင်မှုခံကျင်လို့ပေါ့ငွေမျက်စောတစ်ချက်ဝင်းလိုက်ပြီးတော့ခုနကလူကြီးနေဖြစ်တဲ့ကိစ္စကိုနားချဖို့ဆုံးဖြတ်လိုက်တယ်မောင်ငွေပြောမယ်လူကြီးတွေကိုလေခုနကလိုမောင်ပြန်ပြောနေအောင်ငွေမကြိုက်ဘူးကိုလည်းငရေကြည့်တယ်နောက်မှအေးစေကိုဖြစ်ချင်တာလေးကိုပြောပေါ့ငွေတို့လူကြီးကြီးပြောသလိုဒီမှာပဲနေရအောင်နော်မောင်မိမမကြိုက်မောင်နောက်တစ်ခါပြန်မပြောတော့ပါဘူးငွေကိုရောက်ချင်းစိတ်ရှုပ်သွားစေတဲ့အတွက်မောင်တောင်းပန်ပါတယ်နောက်ဆိုမောင်ဆင်ကျင်ပါမယ်လောလောဆယ်မမီတို့ပြောသလိုဒီမှာပဲနေကြမယ်နောက်မှမောင်တို့ဖြည်းဖြည်းချင်းလက်ခံလာအောင်လို့ကိုတို့ပြောင်းကြမယ်လေငွေနဲ့2ယောက်ထဲနေခြင်းလို့မြဖွားကပြောရင်းနဲ့ငွေကိုသူ့ရှင်ဝင်နေထဲလို့ဖတ်ထားတယ်ငွေလဲသူ့ရှင်ဝင်နေကနေတပ်ပြင်းလေးမသိမသားရှိုင်နေတော်သေးတယ်ပြောလို့ရလို့တွေးလိုက်ပြီးတယ်ဒါဆိုရင်အဲ့လိုပဲလုပ်ရအောင်နော်ခုနကလူကြီးကြီးပြန်ပြောတဲ့အတွက်အောက်ထပ်ရောက်ရင်တောင်းပန်လိုက်အောင်တော့မောင်ဟုတ်ကဲ့ပါမောင်မိမစကားနားထောင်ပါမယ်မောင်လိမ့်ပါတယ်မလားလိမ့်ပါတယ်မောင်မိမစကားလေးနားထောင်နေလိမ့်လဲလိမ့်ပါတယ်ဆိုတော့မောင်မိမနမ်းပြီးတော့ချီကျူပြီးလीနော်ငွေနမ်းနော်ငွေမနဲ့မောင်နမ်းပါမောင်နမ်းရင်ဘလို့ဆိုတော့ငွေသိရမလားနမ်းမယ်ဘာတစ်ဖက်ထဲလား
မောင်ရဲ့မမီနဲ့ဒက်ဒီကိုလည်းတောင်းပန်မယ်အစ်စ်အနေနဲ့ဖူးဖူးကိုလည်းတောင်းပန်ပေးမယ်ဒါတော့မှတစ်ဖက်ပဲလားနန်းသုံးကငွေမျက်နှာနာအထိမျက်နှာကြီးငုံချပေးလာတာကြောင့်ငွေချက်ချက်မနှမ်းတော့သူကပြီမနှမ်းရင်လားငွေရမြင်မြတ်သူ့ရဲ့ပါးနှစ်ဖက်နဲ့နှစ်ဖူးကိုနမ်းလိုက်တဲ့အခါမောင်ကနှခမ်းကိုနမ်းခိုင်းတာလေငွေနှခမ်းတွေကိုမောင်နမ်းမယ်ညင်းနေတော့မှမောင်ဟာသူ့ရဲ့ပါးနှစ်ဖက်ကိုညှစ်လို့နှခမ်းလေးတွေကိုထပ်တူကြစီတယ်သူစိတ်ကြိုက်နမ်းလို့အားရတော့မှပြတ်လွတ်ပေးပြီးငွေနှခမ်းကိုသူ့ရဲ့လက်မလေးနဲ့အသာတုတ်ကပြောလိုက်တာကညကြမှာစိတ်ကြိုက်နမ်းတော့မေးတယ်မြဖုံးတို့ထမင်းစားဖို့အောက်ကိုဆင်းလာတော့ထမင်းဝိုင်းမှာလူစုံနေပြီဖြစ်တယ်မြဖုံးနဲ့ငွေဟာထမင်းဝိုင်းမှာထိုင်လိုက်ကြတော့ငွေဟာလူကြီးတွေကိုဟင်းတွေဦးချလို့ထည့်ပေးပြီးထမင်းစားစားတယ်အဲ့ဒီအထိလူကြီးတွေကစကားမပြောသေးပဲထမင်းဝိုင်းကြီးဟာဒိတ်စိတ်နေကြငွေကိုမြဖုံးကိုမျက်စာပစ်ပြတယ်မမီနဲ့ဒယ်ဒီတို့တာခုနကပြန်ပြောမိလို့တောင်းပန်ပါတယ်မမီတို့ပြောသလိုဒီမှာပဲနေပါမယ်တခါလေတော့ကွန်ဒိုခန်းကိုပြန်ရင်မယ်နော်ဖိုးဖိုးလည်းတာတောင်းပန်ပါတယ်မမီကစိတ်ဆိုးမပြေသေးပေမဲ့ဘာမှတော့ထပ်မပြောဒက်ဒီကလည်းခေါင်းသာညှိပြတယ်ဖိုးဖိုးကတော့ဘာမှမပြောဘဲနဲ့ထမင်းဆက်စားနေတယ်လူကြီးတွေကြီးရတာမျက်ဖုံးကိုတိတ်ပြီးတော့မကြည့်လေသေးတယ်ပေါ့သမီးငွေနောက်ရက်သမီးဖြစ်ရင်မမီနဲ့ဆိုင်လိုက်တာလေအပြင်အတွေ့အကြုံလေးနဲ့ရတာပေါ့ဟုတ်ကဲ့အန်တီငွေလိုက်ခဲ့ပါမယ်သမီးကလည်းအန်တီလို့ခေါ်နေတော့မယ်မျက်ဖုံးနဲ့လက်ထပ်ပြီးပြီပဲဒယ်ဒီမမီပဲခေါ်ပေါ့ဟုတ်ကဲ့မမီနောက်ပြီးတော့သမီးမနက်စောရီထားစရာမလိုနော်မမီတို့အိမ်မှာအန်တီတန်းနဲ့ဆူဆူနဲ့ကောင်းမလေးရှိသေးတယ်သမီးကမမီရဲ့ပြင်အလုပ်တွေကိုပဲဝိုင်းလုပ်ပြီးသမီးကိုမမီတင်ပေးအောင်မယ်ဟုတ်ကဲ့မမီငွေဘာလုပ်နေရလဲလောက်စရာကြံသေးလဲမနက်မှလောက်တော့အိမ်ရအောင်လေပြင်မနေပြီမလားလာအိတ်တော့ပြီးတော့မောင်ရဲ့အိတ်ချင်အိတ်နေလေငွေထားပြီးအောင်လုပ်မယ်ငွေမီးတစ်လုံးပိတ်ပေးရမလားငွေမောင်ထပ်မပြောဘူးနော်ဒီတိုင်းလာအိတ်လိုက်မလာအိတ်ဘူးဆိုရင်တော့အိတ်ချင်သေးဘူးလို့သတ်မှတ်မယ်အိတ်ချင်သေးလောက်စရာရှိရတယ်လောက်ရမယ်နေတူတယ်အိတ်မယ်အိတ်ထွက်မယ်သူပြောကြောင်းနဲ့ငွေရခမ်းမိလေးပေးလို့ဂရင်းမောအမြတ်တက်ပြီးအိတ်ဖို့လုပ်တယ်နမို့ဆိုရင်အိတ်လူစိုးကောင်ကဘာလုပ်မယ်မသိမြတ်ဘောကတော့ပြောင်းလိုက်ပြီးမောင်ကဘာလုပ်မယ်ထင်လို့လဲဖယ်သိမလဲလာမောင်းရှင်ဝင်နေဦးအမြဲမောင်းရှင်ဝင်နေမှာပဲအိတ်မောင်ငွေကိုဒီလိုလေးဖက်အိတ်မယ်မောင်ချစ်ကိုမောင်ကတိတ်ချစ်တယ်အချစ်ကလည်းမောင်ချစ်ကိုမြင်မြန်ပြန်ချစ်နိုင်အောင်လို့လက်ခံနိုင်အောင်လို့ကြိုးစားပြီးဒီနေ့ချစ်ပင်မနေရအောင်မောင်ကတကယ်ပင်မအောင်လို့လုပ်ပါမလားနောက်ရက်မှပဲချစ်ရအောင်နော်ချစ်အဲ့တော့ခုနိုင်မိမှာငွေမောင်းရှင်ကလေးမှငြိမ်သက်ပြီးတော့မောင်ပြုတ်မှုလေးတွေကိုရင်ခုန်လိုက်မောနေရတယ်ငွေလဲငွေရဲ့ကောင်းထက်ကမောင်ရဲ့ဝင်သက်ထွက်သက်လင်းငွေနွေ့နွေ့လေးရေမောင်ရှင်ငွေတွေကမောင်ရှင်ခုံတန်တွေကိုနားထောင်နေရင်းနဲ့အိတ်ဆက်ချင်းစီကိုတန်တန်ရီမနှက်စာဘာလုပ်ထားလဲမောင်ငါချက်တိုင်းမမကြီးမနေ့တည်းကခီးပြင်ရအောင်ချက်ကျွေးမလို့ဝေထားလေကောင်းနေငါလဲစားချင်နေရတယ်အတော်ပဲသမီးငွေစောင်းနိုးနေရလားမဟုတ်ဘူးမမီငွေ6နိုင်ကျော်လောက်မှထားတာတိတ်စော်ရင်မထားနေနော်သမီးငါသမီးကအကျင့်မလို့ထားပေမဲ့သမီးယောက်ျားကိုကဲပေါ်ပါလေသမီးကိုမမီတို့ကခိုင်းစားရထင်နေအောင်မေသမီးတန်းချက်တဲ့ရန်ကုန်မုံငါစားကြည့်ရတိတ်ကောင်းတာပဲသမီးတို့အညာလိုပဲနေချက်တဲ့မုံငါခက်ပြစ်မဟုတ်ဘူးဒီမှာဆန်နဲ့လှော်ချက်တောင်ရမ်းလည်းမပြစ်ဘူးတန်းအကြခွေးတို့ကြော်တို့ရောဝယ်လာပြီးပြီလားရရင်ဖေဖေကိုကြွေးရအောင်လေကြော်ထုံးတော်ပဲခိုင်ထိုင်မမပြန်လာတော့မှာအေးရရင်စားဖို့ပြင်ကြတော့အခုကိုသွားနှုတ်လိုက်အောင်မေသမီးငွေမျက်ဖုံးကိုနှိုးလိုက်နော်မနှက်ဆောင်မိသားစုလက်ဆောင်စားရဟုတ်ကဲ့မမီမဘာလို့အစောကြီးထလာလဲငွေအစောကြီးမထပါဘူးနော်ပုံမှန်ချိန်ထက်ကမှတနားရီနောက်ကျပြီးမှထားတာနောက်ခါကျရင်ငွေအိမ်လုံးတွေကိုကုလုပ်ချင်တယ်ငွေအင်ရှင်မဖြစ်ပြီလေအိမ်လုံးရမှာငွေတောင်းဝင်မယ်မောင်မမီတို့ငွေအိမ်လုံးလုပ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မပြောနဲ့နော်မောင်ငွေမောင်တဲရအောင်လုပ်နေရပဲမောင်ငွေကိုအိမ်လုံးမလုပ်ခိုင်းတာအိမ်လုံးကိုလုံးမဲ့သူတွေရှိရပဲငွေအိမ်အောင်ကြရင်မိမအိမ်လုံးနဲ့ချင်းကုန်တာမျိုးမဟုတ်ပဲကိုဝါသနာပါရလေးတွေကိုလှုပ်စေချင်တယ်အဲ့ဒီကိစ္စနောက်မှဆွေးနွေးရအောင်လေအိမ်လုံးကအိမ်မှာလှုပ်တဲ့လူကများတယ်ငွေရနည်းနည်းကြီးချက်တာလောက်ပဲလို့ဟုတ်လားဟုတ်ကဲ့ပါအင်ကြီးချွတ်ကြီးနဲ့ကြားနေပြီအင်ကြီးအမြန်လဲတော့လေအေးပတ်လိုက်မယ်ငွေမောင်အင်ကြီးထုတ်ပြီးအောင်မောင်ဒီနေ့စိုက်နေလိုက်စေရအောင်မေခီးသွားတာကြတော့အလုပ်တွေကပုံနေအောင်ပါငွေဒီနေ့အိမ်မှာပဲနေခဲ့နောက်ကျရင်မောင်စိုက်နေကိုလိုက်ပြမယ်ငွေရကောင်ညိတ်ပြီးတော့မောင်တွင်အင်ကြီးဖြူလက်ရှိလေးနဲ့ကာကီအောင်စတိုင်ပန်လေးကိုထုတ်ပြီးတယ်မောင်ငွေထုတ်ပြီးအင်ကြီးကဆင်ပြေးရလားမောင်ကြရောကြရလားယင်ပြောပါတယ်မောင်မိမစင်တာမောင်ဝေးရမှာပေါ့ငွေရဖက်ရှင်မြင်တိတ်မရှိတော့ငွေစင်တာတွေကမောင်မကြရင်ကြီးမင်းဝေးစရာမလိုပါဘူးငွေနားလေတယ်ငွေရငွေတို့ရွာမှာအိမ်နဲ့ခြံနေလောက်သာသွားတာဆိုတော့အပြင်လောကအပြင်စင်ကိုမသိနိုင်ဘူးလေနောက်ငွေဒီမှာနေသားကြလာရင်ငွေအမြင်ပြောင်းလဲသွားလိမ့်မယ်မောင်ငွေကိုအိမ်လုံးနဲ့အချိန်မကုန်စေချင်တာဒါရီလဲပါတယ်နောက်တော့မောင်နဲ့ငွေရှောင်းလဲကြမယ်လေနော်အဲ့လိုနဲ့ငွေအမြင်ပြောင်းသွားလိမ့်မယ်ဟုတ်ပြီလားဟုတ်
မောင်အောက်စင်ကြောင်းဆိုလေငွေတို့လူကြီးရမနှက်စာစားဖို့စောင့်နေနေအားနာစရာဖြစ်ကုန်လိမ့်မယ်အောက်စင်ရမစင်းငယ်မောင်နဲ့အောင်မောင်ခိုးနှမ်းစရာမလိုပေါ်တင်နှမ်းလို့ရတယ်ငွေနဲ့မောင်လည်းမရပဲဥစ္စာခိုးမနှမ်းပါဘူးဒါဆိုရင်မနက်ကအိယာထားတော့ဘဲကောင်မလေးခိုးနှမ်းသွားပါလေဟမ်ဒါဆိုမောင်နိုးနေရပေါ့နိုးနေလည်းမျက်လုံးဖွင့်ကြည့်ပေါ့သူများရှက်ရအောင်လို့မောင်ငွေမောင်တိုးထိနေရနိုးနေတာမောင်နိုးနေမှန်းသိချစ်ဆက်မလို့တော့မှဆိုလို့မနိုးချင်အောင်စောင်းနေတာဒါရှက်စရာမှမဟုတ်တာနောက်ဒီထက်ပွင့်လင်းနိုင်လာအောင်ပါပဲဟာသူဒါပဲပြောပြန်ပြီကဲချစ်နန်းတော့လူကြီးတွေကိုမောင်တို့မုံစားဖို့စောင့်နေလိမ့်မယ်လို့တွားရအောင်ချီရဲ့ငွေတို့အမြန်အောက်ထပ်ဆင်းလာတော့ထမင်းစားခန်းမှာလူကြီးတွေကမုံရင်းကောင်စားနေကြပြီမျက်ဖုံးမောင်တော်တော်နှိုးယူနေရလားသမီးရှင်ဟုတ်တယ်ဘူးကျွန်တော်အိပ်ပျော်သွားလို့သမီးငွေထဲ့စားမမီရောနှစ်ပကံအောင်ရှိပြီအကျော်ရောငဖေရောထဲ့စားနော်ဤကြဝင်းနဲ့စားကြည့်သမီးကောင်းနေဟုတ်မမီသမီးစားပါမယ်သမီးမနေ့ပြန်ကြမှာမမီနဲ့ဆိုင်လိုက်ခဲ့နော်ဒီနေ့တော့အိမ်မားပဲနာပြီးတော့ကိုသိန်းစရာရှာလေးသိန်းနေပေါ့မမီတော့ခီးသွားတာနဲ့ဆိုင်ပြစ်ထားသလိုဖြစ်လို့ဒီနေ့တော့သွားလာအောင်မေဖေကျွန်တော်လှုပ်သွားလာအောင်မေခီးပြန်ရောက်စားဆိုတော့လှုပ်စရာတွေများနေလို့ကျွန်တော်ထနေလိုက်တော့မေဖေမောကိုလှုပ်သွားတော့မေသမီးငွေလည်းအေးဆေးစားရင်နော်ဒက်ဒီလှုပ်သွားလာအောင်မေဟုတ်ကဲ့ဒက်ဒီကယူးဆိုင်သွားတော့ကိုဖေထက်ရုံမလားတော်ပြီးဝါပြီငါလည်းထနေတော့မေသမီးငွေဖြည်းဖြည်းစားတော့ငါမြည်ဟုတ်ကဲ့ဖိုးသမီးမမီဆိုင်သွားဖို့ပြုံးမေသမီးကစားနေရင်နော်ဟုတ်ကဲ့မမီလူကြီးတွေအားလုံးကမျက်ဖုံးမောင်ရေးမလို့ကြမျက်ဖုံးအရန်ခ ्यू ဆိုင်တဲ့မမီတောင်ခုရေးမလို့သူမကိုရေးလုံနေကြတော့ဒီမှာမျက်ဖုံးကတတ်မှတ်လားကိုဘသာကိုတော့မသေးခွဲတော့ပါမနေ့ကစကားပြောတော့လွန်သွားပြီထင်နေအကောင်လုံးအလုပ်ကိုစီသွားပြီဆိုတော့ငွေနဲ့ဖိုးပဲအိမ်မှာကြံရစ်တယ်ဖိုးသူ့အိမ်ခန်းထဲမှာသာတရားဖွင့်ပြီးတော့တရားနာနေတယ်အန်ဒီတိုင်းရင်ဖိုးအတွက်နေ့လည်စာပြင်ငွေကိုခေါ်ပါနော်အေးသမီးငွေသမီးကိုကူလုပ်ပေးဖို့စိုးစိုးကိုခေါ်သွားသူကတော်တော်လက်လက်ရှိတော့ငွေတာဆင်ပြေတယ်ဟုတ်ကဲ့အန်ဒီတန်ငွေနဲ့စိုးစိုးငွေရဲ့ပစ္စည်းတွေကိုနေရာချလို့တန်ရှင်းလုပ်ပြီးတနေ့လုံးအိမ်တန်ရှင်းလုံနေချိန်ကုန်နေတယ်နေကင်းဖိုးထမင်းစားချိန်မှာဖိုးနဲ့အတူဖော်လုပ်ပြီးထမင်းစားတယ်နောက်ရက်တော့ငွေချန်ထဲမှာပန်းပင်တွေကိုလိုက်ကြည့်အောင်မေကျောင်းစင်းပဲတီးပြီးဖြစ်တာကြောင့်ကလေးတွေကိုနှုတ်ဆက်လို့ယူယူကကလေးတွေနဲ့အတူစာသင်ခန်းထဲကထွက်လာတယ်ရုံးခန်းရှိရာစီကိုရှောင်လာခဲ့ပြီးရုံးခန်းထဲဝင်လို့လက်မှတ်ထိုးယုံရှိသေးအိမ်ပြန်မှုကျောင်းဝင်တဲ့ကဆိုင်ကယ်တွေထားတဲ့နေရာကိုသွားလိုက်တယ်ဆိုင်ကယ်ရထားတဲ့နေရာနဲ့မလန်မကန်မကြီးပြင်အောက်မှာတော့ပြေဖြိုးမောင်ထိုင်နေအောင်ယူယူတွေ့တယ်ပြေဖြိုးရောက်နေရကြပြီလားဒီနေ့လုံးမရှိဘူးလားမကြသေးဘူးလှုပ်ပါလို့နေနေတွေ့အောင်ဒီဘက်ထွက်လာတာနင်းဆိုင်ကယ်ပါလားပါတယ်လေဒီမှာငါတို့လက်ကင်းမှာတုတ်သွားစားရအောင်လေငါကျွေးမယ်အေးသွားမယ်လေနင်ဘာတုတ်စားမလဲယူငါကြောင်ရှာပွင့်သုံးနဲ့ကြောင်စံတုတ်စားမယ်အေးဟိုငါနေအတွက်တမြိုင်မှားခဲ့တယ်ကျေးဇူးပြေဖြိုးယူကပြေဖြိုးကိုမကြည့်ပဲဖုန်းနဲ့ကပြန်ပြေးတာကြောင့်ဘသူနဲ့ပြောနေရလဲမမငွေနေပါမငွေအဆင်ပြေလားပြေးတယ်လို့ပြောတယ်မပြေးစရာလည်းမရှိဘူးလေကိုမြတ်ဖုံးအောင်ချစ်လို့ယူသွားတာကိုမြတ်ဖုံးမမထင်ရအောင်နော်ဘာလို့လဲကိုမြတ်ဖုံးမမငွေကိုကြိုက်မယ်လို့လေငါနဲ့ကိုမငင်းမနဲ့ရွေးမယ်လို့ထင်တာကိုမြတ်ဖုံးကစရမမငွေကိုပဲစိတ်ဝင်စားတာပါသူဘသူနဲ့မှရှင်ပြီးတော့မမငွေရွေးချယ်ခဲ့ရမှာမဟုတ်ဘူးစာတွေကမမငွေကိုပဲနေကိုမြတ်ဖုံးကငါ့ကိုရွေးမယ်ထင်လို့သူတို့ရှိနေတော့နေငါစီမလာတာပေါ့ဟုတ်တယ်နင်တို့ကဖိုးလက်ထက်တွေကသဘောတူညီမှုဆိုတော့တကယ်လို့သူရွေးချယ်လိုက်ရင်တော့ငါဘက်ကကန့်ကွက်နိုင်တဲ့အခြေအနေမျိုးမဟုတ်ဘူးလေဒါကြောင့်ပါဒါတွေထားပါနေရှမ်းကုန်းမင်္ဂလာဆောင်သွားအောင်မလားငါရဲ့တူဒီတော်မလေးလိုက်သွားမှာပေါ့ရှိယူနင်ငါ့ကိုဖြစ်ပြန်ပေးပါတော့လားဟာနင်ဥစ္စာလေးကောက်ကငင်ငိုင်းဖြစ်လာတောင်းနေတယ်ငါနေစရာဖြစ်ပြသွားလို့ချင်ပြီဟာဘာလဲငါညင်းရင်အချိန်ရှိတော့နောက်တစ်ယောက်ပြောင်းလိုက်ချင်လို့လားဟာရှိယူရငါတော့အဲ့လိုလုပ်ချင်အစောကြီးကလောက်မှာပေါ့နင်က10တန်းတော့တခါနေပညာရေးတောက်တူတက်ဖို့သွားတော့တခါဘွဲရတော့တခါကိုနေဆီယမလှုပ်တော့ဆိုတော့တခါနင့်ကိုချင်းချင်းခါချစ်ခွင့်ပန်ခဲ့တာနေရတဲ့အကြောင်းမျိုးပြပြီးညင်းနေလေငါနောက်တစ်ယောက်ပြောင်းချင်မှဖြစ်ညင်းနေရငါပြောင်းမှာပေါ့ငါနင့်ကိုနင်တို့ထက်ပတ်စံမချမ်းသာလို့လားနင်ငါ့ကိုညင်းနေရလားဆိုပြီးတွေးပူနေတာပြေဖြို့နင်ဘလို့ပြောလိုက်တာလဲငါပတ်စံမိုင်းနင့်ထက်ချမ်းသာရည်လာကန်းလန့်နေရငါကောင်းညိတ်မှာပေါ့ဒါဆိုရင်ဘာလို့ငါ့ကိုညင်းရလဲနင်မကြိုက်တာရှင်ပြောဟာမရှိဘူးငါအိမ်အောင်လည်းမပြုတ်ကျင်သေးသလိုရီးစားလည်းမထားကျင်သေးဘူးငါလွတ်လပ်နေကျင်သေးတယ်ပြေဖြို့နေစောင့်နိုင်စောင့်ဟာမစောင့်နိုင်လို့တခြားတယောက်ပြောင်းကြိုက်လဲငါနားလေပြီမယ်ငါဒီတိုင်းနေကျင်သေးတာယူတယောက်ကိုယ်စိတ်ကိုလည်းနားမလဲပါပြေဖြိုးဟာယူအတွက်ရင်းစရာမလိုတဲ့လူမျိုးယူရဲ့နွမ်းနောင်လဲခံတယ်လို့ယူအတွက်အချိန်မရွေးအသိရှိနေပေတဲ့သူမျိုးဒါမဲ့ယူပြေဖြိုးကိုချစ်ကြည့်ပေးဖို့တွေးပေမဲ့ချစ်ကြည့်လို့လည်းမရဘူးငငယ်တဲ့ဟာတူကြီးပြင်းလာကြပြီးမလို့လားတော့မသိကိုကအတင်းကောင်းညိတ်ပြီးမှကိုချစ်နေရတခြားတယောက်ဆိုရင်ယူဘယ်လိုလုပ်ရမလဲ
အချိန်လောအချိန်နောက်မှာပြင်းစင်ချိန်မရှိတော့မှအချစ်ကိုသိရမအောင်ယူကြောက်တယ်ပြည့်ဖြို့ဖြည့်ပြမပေးချင်တာဖြစ်တယ်ယူချတဲ့သူနဲ့သာလက်ချံပေါ်ဖြတ်တန်းချင်တာဖြစ်တယ်မာထားတဲ့အတုတ်တွေလာချပြီးပြီမလို့စကားထပ်မပြောဘဲနဲ့အတုတ်သားစားခဲ့ကြတော့တယ်ဒီလိုနဲ့ညပိုင်းလျှောက်တော့မောင်မီကလည်းဆိုင်ကပြန်လာတယ်လို့ဒက်ဒီကလည်းသူ့ရဲ့ရုံးကပြန်ရောက်နေပြီမောင်ကတော့ပြန်မလာသေးလူကြီးတွေကထမင်းစောစောစားကြပြီမိငွေရမောင်လာမစားမှာဆိုပြီးလူကြီးတွေထမင်းစားခေါ်တော့ညင်းခဲ့တယ်မောင်မီကတော့ရန်တော့ကြရင်မဆောင်မင်းနဲ့စားနေဖို့ထပ်တတိပေးသွားသေးတယ်ငွေလဲမောင်ဆောင်ရင်းနဲ့ခြံထဲမှာလမ်းလျှောက်နေတော့မောင်မီမောင်ဆောင်နေရလားအလုပ်တွေများလို့နောက်ကျနေရလားခီးတော့စိတ်ရစီးရတာတွေများတာပေါ့နောက်မင်္ဂလာဆောင်အတွက်လည်းလုပ်ရသေးတယ်ချစ်လိုက်တာကွာကိုမအခုအိမ်ပြန်လာရင်စောင့်နေမယ်သူရှိနေပြီကွာမောင်မမီလည်းစောင့်နေပါရဲ့နော်မတူမိမကထမင်းမစားဘဲစောင့်နေတာမမီကထမင်းစားပြီးမှစောင့်တာလေမိမစောင့်နေတာပိုအားရှိတာပေါ့ဟဲဝေမောင်းလက်မောင်းလိုက်ရရင်နဲ့မျက်စောင်းထိုးလိုက်တယ်တော်တော်မွေးရကြုံနေတဲ့တားပြီလာလာအိမ်ထဲဝင်ကြစို့မောင်မိမလေးကဗိုက်စာနေအောင်မှာပေါ့ဘလို့ဖြစ်နေရလဲပြောသူများဖုန်းပြောနေတာကောင်းကောင်းမပြောအောင်တကယ်ပဲယူယူဆိုတဲ့ကောင်မလေးကတကယ်လိုက်မသိဘူးဒီချိန်လေးများနေအောင်ကြည်နေရမယ်ချင်ဒီကောင်မလေးတေချာပေါက်ပြိုကြီးဖြစ်မှာဟဲသူများညမအောင်မဦးမချွနဲ့ယူရဘဲတော့မမီအပြိုကြီးမလုပ်ဘူးရဲ့နော်ဘာရှိရလဲသူများညမအောင်အိတ်တော့မေးဆိုမိပိတ်ပြီးအိတ်ရအောင်ဒီတိုင်းအိတ်စီရလားဒီတိုင်းအိတ်လို့ဘလို့အိတ်ချင်လို့လဲမောင်တို့တူနေရအောင်နော်မိမမောင်တို့ခီးပြန်နာပြီးပြီဆိုတော့အားလေးပြည့်ပြီလေနော်မောင်ခေါင်းညိတ်ပြီးနော်ချက်ဟုတ်ငွေရှက်တယ်အဲ့လိုမနေရဲသေးဘူးငွေရလဲအိမ်အောင်ကြပြီးဒီကိစ္စတွေကမဖြစ်မနေကြုံတွေ့ရမှာပဲဟာငွေလဲတည်ပါတယ်ငွေစမလို့ရှက်နေရခဏခဏတူနေမှငွေလဲမရှက်တော့မှလीနော်မောင်ချက်မောင်စနောင်လိုက်ရောပြီနော်လို့မောင်အတောင်းဆုံနေရလဲငွေမှမငင်းနိုင်နောက်ဆုံးမောင်လို့တော့အတိုင်ကောင်းချိန်လိုက်ရတော့တယ်မောင်ခွေးချက်ရပြီဆိုတာနဲ့ငွေရဲ့မျက်နှာနဲ့ကိုအနံဖောက်ပေါက်လေးတွေပြီးလို့နောက်ဆုံးငွေရဲ့နှာခမ်းလေးကိုပိုင်သိမ့်နေပထမတော့နုနုညံ့ညံ့နန်းနေရကနေတဖြည်းဖြည်းနဲ့ကျန်းဆန်လာတယ်မောင်ဟာငွေရဲ့ရှာတွေကိုလည်းပိုင်သိမ့်လာပြီးငွေမောင်အသက်ရှူမောဖြစ်လာရကမောင်ရဲ့လက်မောင်းကိုထုလိုက်တော့မောင်လှုပ်ပြီးတော့မှငွေအသက်မြန်ရှူရတယ်မောင်ငွေရဲ့လဲလိုက်တစ်လျှောက်မှာပေါ်တိုင်နန်းနေရင်မောင်ချစ်မောသွားလား sorry နော်မောင်နည်းနည်းအားပါသွားလို့တော်ပြီမောင်ငွေကြောက်တယ်ဟာကွာငွေရလေမကြောက်နဲ့လင်မယားဆိုတာဒီလိုပဲဟာအောင်နော်မောင်ညင်တာပေးမယ်နော်ငွေရလဲစိတ်ကိုတင်းမထနဲ့မောင်ချစ်တာအောင်ကြည့်နေလေနော်မောင်ပြောလေပြောငွေရဲ့အင်ကြီးပေါ်ကနေပြီးတော့ငွေရဲ့ရင်သားတွေကိုငုံနေတယ်အဲနာငွေရဲ့အင်ကြီးအောက်ကနေမောင်ရဲ့လက်ကိုထိလို့ငွေပိုက်သားချက်ချက်လေးကိုပေါ်တက်နေတယ်တဖြည်းဖြည်းနဲ့သူ့ရဲ့လက်တွေဟာအင်ကြီးတွေကိုဖယ်ရှားဖို့အတွက်အဆင်သင့်ဖြစ်နေတယ်မျက်ပုံတယောက်စိတ်တွေကျဉ်းနှံ့သွားတယ်လို့ငွေကိုလည်းကျဉ်းနှံ့မှုရစေခြင်းနေမျက်ဖုံးကိုကြောခိုင်းထားတဲ့ငွေရဲ့ကိုလုံးလေးကိုမျက်ဖုံးပတ်လှည့်စေပြီးရေခွေလေးထွေးဖွေးကဘားပြေလေးကိုငုံတန်းလိုက်နေမျက်ဖုံးလေးအိတ်ဆန်းလိုက်တော့တယ်ငွေနဲ့မောင်ရဲ့မင်္ဂလာပွဲအတွက်ရွာကငွေရဲ့မိသားစုဝင်တွေအပြင်အေးတို့ကိုဟင်းတို့ပါရန်ကုန်လာကြမှာဖြစ်တယ်သူတို့တွေတတောက်တတာလာနိုင်ဖို့အတွက်မာမီယာရန်ကုန်ကနေကားနှစ်စီးထပ်လွတ်ပြီးတယ်တဲကိုကမ်းမမနေစီပင်နဲ့အိမ်မပဲနေစရာကြောင့်ရန်ကုန်အိမ်ဟာလဲလူစီနေပြန်ပြီအိမ်မလူများနေအောင်အကြောင်းပြုလို့မောင်ကတော့သူ့ရဲ့ကွန်ဒိုမှာငွေနဲ့သွားနေတယ်အဲ့တော့သူ့ရဲ့စိတ်ကြိုက်လွတ်လပ်နေပြီးကဲလို့ရတယ်မလားမျက်ဖုံးကလပ်ထဲကိုဝင်လိုက်တာနဲ့အာထုံးတဲ့ငပြိုးတို့ကလက်ပြပြီးခေါ်တယ်မျက်ဖုံးသူ့ရှီယာဝိုင်းကိုရှောက်သွားပြီးငါတို့ရဲ့လူဦးလေးတစုံတစ်မြက်လာပါပြီဗျာတစုံတစ်မြက်လည်းမဟုတ်ဘူးတစုံတစ်ဖုံးလည်းမဟုတ်ဘူးကွာငွေဖုံးကွာတကောင်သားကြီးငါအတွေ့ရနဲ့ဗလိမ့်မယ်ဆိုတော့ပဲငါမင်းတို့ချိန်လို့လာရနော်နမို့ဆိုရင်ဒီချိန်ကမိမနဲ့နှက်နေပြီဒီ feeling တော့မင်းတို့မသိပါဘူးမင်းတို့ကမိမမမရသေးတာဟာဒီကောင်တော့ကွာဒီကောင်တော့ပထမတော့မကြိုက်ဘူးလေးပါလိမ့်နေနောက်တစ်ခါငွေနဲ့တွေ့ရင်ဒီကောင်ကြောင့်ခြုံရမယ်ငါဖို့မင်းငါတို့လူပြိုညအတွေ့အကြုံလေးကိုအရှင်ပေးအောင်လေလူပြိုညလုပ်ပေးမင်းဒီနေ့ငါတို့တကားခံငါလာတဲ့ကမင်းတို့တကားခံမဲလို့စိတ်ကူးပြီးသားစိတ်ကြက်တာတောက်သားကြီးတို့မျက်ဖုံးတော့တော်တော်ပြောနေတာကွာမျက်နှာအောင်ရွှင်လို့လန့်လို့ဒါဘောကွာအချစ်ထိတွေ့ပြီးပြီဆိုတော့အေးပါကွာ congratulation ငါကောင်ကြီးကဲငွေဖုံးအတွက်အားလုံးပဲ cheers လုပ်ကြမယ်ကွာအားလုံးပဲ one shot နော်မျက်ဖုံးတို့တကယ်ချင်းတွေအားလုံးဟာရက်ခွက်ကင်ပြီးတော့အားလုံးတစ်ကြိုက်ထဲမော့တောက်လိုက်တယ်မျက်ဖုံးသားကအောက်ထုံးလူကပကုံးကိုဖက်ကမင်းဝယ်ရင်ထိတ်ရပြီဆိုအေးနောက်2လနေမှာကွာမင်းကငါထက်1လစောသွားတယ်မင်းကမကြည့်နိုင်ဘူးနော်ငါကလည်းများစုံတွေအနေနဲ့တက်ဖို့ရည်ရွယ်ထားရအောင်ခုလဲစုံတွေတက်လို့ရပါတယ်ကွာမင်းတို့စုံတွေရှောင်လို့လေနေပါစီကွာစံရလောက်ချင်မှမထင်ဘူးဟိုနှကောင်သားခေါ်လိုက်တိုးနှကောင်ပဲခေါ်ရမှာပေါ့မင်းလေးရှံဘယ်သူလုံးမလဲငွေဘက်ကတော့ယူပေါ့နောက်တစ်ယောက်ကတော့ငါ့ရဲ့ညီမဝန်ခွဲစုံစုံလေးငါပြိုးညီမကိုပန်းကျဲခေါ်ထားတယ်ကျွန်တော်တော့မမီးပါသားပဲစီစဉ်နေတယ်ကောင်းနေငါလည်းမင်းရဲ့မင်္ဂလာဆောင်ကနီးမှာပဲအလုံးမပြတ်ဖြစ်နေလို့
အားလုံးလိုက်ပြောမကူညီနိုင်ကွာရပါရဲ့ကွာမင်္ဂလာပွဲစီစဉ်တဲ့ကုမ္ပဏီကိုအပ်လိုက်တော့တိတ်ပြောလုပ်စရာမလိုမင်္ဂလာပွဲတာလိုက်အောင်စူးစမ်းပြီးမင်းမင်္ဂလာဆောင်တော့မဖြစ်ဖြစ်အောင်လာမှာပေါ့ကွာမင်းတို့ဟန်နီမွာဖေးတော့မှာလေငွေရနိုင်ငံခြားမသွားချင်ဘူးနဲ့တောင်ကြီးဘက်ကိုသွားချင်တယ်လေငွေတို့ရွာမှာမင်္ဂလာပွဲလုပ်ပြီးတော့တောင်ကြီးဘက်ကိုတက်မလို့လှုပ်ထားတယ်မင်းတို့ရွာပွဲကိုလိုက်အောင်မလားငါတော့မသိကြအောင်ကွာမင်္ဂလာဆောင်တက်လုပ်စရာလေးလည်းရှိသေးလို့ sorry တကယ်ချင်းရဒါကတော့ငါနားလေပါတယ်ရန်ကုန်ပွဲလာရင်မရပြီငွေရရွာပွဲတော်မှာကြီးကျယ်မလုပ်ဘဲနဲ့မင်္ဂလာဦးစွန်းကျွေးလောက်ပဲလုပ်ချင်တာတယ်ပွဲတွေများနေလို့လေကောင်းသားပဲလူကြီးတွေပြင်ပန်းနေကွာအဲ့လိုပဲလှုပ်လိုက်ပေါ့ငဖုံရအမငါလဲငါမိမသဘောပဲငါမိမနဲ့ငဖုံးတကောင်တော့တော်တော်ချစ်မိသွားပြီအချစ်ကိုတွေးရှိသွားတာကိုဂုဏ်ယူတယ်ငါကောင်ကြီးငါတို့မင်းကိုဒီလောက်ချစ်မိသွားလိမ့်မယ်လို့ထင်မထားဘူးဟယ်လိုမြတ်ဖုံးမောင်နာမည်ခေါ်တန်းကြောင်းလှည့်ကြည့်လိုက်တဲ့အခါအတန်းရင်စီအင်ဂျီနဲ့စကတ်အနက်ပေါင်းလေဒိုလေးဝတ်ထားပြီးမြတ်ဖုံးတို့စီရှောက်လာတဲ့မြတ်ဖုံးရဲ့ရီစာဟောင်းဟန်သွဲစုပြီးဟောဟန်သွဲစုနေကောင်းနေနော်တငယ်ချင်းတွေနဲ့လာလားရီစာဟောင်းထားသွားလို့ relax လာလောက်တာလေမောင်စိန်ကလိုက်တာတွဲလို့တော့မခေါ်တော့ဟန်သွဲစုတယ်ဟန်သွဲစုကတော်တော်ရေးချင်းကြိုက်နေတဲ့ပုံမြတ်ဖုံးစိတ်လျှော့လို့တီးခံမိမင်္ဂလာဆောင်ရရောဘယ်တော့လဲမောတွဲကိုဖိတ်အောင်နော်နောက်လာမှာပါဖိတ်စာရရင်ပို့လိုက်ပါမယ်ဖိတ်ဖြစ်အောင်ဖိတ်နော်တွဲကိုထားခဲ့ရှောင်းအောင်ထိမောက်တို့သမီးဘလောက်လှလဲလို့လာကြည့်အောင်မေဟဲ့တွဲစုမင်းမူးနေလေအေးဆေးနေလိုက်တော့ကွာငါပြဿနာမဖြစ်ချင်ဘူးနည်းငါအေးဆေးလမ်းခွဲထားပြီးသားလမ်းခွဲတဲ့နေ့တွေကလည်းနေမကျင်တတ်တာရှင်ငါ့ကိုတခါလေးပျော်ရှင်းကြမေးလို့နေကမရှိဘူးအေးဆေးပဲကိုလန်းကိုရှောက်ကြမယ်လို့ပြောပြီးလမ်းခွဲခဲ့ရနော်နည်းငါကိစ္စမှာငါမိမနဲ့လည်းမဆိုင်ငါမိမကိုပြဿနာလားမရှာနဲ့ငါမိမကိုထင်ငါနဲ့အညီပဲမြတ်ဖုံးစိတ်လျှော့ဟန်သွဲစုကိုကမောတယ်နော်ဒါက public area ပြဿနာမတက်ချင်နဲ့မူးနေအေးဆေးနေဇာရရရန်နိုင်ရမြတ်ဖုံးနဲ့ဟန်သွဲစုကိုဝင်တားလိုက်ရတယ်ရှီရတယ်မြတ်ဖုံးမောင်ပလိုင်းဖုန်းဆက်ပြီးလမ်းခွဲမယ်ဆိုတော့နေငါကနင်းစိတ်ညူညင်မှာဆိုလို့အလွယ်တကူလမ်းခွဲပေးခဲ့တာဟဲ့ငါဘလောက်ခံစားလဲနင်းသိလားငါနင်းကိုတကယ်ချစ်ခဲ့တာဟန်သွဲစုကပြောရင်ကိုချလိုက်တဲ့အတွက်မြတ်ဖုံးစိတ်ရှုပ်ထွေးစွာစပင်တွေကိုထိုးဖွာပြတယ်။ तू ကမိန်းကလေးမလားကိုဘက်ကလည်းဘာအကြောင်းပြချက်မှမရှိဖုန်းဆက်ပြီးတော့တစ်ဖက်တန်လမ်းခွဲထားအောင်အားလေးနာသွားရတယ်။တွဲကြတော့တယောက်နဲ့တယောက်လေးလာကြမယ်။တယောက်နဲ့တယောက်သဘောထားမတိုက်ဆိုင်ဖြစ်ဖြစ်မချစ်တော့ရင်ဖြစ်ဖြစ်လမ်းခွဲကြမယ်လို့ပြောခဲ့ပေမယ့်ဖုန်းဆက်လမ်းခွဲတာကြီးအတော်လွန်သွားရလို့ထင်တယ်။ငါတောင်းပန်ပါတယ်ဟန်သွဲစု။ငါကနေအချစ်နဲ့မထိုက်တန်ပါဘူး။ငါကောင်းတဲ့ကောင်လည်းမဟုတ်တဲ့အတွက်နေငါမျက်မေးဖြစ်ပြီးတော့နေပေါ်ကောင်းတဲ့သူကိုတွေ့ပါ။ငါတောင်းပန်ပါတယ်။နောက်ဒီမှာလူဆောင်နေ image ကိုထိခိုက်နိုင်တော့စိတ်ထိန်မှာဟာမြတ်ဖုံးချဟန်သွဲစုကိုချောမော့ပြောနေတယ်ဟန်သွဲစုရဲ့တကယ်ချင်းမှမြတ်ဖုံးတို့နာရောက်လာပြီးသူဒီနေ့ရှုံးမပြဿနာနေရှိလာလို့စိတ်ညစ်ပြီးတော့ဒီကိုခေါ်လာတာပိုဆိုးသွားတယ်ထင်တယ်တောင်းပန်နေနော်ရတယ်ဒီကမြန်ခေါ်သွားလိုက်တော့တရားမြင်ပြီးတော့လိုင်းပေါ်တင်ပြဿနာတက်နေလိမ့်မယ်ဟုတ်ကဲ့ငါပြန်နေမယ်အိမ်မငွေကြောက်တဲ့ထားခဲ့ရတာငါစိတ်မချလို့ငွေရမင်းနဲ့ကွန်ဒိုမှာဆိုရင်မင်းကွန်ဒိုကကတ်နေဖွင့်ရပါဟာမင်းရလေနေပါဦးငွေရငါပြန်မလာမချင်းစောင့်နေတတ်လို့နောက်ကျနေမအိပ်ဖဲစောင့်နေအေးပြက်နေမှာဆိုလို့ကွာဒီကောင်းတော့ကွာမရားထိတ်တန်းဆိုင်ဖြစ်လို့အေးမင်းတို့ဒါတွေပြောလေနားလေမှာမဟုတ်ဘူးမိမမရှိတဲ့အဖေတွေဆိုတော့ကဲငါဒီဝိုင်းရရှင်မကတ်ထားခဲ့ပြီအားလုံးပဲငါသွားပြီးငါကောင်းတော့တားမြန်လေသွားကွာမာယာကမဟုတ်ဘူးကွာမာယာခမမြင်ဘူးရင်ကြည့်တာသွားပြီမြတ်ဘုံကအားလုံးကိုကြည့်လို့နှုတ်ဆက်ကသူမနဲ့သူ့ရဲ့ချစ်ပိတ်မှန်လေးစီကိုဦးတီထွက်လာတယ်ဝေမောင်ပြန်လာအိမ်ခန်းထဲမှာထိုင်ပြီးတော့ TV ကလာသမျှကြည့်နေတော့တကားပြင်က password နှိပ်တန်းကြားလို့စတေကနေထားလို့အိမ်ဝင်ပေါင်လေးနာရှောက်သွားတယ်။မောင်ကတကားဖွင့်ပြီးဝင်လာနေပြီ။ငွေုံမြင်တာနဲ့လက်တစ်ဖက်စံတန်းလို့ရင်ဖွင့်ကြိုနေတယ်။မောင်စီစံတော်ပဲရှက်နေတော့ငွေလာလေကွာမောင်စီကိုမောင်ရက်တွေတောက်လာလားနည်းနည်းပါမောင်ချက်ကအိမ်မှာတယောက်တည်းကြံနေကြရစိတ်ပူလို့သူနဲ့နည်းနည်းလေးပဲတောက်ပြီးပြန်လာတာ။နောက်ဆိုရက်တောက်ပြီးတော့ကားမမောင်းပါနဲ့အန်ဒီရဲ့များပါပြီနေတောင်းမယ်လို့သွားရင် driver ခေါ်သွားနော်မောင်စိတ်ပူလို့လားပေါ့ဘာလို့စိတ်ပူတာမောင်မို့လို့လေမောင်မင်းမောင်ချစ်လိုက်တာဗျာမောင်ကငွေရဲ့ခါလေးကိုဖတ်လို့အေကန်နဲ့ထိလိုက်လာပြီးနှစ်ယောက်ထိုင်ဆိုပါပေါ်ထိုင်ချလိုက်တယ်ငွေကိုသူ့ရဲ့ပေါင်ပေါ်တင်လို့ထိုင်ခိုင်းပြီးရှင်ခွေထဲမှာဖတ်ထားတယ်ကျောင်းနာမှာဖြန့်ချထားတဲ့ငွေရဲ့စပင်းတွေကိုနမ်းလိုက်ပခုံးသားလေးတွေကိုနှကန်းနဲ့ထိလိုက်နေနောက်ပြီးငွေစပင်းတွေကိုတစ်ဖက်ပို့လို့လဲထိုင်လေးကိုတလျှောက်ထိကပ်ပြီးတော့နမ်းဆိုင်လာတယ်မောင်ဟာတဆင်းတက်လာပြီးငွေနှကန်းတွေကိုနမ်းဆိုင်လာပြန်နေမောင်ရဲ့လက်ကလည်းအညီမနေငွေရဲ့တကူလုံးမှာရှောက်ရှိနေတယ်ငွေဟာအမြန်တက်ရှူနေရပြီးငွေရဲ့ရှောက်ကိုရစ်ပတ်နေနေမောင်ဟာငွေကိုစူပါပေါ်လဲချလိုက်ပြန်တယ်မောင်ငွေပေါ်အုံမိုးလိုက်ပြီးမောင်ဘဲဦးတီနေလဲဆိုတာငွေသိရကြမောင်ဒီနေရာကြီးမှာလားလေမောင်တို့နှစ်ယောက်ပဲရှိတာလွတ်လပ်ချစ်ရအောင်တော့ချေမောင်အင်းကြီးကိုချွတ်ပြီး
ညမောင်နဲ့ငွေစပါပမာတူနေကြပြီးညနေတော့မှခဲနေဝင်လို့အိတ်လိုက်ကြတဲ့အတွက်ငွေမနဲ့နောက်ကျမှနိုးလာတယ်ငွေနိုးတော့မျက်စိမဖွင့်မနေမောင်နေရဆန်းကြည့်တော့မောင်မဆမ်းမီငွေမျက်စိကိုဖွင့်ပြီးမောင်ကိုရှာတော့လေမတွေ့မောင်စောအင်းရနိုးနေရလားဒီလိုနဲ့ငွေဖုန်းနာရီကိုယူကြည့်မိတော့မနက်၈နာရီပင်ထိုးနေပြီငွေကိုကောင်းကိုထူလို့မျက်နှာသေးတန်းရှင်းလုပ်ဖို့အတွက်ရေချိုးခန်းထဲဝင်သွားတော့ငွေရေချိုးတနခါလိမ့်ပြီးဝေလဲပြီးရဲ့အထိမောင်ခန်းထဲမှာမတွေ့အိမ်ခန်းပြင်ပထွက်ပြီးတော့ရှာကြည့်တော့လည်းမတွေ့နောက်ဖေးဘက်မှာလည်းမရှိအိမ်ကန်ဘက်ထွက်လာတော့မှမောင်အောင်ရန်တာမှာဖုန်းပြောနေတယ်ငွေဝရန်တာတကားကိုဖြည်းဖြည်းချင်းဖွင့်လိုက်တော့မောင်ကငွေရောက်နေမှမသိဖြစ်ပြီးရဲ့ကိစ္စတွေကိုထားလိုက်ပါတော့နေဘက်ကကူညီလိုတဲ့ချိန်ငါ့ကိုပြောလေငွေမောင်နားသွားလို့မောင်ရဲ့နောက်ကျောကနေခါကိုဖမ်းလိုက်ပြီးပါးလေးနဲ့မောင်ရဲ့ကြောပြင်ကိုဖေးကတ်ထားတော့မောင်ကလှည့်ကြည့်ပြီးဒါဆိုရင်ဒါပဲနော်ငါဖုန်းချလိုက်တော့မယ်မောင်ချက်ကမောင်ချူအောင်ဒီလိုလေးလာချွဲပေါ့မနက်ကအိယာထငွေကိုဘာလို့မနှိုးရလဲခုနောက်ကျနေပြီကြည့်ဒီချိန်လောက်ဆိုရင်ဟိုဘက်အင်အားလူကြီးလည်းမနှက်စာစားပြီးတော့ပေါ့မောင်မင်းမအေးဝအိမ်လိုရောက်လို့တေချာမနှိုးရလေမနှက်စာမောင်တို့ဆိုင်မှာသွားစားရအောင်လူကြီးအမေရောစားခဲ့ပြီပေါ့အိမ်မှာမကောင်းလားအဲ့လိုညားမယ်ပေါ့ဟုတ်လားပေါ့မောင်ခဏကဘသူနဲ့ဖုန်းပြောနေရလေကိုရှန်နိုင်လို့လားမဟုတ်ဘူးတခြားအသေးတယောက်ပါမောင်ဟာလိုရင်းကိုဖြေတဲ့အတွက်အခြားအသေးတယောက်ကဘသူလဲဆိုတော့ငွေထပ်ပြီးတော့မဆက်စုနေတော့ပဲဟောငွေတို့ဟိုဘက်အိမ်ကိုသွားကြမယ်လေလူကြီးရေစောင့်နေကြပါပေါ့ Let's go honey ငွေစိတ်ရှုံးရမယ့်ကိစ္စစိတ်အနှောက်အယှက်ဖြစ်ရမယ့်ကိစ္စဆိုရင်ဘာမှမပြောချင်တာကြောင့်တချို့ကိစ္စတွေကိုကိုယ့်ဘာသာပဲဖြေရှင်းလိုက်ချင်တယ်ငွေပြောမယ့်စိတ်ချမ်းသာမယ့်ကိစ္စတွေပဲကိုကငွေကိုသိစေချင်တယ်ဒီလိုချစ်ရပါတယ်ငွေရေနေလေစာစားပြီးတဲ့အခါမောင်ဟာသူ့ဆိုင်ကိုသွားပြီးဖြစ်တယ်မမေနဲ့မောင်မီကတော့ဖွားမိခန်းထဲဝင်ပြီးတော့စကားပြောနေကြတယ်ဖေဖေနဲ့ယူကတော့ရန်ကုန်မြို့ထဲကိုသွားကြတယ်သူတို့တော့ကိုရန်နိုင်ကလိုက်ပို့တယ်ကိုရန်နိုင်နဲ့ယူဟာရန်ကုန်ရောက်မှပို့ရှင်းနေလာပြီးယူသွားစရာရှိရင်ကိုရန်နိုင်ကိုခေါ်သွားတာများတယ်ငွေဟာနောက်ဖေးမှအနီတန်းတို့နဲ့စကားပြောနေပြီးစွတ်စွတ်မမကြီးမိုင်းငွေအန်ကိန်းခေါ်နေတဲ့သူ့စာကြီးကန်တွေကိုလာခဲ့ပါအောင်နဲ့အေးစွတ်စွတ်မောင်ငွေသွားလိုက်မယ်နော်ဝင်ခဲ့သမီးငွေဟုတ်ကဲ့ဒေဒီထိုင်သမီးဒေဒီသမီးကိုကူညီတောင်းမလို့ပါရှင်ဒီလိုသမီးယောက်ျားမျက်ဖုံးမဟုတ်ဒေဒီကသူ့ရဲ့မြမပြေကိုပြန်လာတဲ့ကဒီလုတ်တွေဝင်လို့ဖို့ပြောနေတာအကြောင်းမျိုးပြပြောညင်းနေတဲ့သမီးရဲ့ဒေဒီလည်းတက်ရွယ်တစ်ခုရောက်နေပြီဆိုတော့နားကျင်နေပြီဒါကြောင့်ဒေဒီလုတ်တွေကိုလွှဲပေးခြင်းနေသားနှစ်ယောက်တော့ရှိပါရဲ့တယောက်ကလည်းပြတ်မလာဘူးတယောက်ကလည်းသူ့အလုပ်ပဲသူလုပ်နေတယ်သမီးကမျက်ဖုံးကိုဒေဒီလုတ်တွေလုပ်ဖို့နားချပေးပါလားလို့ရှင်ဒေဒီသူ့မှလည်းသူ့ဆိုင်နေဆိုတော့သူ့ဆိုင်ကလည်းမန်နေဂျာနဲ့လွှဲထားပေါ့သူ့ဆိုင်ကိုဒေဒီထင်သေးလို့မဟုတ်ဘူးစားတော့ဆိုင်ဆိုတာရေရှည်စီးပွားရေးအတွက်အဆင်ပြေပါမလားပဲသူများကိုလည်းအားကိုးရတယ်လေနောက်ပြီးသမီးတို့ကလေးတွေရှာလာမှာပဲကလေးတွေနောက်ရေးအတွက်လေသမီးတို့စဉ်းစားမိမှတ်လားဒေဒီကတော့ဒေဒီအလုပ်ကိုသူ့ကိုကောင်းကောင်းဦးစီးပေးစေချင်တယ်ဒေဒီသူ့ကိုအချင်းချင်းအလုပ်လွှဲယူဖို့ပြောခဲ့တယ်သူကလည်းအချင်းချင်းညင်းတာပဲသမီးရေဒီတော့သမီးစကားဆိုရင်သူနားထောင်လိုက်ပါပါဟုတ်ငွေသဘောပေါက်ပါတယ်ငွေမကိုမြတ်ဖုံးနဲ့တေချာဆွေးနွေးကြည့်လိုက်ပါမယ်ဒေဒီသဘောတော့မင်္ဂလာဆောင်ပြီးရနေဒေဒီလုပ်ကိုလုပ်စီခြင်းနဲ့သမီးဟုတ်ငွေစူးစမ်းပြီးပြောကြည့်ပေးပါမယ်ဒေဒီငွေသူ့ကိုနားချနိုင်ပါမလားမြတ်ဖုံးဆိုင်ကိုအောင်ထုံးနဲ့ဖြိုးသူတာတို့ရောက်လာတယ်ဟေ့ရမင်းတို့နှစ်ကောင်ဘယ်ကနေချိန်လာကြလဲဒီကောင်ငါဖြိုးကငါရုံကန်လာပြီးစကားလာများနေရနေငါလည်းနားကြီးလို့မျက်စိခေါ်လာကွာနှစ်ယောက်ဆိုနင်းနားခံတတ်တာပေါ့ဘာဖြစ်နေရလဲဒီကောင်သူ့ပင်ကလာညီမလေးလေရီးစားထားရဲဆိုလာပဲမင်းကလေသူလည်းရွှေရောက်နေပြီမလားဒီလောက်တော့ရှိမှာပေါ့ကွာမင်းလည်းစိတ်ဝင်စားရဲဆိုရင်တေချာဖွင့်ပြောလိုက်ပေါ့သူနဲ့မင်းကဘာမှမတော်ပဲကွာမိမိဘာတွေကိုလည်းပြောပြတိုင်ပင်ကြည့်ပါလားငါဖြိုးရမင်းဟာတအုပ်နွေးနွေးနဲ့အားမရလိုက်တာဟုတ်ပါကွာငါတို့တကယ်မချစ်ဘဲနဲ့လှည့်စားနေတဲ့သူနဲ့တွေ့မှာဆိုလို့ပါကွာသူ့လူကောင်းနဲ့ပဲတွေ့စီချင်တာငါစုံစမ်းကြည့်တော့ကောင်လေးကရှုပ်တယ်ဆိုလို့ဒါဆိုလဲမင်းညီမအဲ့ကောင်လေးအကြောင်းဘဝင်လင်းပြောပြလိုက်ပါလားသူစိတ်ဆင်းရဲမှာဆိုလို့ကွာဟောဒီတော့ငါတို့ကဘာလုပ်ပြရမှာလဲနွားရေထားလိုက်တော့ကွာဒီကိစ္စငါဘာသာငါပဲဖြေရှင်းမယ်အခုငါ့ကိုပြရတိုင်ဟဲ့အောင်မြတ်ဖို့ဟိုငနာတကောင်မင်းခင်မအကျိုးပို့လုပ်နေနော်အခုငါဖုန်းဆက်တော့မင်းခင်မနဲ့မြို့ထဲမှာတယ်သူ့မလဲစိမ်းရောကနေအားကနေယူတော့သွားခြင်းနဲ့နေရာလိုက်ပို့နေရတယ်ငေါနေတော့မတွေ့ဘူးမင်းနေရောတွေ့ပြလားတွေ့ပြပါကွာငါအိမ်ပြန်နောက်ကြရလေမင်းလာဆောင်နေရောလုပ်တွေကမြင်မြင်လက်စတက်နေရတာသူတို့တော့တေချာအဲ့မခံနိုင်ဘူးဒီကောင်လည်းငါတို့အတက်နဲ့တတိပေးထားပြီးပဲသူများကိုကြီးကိုတာဆိုတော့ဒီထက်ပိုပြီးဝင်းဆွတ်ဖက်လို့ကောင်းတာမဟုတ်ဘူးကွာဘလောက်ပဲရှင်းနေတယ်ပြောလေဟုတ်ပါတယ်ငါတို့ကတားတင်သလောက်တားပြီးပြီငါတို့ကသူခံစားမှာဆိုလို့ပြောထားပဲထားပါဒါနဲ့မနေ့ကဟန်သွဲစုအဆင်ပြေလားမသိဘူးဟန်သွဲစုဆိုမှမနက်ကဟန်သွဲစုငါစီကိုဖုန်းဆက်တယ်မနေ့ကကိစ္စသူ့ကိုနားလေပြီးဖို့တောင်းမှန်တယ်
နားလေပေးလိုက်ပါမြတ်ဖုံးရသူ့အနေနဲ့မင်းကလေးလေးဖြစ်ပြန်ကိုဘက်ကလည်းတစ်ဖက်သက်ဆက်သွယ်ဖြတ်လို့ဖြစ်တော့သူ့အနေထားနဲ့နည်းနည်းတော့တင်းမှာပေါ့အေးကွာငါလည်းထားဆောင်တီးခံပေးလိုက်တယ်သူကသူ့ကိုမိတ်ဆွေတငယ်ချင်းလိုတော့ဆက်ဆံပေးပါရဲ့အကူကြီးလိုရင်လည်းတောင်းမိတယ်ငါလည်းကူညီနိုင်တာရှိရင်ကူညီပေးမယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့ငွေကိုလာထိလို့တော့မရအောင်ဟျာငွေကိုလာထင်တော့ငါခွင့်မလို့ဘူးအေးပါမရထိထားဆိုင်ရဲ့အဲ့ဒီချိန်စပွဲပေါ်မှာတင်ထားတဲ့မြတ်ဖုံးရဲ့ဖုန်းကထမြည်လာတယ်ကွန်နက်နင်းကိုကြည့်လိုက်တော့အသေးလေးတွေနဲ့ My Sweet Hat ဆိုတဲ့နာမည်လေးမြတ်ဖုံးကချက်ချင်းကောက်ကန်ပြီးခုံကထားလိုက်ကသူတို့ကိုဖုန်းခဏပြောမယ်ဆိုတဲ့ပုံပြလို့သူတို့နှစ်ယောက်ကောင်းချိန်ပြလိုက်သေးတယ်ဟယ်လိုငွေမောက်လားအလုပ်ရမမြောက်လေပြောလို့ရတယ်ပြောဟဲ့အောင်ထုံဟိုကောင်းရဲ့မိန်းမနဲ့ဖုန်းပြောနေရုပ်ကတမျိုးတွေ့လားဒီကောင်ငွေကိုတော်တော်ချစ်တာပဲကွာငွေကန်ကောင်းနေတော့ဟုတ်တယ်ဒီကောင်ဒီလောက်ချစ်မိလိမ့်မယ်လို့ငါမထင်ထားဘူးဟန်တယ်စုလောက်လည်းမမိုက်ပါဘူးရှူးလောက်လည်းမချောဘူးသူကငွေကိုရွေးချယ်သွားရဆိုတော့အချစ်ကစမ်းကြဲတော့ကွာဟဲ့အောင်မင်းသိမ့်မပြောနဲ့နော်သူကသူမိန်းမကိုဘသူနဲ့မှနိုင်ရှင်တော့ကြိုက်တာမဟုတ်ကွာငါစကားဖြစ်ပြောတာပါကွာငွေကိုနှိမ်ချင်လို့လည်းမဟုတ်ဘူးအချစ်ကချစ်မိသွားရင်အဲ့လူဘာပဲဖြစ်ဖြစ်ချစ်သွားနိုင်နေဆိုတော့ပြောချင်လို့ကွာဒီကောင်နဲ့ငွေကလိုက်ဖက်ပါတယ်ရန်နိုင်အတွက်လည်းစိတ်ပူတာပဲယူယူစိတ်ကမှန်းရခက်လို့ကွာသူကန်နေသူဖူးစာနေသူပေါ့ကွာငါတို့တားလေသူတို့ဖူးစာပိုင်ညားမှာပဲဖူးစာမပိုင်တော့ဘယ်လိုလုပ်လို့မရဘူးလေဟုတ်တယ်မလားမျက်ဖုံးတို့ပဲကြည့်လေဘာလဲမင်းမဟီတဲ့ပြန်လာတော့မှာလေလားမဟုတ်ပါဘူးကွာမနေ့ကဆိုင်ကကိုထုံးကြော်ပေးလိုက်တဲ့ထမင်းကြော်စားခြင်းလို့ပြန်ရင်ယူခဲ့ပေးဖို့မှာတာကွာဟောမျက်ဖုံးတယောက်ကပိုးကိုကျိုးနေရပဲဟိမိမအတွက်ထမင်းကြော်ယူသွားရမဟုတ်ဝယ်သွားရနေမင်းကိုငွေရတအားနိုင်တာပဲလားငွေရမမှားပါဘူးကွာငါသူစားစေခြင်းလို့ယူသွားပေးတာသူကစားကောင်းလို့ထပ်မှာတာပဲရှိတာသူကြိုက်တတ်တာလေးတွေ့တော့ဝယ်သွားပေးရတာပေါ့ကွာပြောမနေနဲ့အောင်ထွန်းကြီးဒီကောင်မာယာကအစ်စ်ကွာချစ်တာဟုတ်ဟာမြတ်ဖုံးကတချင်းစာသားတစ်ပိုင်းတက်ဆောင်ရွတ်ပြတော့အောင်ထွန်းရဲ့ငပြိုကမျက်နှာယူကောင်းနေမြတ်ဖုံးဘွားမှာမိန်းကလေးတွေကိုပတ်သက်ခဲ့ဘူးပေမဲ့မချစ်ခဲ့ဘူးလို့ထင်နေငွေကိုကြတော့ဘာလို့ဒီလောက်ထိချစ်မိသွားမှလည်းမသိဘူးငွေဟာသူ့ကိုချွတ်ချွတ်နဲ့လည်းမနေတယ်လို့ငွေရလည်းသူ့ကိုချစ်တယ်လို့မပြောပေမဲ့သူချစ်နေကြအောင်တော့မတိမတာအမူအရာလေးတွေနဲ့ပြတယ်အချစ်ကိုကြပြတွေဝတ္ထုတွေရုပ်ရှင်တွေတက်ချင်းတွေနဲ့အမျိုးမျိုးအတိတ်ပဲဖွင့်ဆိုကြပေမဲ့မြတ်ဖုံးကိုအချစ်ကဘာလဲလို့ငွေလိုပဲဖြေမိမှာငွေတို့ကွန်တို့ပြန်ရောက်တော့မောင်ကသူ့လောက်ကစင်းတွေကိုလက်စတက်နေတယ်ငွေကတော့အဲခံမှာထိုင်ပြီး TV ကြည့်နေကငွေကတော့အဲခံမှာထိုင်လို့ TV ကြည့်နေပြီးမောင်ကသူ့လောက်ပြီးတော့ငွေနားကိုလာတယ်ငွေဘာတွေကြည့်နေရလဲမအိတ်သေးလားဟင်ချက်ခဏနေအိမ်မှာမောင်ငွေမအောင်ပြောစရာရှိတယ်ပြောလေငွေပြောစရာရှိတာဟိုဘာလို့မအောင်လုပ်ပြီးရတီစောင့်နေရလဲရောက်တဲ့ကပြောရောပေါ့ငွေရပါတယ်ငွေလည်းအားနေရပဲဥစ္စာမောင်နဲ့အေးဆေးပြောချင်လို့မောင်လုပ်ပြီးအောင်လို့စောင့်နေရဟုတ်ပါပြီဗျာမောင်ချစ်ကပြောမောင်ဘာပြောမလို့လဲမောင်ဒီနေ့လေမောင်တယ်ဒီကငွေကိုခေါ်ပြောတယ်မောင်သူ့လုပ်တွေလွှဲယူစေခြင်းတဲ့အကြောင်းပြောတယ်မောင်တယ်ဒီတို့ကတော့မောင်ပြောမရလို့ငွေကိုပြောခိုင်းနေပေါ့မောင်တဘောကဘယ်လိုလဲရင်ဘာလို့မောင်တယ်ဒီအလုံးမလုပ်ချင်တာလဲမောင်စင်ကူမှာတော့စားတောက်ဆိုင်မှာဇွဲတို့တော်တော်ကြာလုပ်ဖူးတယ်အဲ့ဒီတည်းကမြန်မာပြည်ပြန်ရင်စားတောက်ဆိုင်ဖွင့်မယ်လို့စိတ်ကူးထားတာဒါကြောင့်ဒီရောက်တော့ဆိုင်ဖွင့်ပြသွားတာပေါ့ဒီလောက်ကမောင်သိမ့်မကျွမ်းဘူးတင်ယူရအောင်ပါမောင်တိုင်းတာတစ်ခုတည်းတင်ယူပြီးရင်တော့မောင်ပဲလွှဲယူရမယ်ဆိုတာသိတယ်ဘလို့ပြောရမလဲအစတင်ယူရမယ်ဆိုတော့ပြင်းနေရတယ်မောင်လေးဒေဒီကိုအကြောင်းပြပြီးညင်းနေရကွာမောင်ကမိဘအလုပ်ကိုလွှဲယူလိုက်ရေကန်တင်ကြတင်မယ်ဖြစ်နေရအားမျိုးလည်းမလို့ချင်းဘူးလေကိုစတော့ပေါ်ကိုရက်တီကြောင့်ပြကျင်တရားလေးပါတာပေါ့ပြောပါငွေရမောင်ဘလို့လုပ်စီချင်လဲမောင်ပြောရလေဟုတ်ပါရဲ့လေငွေတဘောတော့လေမောင်တယ်ဒီအလုပ်ကိုလုပ်စီချင်နေမောင်ဆိုင်လုပ်လဲမန်နေဂျာနဲ့လွှဲပြီးတော့မကြသွားစီရင်နေရရပဲမလားငွေလဲကုပေးမယ်လीနော်မလီမောင်မေးမတော့မောင်မခိုင်းရက်ပါဘူးမောင်မဲငွေကိုရှာကျွေးပါမယ်ငွေရဒီတိုင်းမနေချင်ဘူးငွေလုံးချင်နေမောင်ငွေလုံးချင်တဲ့ကိစ္စကိုမင်္ဂလာဝဲပြီးမှမောင်ပြောမလို့ပဲခရော့တခါရဲပြောလိုက်တော့မယ်ငွေလုံးလဲလုံးမယ်နောက်ပြီးအိမ်အောင်ရှင်မတောင်းရင်လည်းမလီရေးအောင်လို့နေမယ်နော်မောင်ငွေအတွက်မောင်စဉ်းစားထားရှိတယ်မောင်လည်းမင်္ဂလာဝဲပြီးမှပြောမလို့ပဲဟုတ်လားဒါဆိုရင်မင်္ဂလာဝဲပြီးမှပြောလေခုမောင်ဒေဒီကိစ္စကိုပြောမောင်စဉ်းစားပါမယ်မောင်လေးဒေဒီလုပ်တွေလွှဲယူတင်နေပြီလေမောင်ကလည်းတခါရဲဖြစ်ပြီးနေငွေတို့နောက်ဆိုရင်ကလေးတွေရလာအောင်မယ်သူတို့ပညာရေးကျန်းမာရေးသူတို့လေးတွေရဲ့နောင်ရေးငွေတို့စူးစမ်းရှာပေးရမယ်လေနော်အဲ့ဒါကြောင့်ငွေတို့အလုံးများလောက်ရမှာပေါ့နော်မောင်ပြောပါအောင်ခမ ्या လေးကရောက်ကတိရမအောင်နားချပေးဖို့ခမ ्या လေးကိုဘယ်လောက်ပေးလိုက်လဲလို့အဲ့လောက်စီးရုံနေအောင်လေမပေးပါအောင်နော်ငွေရရေရှည်အတွက်ပြောတာပါပြောပါအောင်မောင်နဲ့ကလေးဘယ်နှယောက်လောက်ယူဖို့စဉ်းစားထားလဲငွေကိုယ့်အနေနဲ့ကိုမမြင်မဲနဲ့စိုးတင်းစီးရုံနေမိရပါလားမောင်နော်ငွေကိုတေချာဖြစ်ပြီလို့ခင်ဗျားလေးလှုပ်စီခြင်းနဲ့ဒေဒီလှုပ်ကိုလှုပ်မယ်ဟုတ်ပြီလားဟုတ်အဲ့တော့ give and take ပဲနော်မောင်အလုံးမောင်လို့တာ
မောက်ကလေးအတွက်ဆိုတော့ကလေးလေးတွေမွေးဖို့ကလည်းငွေတောင်းဝင်ကလေးရရှိအတွက်ခုစူးစမ်းကြမလားငွေမောင်းကိုပေါ်ကနေစင်းပြေဖို့ပြင်တော့မောင်ဟာအတင်းဖတ်ထားပြီးငွေနော်ဒီလိုလူလေကြပြီးတော့ထွက်ပြေးလို့မရဘူးကလေးတွေနဲ့စီးအောင်ထားပြီးတော့ကလေးရရှိတော့လောက်ရမှာပေါ့ကွာကဲအချိန်ရှိတော့နေစူးစမ်းလိုက်ရအောင်မိမကြီးမောင်ဟာငွေကိုချီပြီးတော့ငွေတို့အိတ်ခမ်းထဲကိုခေါ်သွားလိုက်တယ်ဒီနေ့ညတော့ငွေနဲ့မောင်အတွက်အချစ်ခီးလန့်ကိုစွမ်းကုန်ဖွင့်မိညလေးတညပြီဒီနေ့ကတော့မောင်နဲ့ငွေတို့ရဲ့မင်္ဂလာပွဲနေလေးဖြစ်တယ်ငါသမီးလေးကလှလိုက်တာကျေးဇူးတော်ဆက်ရင်ရတယ်အန်ဒီသူတို့သမီးလေးဟာအသားဝင်းဝင်းလေးဆိုတော့ပြင်ရအဆင်ပြေတယ်လိုရာရှိပြောနော်ဟိုဘက်တွေလိုက်ကြည့်လိုက်အောင်မေဟုတ်မမီဆန်မောင်ကငွေအနားလာပြီးမောင်မီမှလှနေမိကက်စီကတော်လို့ပါငကိုရှိမှငကိုင်းထွက်တာပါမောင်မျက်စီထဲမှာငွေရအလှဆုံးမေငွေရပြုံးလိုက်ရင်နဲ့မောင်လေးခန့်နေရင်ငွေယောက်ျားမလို့လေဟုတ်တယ်ငွေတို့နှစ်ယောက်ပြိုင်တူရေးလိုက်ကြတယ်မင်္ဂလာပွဲစီစဉ်သူဟာမင်္ဂလာချိန်ကြားရောက်လာပြီးမလို့ခမ်းမရင်းဝင်ဖို့အတွက်ငွေတို့ကိုအစင်သင်းလောက်ခိုင်းနေငွေဟာမောင်ရဲ့လက်လေးကိုချိတ်ပြီးမောင်ဟာငွေလက်လေးကိုချိတ်မထားတဲ့မောင်ရဲ့လက်လေးနဲ့လာကိုင်ရှာတယ်ငွေဖို့ဒီလက်လေးကိုဘဝနေဝင်ချိန်အထိတစ်သက်လုံးကိုင်ဆွဲထားခြင်းမိပါတယ်ငွေတင်နာဝဲဆောင်ဟာငွေမြင်အောင်လက်ချအင်းကြီးကောင်းဝင်ရှိရှိလေးပြီးတော့အောက်ပိုင်းကားလေးနဲ့စပင်းတွေကိုကုံထုံးဖွဲ့လို့စတုံးမှာစိတ်တန်းစကုပ်လေးဖိစိုက်ထားတယ်နင်းစီဖြူဖြူလက်ကင်ပန်းလေးကိုလက်မကင်ထားပြီးလက်ဝဲလက်စားဆိုလို့စိတ်နဲ့ဆွဲလေးနဲ့မောင်နဲ့စင်တူလက်ထက်လက်စွပ်လေးသာဝတ်ထားလိုက်တယ်လက်ဘေးမှာဘာမှမဆွဲတော့ဘဲနဲ့ရှင်းရှင်းလေးသာငွေဟာရန်တွေနဲ့အတူမောင်ရှိရာစင်းမြင့်စီကိုသွားလိုက်တော့ငွေတင်နာပါတီရဲ့ဝင်လာနဲ့နိုင်ငံကျော်ဆိုတော့စုံတွဲနှစ်ယောက်ကမင်္ဂလာတေးသချင်းကိုတီးဆိုပေးကြတယ်မောင်ဟာငွေစင်မြင့်နားရောက်လာတော့လက်လန့်ပေးပြီးငွေပေါင်းရဲ့လက်ကိုကင်လို့စင်မြင့်မောင်ကိုတက်လိုက်တယ်မောင်ဟာနောက်တိုင်းဝစ်ဆောင်အသားရောင်နေနဲ့စပင်းနီကိုတက်ရွတ်စွာဖိတင်ထားတယ်ငွေမျက်စီထဲမှာငွေယောက်ျားအကြည့်ကောင်းဆုံးနဲ့အချောဆုံးပဲငွေဟုံမောင်ကနှစ်လိုပဲပြုံးပြနေပြီးငွေတို့ပရက်စနာခိုင်းတဲ့အတိုင်းအကြံလန်ကလေးသစ္စာပြုတ်ကိတ်ခွဲကြတယ်မင်္ဂလာရက်တောက်တာပြီးပြီဆိုပေမဲ့ပရက်စနာရောမောင်တငယ်ချင်းတွေကသူတို့သားမျက်ဖုံးမော်သူတို့သမီးကိုနမ်းပါပြုတ်မျက်ဖုံးမော်တို့ကလည်းဒါမျိုးဆိုရင်နှခါမတိုက်တွန်းရပေနဲ့ငွေနှပူးလေးကိုငုံလို့အနမ်းနေချွေတယ်ငွေမေးဖြားလေးကိုပေးမော့စေပြီးနှကန်းတွေကိုလည်းခပ်ပပလေးနမ်းဆိုင်လာတယ်အဲ့ဒီအချိန်မှာလက်ခုပ်တန်ဒီဟာတဖြုံဖြုံနဲ့ဂုံပြူပေးကြပြီးအစီအစဉ်နောက်ကတော့သူတို့သမီးလက်ကင်ပန်းဖြစ်ဖို့ပဲဖြစ်တယ်ငွေတို့တင်နာပွဲမသွားခင်ဟိုတယ်ခန်းထဲမှာယူယူကမငွေလက်ကင်ပန်းပြင်ယူဘက်ပြစ်နော်ယူရဘေးနာမမငွေရမှမသိတာနောက်ပြီးစင်ပွားနေမငွေရယူကိုမြင်ရအောင်မှမငွေနောက်တက်တဲ့ကိုပဲပြစ်မှာဆိုတော့လိုချင်မငွေနောက်တက်တဲ့နေလိုက်လေနေပါအောင်လက်ကင်ပန်းယူရအောင်ယူရရည်စားရှိပြီလားရှိသေးဘူးလေဒီတိုင်းလိုချင်လို့ဟဲယူယူနော်ဒီကောင်မလေးကတော့ဒီထဲမှာရည်စားရှိတဲ့သူတွေရပါစေယူယူကတော့ရအောင်ဖမ်းမေမငွေသားယူဘက်ပြစ်ဒါပဲနောက်တက်တဲ့သားနေဒီလိုနဲ့ညီမနှစ်ယောက်ကဇက်တိုက်ထားပြီမယ်လေလက်ကင်ပန်းရသွားသူဟာဖြိုးတူတာညီမစုသေးကြပြဖြစ်နေတယ်ဖြိုးတူတာတယောက်ကတော့မျက်နှာကြီးနေမြန်းနေပြီငွေမောင်နဲ့အတူတင်နာကိုလိုက်ပြီးတော့အဲခံရတာကြောင့်ခြေထောက်တွေဟာညောင်းကင်လို့ယူရိုဝိုင်းမှာထိုင်နေလိုက်တော့တယ်မောင်ကလည်းတဝိုင်းသွားတစ်ခါရက်တောက်ပေးနေရတယ်တချို့ဝိုင်းတွေဆိုရင်ငွေပါတောက်ခိုင်းလို့မောင်ကကိုစားတောက်ပေးရတယ်မောင်တော့အတူမိုးနေပြီလားမသိငွေမြင်တလောက်တော့တိတ်မိုးနေတဲ့ဟန်ပန်မျိုးမဟုတ်ပဲငွေယူရင်းနဲ့စကားပြောနေအောင်စတိတ်ဘော်ကဘရက်ဆန်နာကပြီးပရိသတ်များခင်ဗျာမင်္ဂလာညစာဆောက်ပွဲမှာထိုးစီစဉ်ရှိပါတယ်ဒါကတော့သူတို့သားမျက်ဖုံးပေါ်ကတချင်းနဲ့အတူအဲခံမှာပါသူတို့သားဆိုပံမိုးပေးမဲ့ဖွဲ့လေးရှိပါသေးရဲ့ဗျာကိုမျက်ဖုံးပေါ်နေတဲ့ဖွဲ့စင်မြင့်မောင်ကြွပေးပါဗျာငွေရတော့မောင်ဘာလို့မလို့ကြံနေတော့ဆိုပြီးကြည့်နေတော့မောင်နဲ့အတူတငယ်ချင်းတွေကတော့စိတ်မောတက်သွားပြီဟုတ်ကဲ့ကျွန်တော်မင်္ဂလာဆောင်လေးကိုလာရောက်ချီးမြှင့်ပြီးတယောက်ချင်းစီတိုင်းကိုကျွန်တော်အများကြီးကျေးဇူးတင်ပါတယ်ကျွန်တော် professional တချင်းဆိုသူမဟုတ်လို့အမှားယွင်းဖြစ်ရင်လည်းတီးခံပေးပါကျွန်တော်တချင်းတစ်ပုတ်နဲ့တချင်းဆိုပါမယ်ဒီတချင်းကကျွန်တော်မျိုးသမီးလေးကိုရည်ရွယ်တာဖြစ်လို့မိမရေမောင်မင်းကိုရမ်းချစ်တယ်နော်မောင်ဘွားတွေဝင်လာပြီးတာလေကျေးဇူးတင်ပါတယ်မောင်ချစ်ပေးရတဲ့အတွက်လည်း thank you ဟာသူတို့သားအသေးရိုးတွေကွာမျက်ဖုံးမော်တို့ချုပ်ကွက်ကြီးနဲ့ချုပ်တယ်ကွာငွေအောက်ကလူတွေကတော့ထောမနာပြူတန်းနေနဲ့ငွေမျက်နှာလေးကခန်းချစ်သေးလေးလိုဖြစ်နေပြီစနေရတန်လေးနဲ့ဂီတာတန်လေးကိုတီးဝိုင်းအဖွဲ့ကစတီးနေပြီသူတို့တငယ်ချင်းလေးယောက်ကကုံအင်းချင်းစင်တူဝတ်ထားပြီးစင်ပေါ်မှာကြားနာနေရယူလို့မျက်ဖုံးကစဆိုတယ်တချင်းဆုံးတော့လက်ခုပ်တန်းတညံ့ညံ့ညံနေပြီမေမျက်ဖုံးကစတိတ်စင်ပေါ်ကဆင်းလို့ငွေရက်နေရဲ့နားကိုရှောက်သွားတယ်ငွေမောင်တချင်းဆိုတာကောင်းလားကောင်းနေဘယ်တော့တချင်းတိုက်လိုက်ကြလဲငွေလည်းမပြောပြအောင်ဒါမိမကို surprise တိုက်တာလေဒါကြောင့်မောင်တို့ဖေကကြောင်းနေရကြောင်းကပွဲမှာပါနေကြဒီတော့တိတ်ပြောတိုက်เสียမလို့ရေကုံလုံးကအဲ့လိုလုပ်လိုက်မယ်လို့မထင်ရအောင်မောင်ဘာစားထားလဲရက်တွေအများကြီးတောက်နေရတော့မိုးနေလားစားရတာတော့ဟိုဝိုင်းသွားဒီဟာကောက်စားဒီဟာကောက်စားနေတိတ်တော့မစားဘူးမောင်မိမရောစားပြီလားငွေရယူနဲ့စားဖြစ်ပါတယ်ညကြရင်မောင်တို့ညနာအောင်မလားအများကြီးလဲတောက်မနေနဲ့အောင်နော်
ဟိုကောင်တွေကမောက်လုတ်ပေးမှာမဟုတ်ဘူးငွေရငွေတို့မိန်းကလေးအုပ်စုအိတ်နေလေနားနဲ့ထီအောင်ငွေမနေနဲ့တော့မောင်မီမပင်ပန်းနေပြီဟိုင်းနေပုံမ congratulation ငွေနဲ့မောင်စကားပြောနေတဲ့နောက် body မမိုင် style ကြကြနဲ့အနီအောင်တောက်တောက်ရင်ပြတ်ဝတ်စုံလေးဝတ်ထားပြီးပေါင်တဝက်ကနေချင်းမျက်စီးထိခွဲထားတဲ့စကတ်ကိုလေးဝတ်ထားတဲ့အမျိုးသမီးတရားဟောကျေးဇူးပါဟန်တွေ့စုတဲ့နောက်ကျသွားရင်မောအလုပ်လေးနည်းနည်းရှိလို့ရပါတယ်တကူတခါလာရောက်ချင်းမျက်နှာကိုပဲကျေးဇူးတင်ပါတယ်လာရမယ်လေဒါနဲ့တို့သမီးမလားမိတ်ဆက်ပြုံးလေငွေဒါကမော်ဒယ်ဟန်တွေ့စုတယ်ဟန်တွေ့စုဒါငါမိမငွေမုန်းခင်နေငွေမုန်းခင်မှာတွေ့ရဝမ်းသာပါတယ်အဲ့ခံပွဲကိုလာပေးလို့လေကျေးဇူးတင်ပါတယ်ရှင်။အိုးတူလဲတူတူပါပဲ။မော်ဟိုဘက်မှာချောချောလို့လည်းပါတယ်။သွားနှုတ်ဆက်ရအောင်လှလေ။မပြန်ကြသေးဘူးမလား။နောက်မှနှုတ်ဆက်တော့မယ်။ငါမိမပင်မနေလို့နားခိုင်တော့မလို့။သွားနေလေ။ငွေမနေ့ပိုင်းအဲ့ခံပွဲမှာမောင်ကိုနှုတ်ဆက်ကြတဲ့မိန်းကလေးအများစုကမောင်နဲ့တနည်းနည်းနဲ့ပတ်သက်နေကြမှငွေမှန်းဆမိတယ်။မောင်ရဲ့အတိတ်အကြောင်းအရာတွေကိုပြန်လည်ဖို့လေစိတ်မဝင်စားဘူး။လက်ရှိမောင်ငွေကိုချစ်နေဖို့နဲ့မဖောက်ပြန်ဖို့တစ္ဆာရှိဖို့ပဲငွေစိတ်ဝင်စားတယ်။တခြားမိန်းကလေးတွေကခုချိန်မောင်ပေါ်ရိုးသားရှိနေကြရဲ့လို့ထင်တယ်။တချို့ဆိုရင်မောင်ကိုစားနှောက်နေကြတယ်။ဒီတယောက်ကတော့ငွေကိုကြည့်တာတော့မကြည့်တယ်လို့အထင်မကြီးတယ်လို့နေမောင်ပေါ်လေရိုးသားမနေဘူးလို့ထင်တယ်။ငွေအတွင်းရင်ကြောင်းမောင်ပေးမိတော့မောင်ဟာငွေပခုံးကိုကန်လိုက်ပြီးငွေလက်ရှိကိုတတိယစီတယ်။ရှင်းမောင်မီမဘာတွေတွေးနေရလဲ။ဟိုမှာယူတို့ခေါ်နေပြီးနားဖို့တော့လေ။မောင်ဒီမှာဆက်ပြီးတော့အိတ်ခံထားအောင်ပဲ။မောင်အင်ဂျီလေးပြီးပြန်လာအိတ်ခံပါလား။ဒီအင်ဂျီနဲ့နေရတာမပေါ့ပါလို့ပဲ။ဟုတ်တယ်အင်ဂျီလေးလိုက်မယ်။မောင်ဟိုကောင်လေးကိုသွားပြောမယ်။ငွေသွားနေလေ။မောင်ချစ်လေခဏနော်။မောင်နောက်မောင်အဖြစ်ပါလေ။ဒါကြောင့်နန်းတာလေသွားနာတော့ဟိုမှာစောင့်နေပြီငွေမောင်တက်တာပြလို့ယူရိုစီကိုထွက်လာတော့ငွေဟန်သွဲစုကိုတွေ့ပြီးတဲ့စိတ်ထဲစနိုးစနောင်ဖြစ်နေရတယ်မောင်ကြီးမောင်ငွေပေါ်မှာချစ်ပြီးတစ္ဆာရှိဖို့မျှော်လင့်ပါတယ်မောင်ငွေကိုစိတ်ကုံသွားတဲ့တနေ့တစ္ဆာမရှိတော့တဲ့တနေ့ကျရင်ငွေမောင်ကိုဘလောက်ချစ်ချစ်လက်လွတ်ဖြစ်ဖို့တွေးဝေနေမှာမဟုတ်ဘူးမောင်တယောက်လုံးငွေပြောပြရပါအောင်မေမောင်နဲ့ငွေမင်္ဂလာဆောင်ပြီးတော့ငွေရဲ့မိဘဆွေမျိုးတွေနဲ့အတူငွေရော်မမင်္ဂလာဆောင်ဖို့အတွက်လိုက်ခဲ့ပြန်နေမောင်ကတော့သူနဲ့အတူတူပြန်စီချင်ပေမဲ့ငွေရရော်မမင်္ဂလာဦးဆုံးမဲ့ကြွေးကျင်ကြောင်းနဲ့ကျူလောက်ထားလို့ရအောင်ကြိုးပြန်မိဖြစ်ကြောင်းမောင်မနေနားချရတယ်မောင်ရောမောင်မိဘတွေရောကအလုပ်များကြတာမလို့အနားနီးမှပဲလိုက်လာဖို့ငွေပြောခဲ့လိုက်တယ်နောက်ပြီးမောင်ကမောင်တယ်ဒီအလုပ်ကိုကူးနေပြီမလို့သူ့မှာတင်ယူစရာတွေများလို့ငွေနောက်ချက်ချင်းမလိုက်နိုင်တာလည်းသိတယ်ငွေအချစ်ရှင်ချစ်ဖို့ကောင်းတယ်မောင်တို့တစ်ပတ်ခါရောက်မယ်နော်မောင်ရန်ကုန်ကနေဘာဝယ်ခဲ့ရမလဲငွေဘာလို့သိလဲဘာမလို့မောင်ဒီမှာအဲ့ခံမို့အကုန်အပ်ထားပြီးအလုံးရှောင်ဘာမှမဝင်နေတော့မောင်တို့သာတက်တောင်နေလာကြလीနော်မောင်တို့တွေရောအဆင်ပြေရလားပြေးပါတယ်မိမရဲ့အစဒီလိုပဲတင်ယူရမှာပေါ့မောင်မိမအကောင်နဲ့မောင်ပတ်စံထည့်ထားသေးတာရောက်တယ်မလားရောက်ပါတယ်မောင်ရဲ့အခုထမင်းစားပြီးပြီလားခဏနေမှမောင်မျိုးနဲ့စားမလို့နောက်ကျလိုက်တာဒါဆိုရင်ထမင်းစားဖို့လောက်တော်လीမောင်မောင်ညကျမှဗီဒီယိုကောခေါ်လိုက်မယ်နော်ဟုတ်မောင်ထမင်းစားတော့နော်တက်တာမောင်ချလီမောင်ဖုန်းချတော့နေငွေအိမ်ထဲလှမ်းဝင်လာခဲ့တယ်ဒီနေ့မောင်တို့ရောက်မဲ့နေ့ငွေမနဲ့စောစောထားလို့ဖျားတောက်တော်ရဲ့ရှင်လေပန်းစီမီစွန်းတော်ကတ်လို့ဖျားရှိခိုးနဲ့အောက်ထပ်စမီမောင်တို့လာရင်နဲ့မနဲ့ဆောင်စားနိုင်ဖို့ပြင်ဆင်ချက်ပြုတ်နေတဲ့အေးတို့နာကူးနေလိုက်တယ်မမေဟာနောက်ဖေးဘက်ဝင်လာရင်သမီးငွေတားမြတ်ဖုံတို့ရောက်ခါနေပြီလားလို့ဖုန်းဆက်မိအောင်ဟုတ်မမေဟယ်လိုမောင်မောင်မောင်ရောက်ခါနေပြီလားလို့ရွာဝင်ထိတ်ရောက်နေပြီရောက်တော့မယ်ဟုတ်ငွေထွက်ဆောင်နေမယ်ဒါဆိုရင်ဖုန်းချလိုက်တော့မယ်နော်ဟုတ်ပါပြီဗျာမောင်ဘလို့ဖြစ်နေရလဲအင်းရှိကြီးမလေးမောင်ကရမ်းလွှမ်းနေတာမမီတို့ကားလေးရောက်ချလာပြီးမောင်ရဲ့ဒယ်ဒီမမီနဲ့ဖိုးဖိုးတို့ကားပေါ်ဆင်းလာတယ်ရန်ကုန်မမီအိမ်ကစိုးစိုးလေးပါလာတယ်ဒီတစ်ခေါက်တော့မောင်တငယ်ချင်းတွေမပါတော့ဦးလေးတို့အိမ်ထဲဝင်ကြပါအောင်ဖိုးထုနဲ့မြတ်တို့အထုပ်တွေကူချပေးကြပါအောင်ကွယ်မော်လဲလာလေအိမ်ထဲဝင်ကြအောင်အခုရောပဲခီးပန်းလာရောပေါ့မနက်စာအညာမောင်ရင်းကားလေးချက်ထားတယ်အစင်တင်စားဖို့ပြင်ထားတာရေမောင်ရင်းကားလာမော်ကြိုက်တယ်ဖွားမီရောနေကောင်းနေနော်မမေကနေကောင်းနေတားမြတ်ဖို့လာမမေနေကောင်းနေနော်ဖေဖေရောကောင်းနေတာတားအဖေရှိတယ်အိမ်ထဲမှာလာကြမောင်ဒီတစ်ခါကိုအောင်ထုံးတို့ကိုရန်နိုင်တို့မလိုက်တော့ဘူးလားအောင်ထုံးနဲ့ဖြူသူတာနောက်ရလိုက်လာမှာရန်နိုင်ကတော့မလိုက်လာတော့ဒီကောင်နေစင်းုံပြောင်းရှောက်မလို့လေအဲ့ဒါလုံးနေလို့မလာနိုင်တော့ဟုတ်လားဟောမောင်ခဏနားအောင်မလားဗိုက်စာနေပြီလားဟုတ်လားမောင်ခဏနားအောင်မလားဗိုက်စာနေပြီလားမောင်ခဏနားပြီးရေချုံမေးမောင်လမ်းမှာကော်ဖီတောက်လာသေးတယ်သိမဆောင်ငွေရောစားပြီလားငွေမစားရသေးဘူးမောင်လာမှာစားဖို့စောင့်နေရလေဟောငွေစားနေမှာပေါ့ခုစားကြမလားစားသေးဘူးလေခုနကဖွားမီအတွက်ကော်ဖီဖြောက်ပေးနဲ့နည်းနည်းတောက်ထားတယ်ဒါဆိုရင်မောင်ရေချိုးပြီးမှစားကြပေါ့နားရီမောင်တော့မြတ်ဖွားကပြောရင်းနဲ့အသေးရလာပြီးငွေပါးလေးကိုဆွဲဖြစ်တယ်
မျက်ဖုံးနဲ့ငွေရအိမ်ထဲဝင်လာပြီးတော့လူကြီးတွေကိုနှုတ်ဆက်လို့ရေချိုးဖို့အတွက်အပေါ်တက်ငွေရဲ့အိတ်ခမ်းစီကိုတက်လာတယ်ငွေကတော့လူကြီးတွေအတွက်မုတ်ပြင်ပေးဖို့အောက်ထပ်မှာကျန်းနေခဲ့တယ်မျက်ဖုံးရီမိုးချိုးပြီးထွက်လာတဲ့အခါငွေဟာသူ့အင်ဂျီတွေကိုသိမ်းနေတယ်မောင်ငွေမောက်တက်အင်ဂျီထုတ်ထားတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျာငွေမောက်ကိုမျက်စောင်းထိုးလိုက်တယ်မောင်ရဲ့အင်ဂျီကျဲသီးတွေကိုကူတက်ပေးနေရင်မောင်မနှက်စာစားပြီးငွေချမ်းနေသွားမလို့လိုက်အောင်မလားလိုက်မယ်လေတယောက်တည်းမသွားပါဘူးတယောက်တည်းသွားလိုက်ဘာမှမဖြစ်ပါဘူးနော်ငွေရရွှေလည်းအများကြီးဝတ်မထားပါဘူးဟုတ်တယ်မောင်အဲ့ဒါကိုမေးမယ်နဲ့လေမမေးဖြစ်ဘူးဖြစ်နေတာငွေရှံကုန်လိုက်လာရမဝတ်တော့နော်ဘာလို့လဲမောင်ငွေရဲ့ကိုလေးကိုကလေးမောင်ထိုင်စေပြီးတော့သူ့ရဲ့ပေါင်ပေါင်လေးထိုင်စေလိုက်တယ်ပြောပါအောင်ဘာလို့လဲဆိုတာမောင်တို့ပဲပထမတစ်ခေါက်လာတော့တောတတိမာလီမန်တရားရွှေဝတ်ထားရဲဆိုအဲ့ဒါငွေကြားသွားလားကြားတာပေါ့ငွေထမင်းစားဖို့တက်လာခေါ်ရင်လည်းကြားတာငွေအကြောင်းပြောနေလို့မခေါ်တော့ဘဲနဲ့အောက်ဆင်းသွားတာဟောအဲ့လိုပြောလို့ဘသူကလည်းပြောမောင်မပြောဘူးမောင်မိမဘာဝင်လက်ခံထားပြီးသားနော်အဲ့ဒါကြောင့်အဲ့တော့ငွေမျက်နှာတင်းနေရအောင် sorry မောင်ချေဘာအခုမှ sorry လေသွားမောင်တော်ပြီလို့ထမနှက်စာသွားစားမယ်ငွေရဲ့မျက်နှာအနှံ့ကိုလိုက်နန်းနေရကြောင်းတားရတယ်မောင်နှောင်းမယ်လေကွာလွမ်းနေတော့မပြေသေးဘူးမောင်လွမ်းဖြေပြရစီအောင်ငွေနော်နေရင်စနော်ဒီခါမောင်လှည့်ပြီငွေရမောင်ခါကိုတိုးလို့စတော့မောင်ဟာငွေကိုလေးကိုမရပေါ်တင်ပြီးငွေပေါ်ကနေခန္ဓာကိုယ်ကြီးနဲ့အုပ်မိုးလာကြောင်းငွေလန်းတစ်ဖက်ကိုကြက်ချစ်ကပုံစံလုံးလိုက်ရတယ်မောင် stop ငွေရဒီတိုင်းစတာနေပါအောင်မောင်ဘာလို့မေးချင်းလို့လဲမောင်ဒီလိုလေးကလေးထိုးမလို့ဘာတွေတွင်းနေရလဲမောင်တော်ပြီဆိုမှတ်ပြီလားသူများအောင်ကြောင်လိုက်စနေကောက်မလေးမှတ်ပြီလို့နောက်မစားတော့ဘူးမနှက်စာသွားစားကြမယ်လားငွေလဲအင်းကြီးတေးချပြန်ပြင်ပြီးတော့ခေါင်းလေးကိုတေးချတက်ရက်ဖီးကမနှက်စာစားဖို့အတွက်အောက်ကိုဆင်းလာတယ်ငွေရဲ့ဒီမနှက်ခင်းလေးဟာပျော်ရွှင်ရတဲ့မနှက်ခင်းလေးဖြစ်ပြီးနောက်ထပ်မနှက်ခင်းတိုင်းကိုလည်းဒီလိုပဲမောင်နဲ့အတူဖြတ်တန်းချင်တာဆန္ဒပါငွေတို့မနှက်စာစားပြီးတော့ငွေချန်တဲ့ကိုမောင်နဲ့အတူသွားလိုက်တဲ့အခါမောင်ဟာငွေဆိုင်ငယ်နောက်လိုက်ထိုင်ပြီးတော့ငွေခေါင်းကိုလည်းတင်းနေအောင်ဖတ်ထားတယ်ကဘာကြီးကစွန့်ရည်စရာပိုကောင်းလာလေမင်းတို့ငါပိုချစ်လာလေတဲ့သူခမိန်လာရဲ့စသားလူပေါ့ဒီနေ့ဟာမောင်နဲ့ငွေတို့ရဲ့မင်္ဂလာဦးဆွမ်းကျွေးပွဲနေ့ရွာမှာခန်းခန်းနားနားမဆောင်တော့ဘူးမောင်တို့လူထားတဲ့ဖုံးကြောင်မှာပဲစွန့်ကပ်ပြီးမင်္ဂလာပွဲဖြစ်တဲ့မဖိတ်တီဖြစ်စေဖိတ်တီဖြစ်စေအယုတ်လက်မျက်မြွေစတူဒီတာကျွေးပြီးတော့မင်္ဂလာဦးအလူတာလုပ်လိုက်တယ်မောင်ကတော့ငွေရွာမှာငွေကိုခန်းခန်းနားနားထပ်ဆောင်စေခြင်းနဲ့ဆိုပေမဲ့ငွေကတော့ဒီလိုလူတာလုပ်ချင်ကြောင်းမောင်နားချလိုက်ရတယ်နောက်ဆုံးတော့ငွေသဘောကိုပဲမောင်ဟာလိုက်ရောပြီးခဲ့တယ်မောင်တငယ်ချင်းတွေဖြစ်တဲ့ကိုအောင်ထုံးနဲ့ကိုဖြိုးတူတာတို့ကမင်္ဂလာဆောင်မတိုင်ခင်တရက်ကြိုပြီးတော့ရှောင်းလာကြတယ်ကိုရန်နိုင်ကတော့လိုက်မလာနိုင်ဘူးစတူဒီတာလည်းဝတ္တနီချက်နဲ့ဘလက်ချောင်းကျော်ပဲဟင်းတွေဖြစ်တယ်နောက်ရလူပြင်းရနဲ့လူကြီးတွေရောမောင်ရဲ့တငယ်ချင်းတယောက်ကရှမ်းကုန်းကိုပြန်သွားကြပြီအလောက်ကိုစီနဲ့မလို့တိတ်ပြီးတော့လေစကြောင်မနေနိုင်ကြငွေနဲ့မောင်ဟာဟန်နီမိုးအပြင်ကလောကိုအစ်ပတ်ကားနဲ့သာသွားကြမှာဖြစ်တယ်မောင်မိဘတွေဟာကားယူထားဖို့ပြောပေမဲ့မောင်ဟာမမောင်းချင်ဘူးတတောင်တက်တာမေးသွားချင်နေတဲ့ဒါကြောင့်ပဲအစ်ပတ်ကားနဲ့သာသွားချင်ကြတယ်ကလောရောက်တဲ့အခါကလောမျိုးမဈေးနာကတဲကိုကမှတဲကြတယ်မနက်ဆိုရင်မျိုးမဈေးတွေကရှမ်းခေါက်ဆွဲမီးရှည်တူဘူးနေတူဘူးကျော်ငါးထမင်းနေနဲ့ရှမ်းစာစုံစားကြတယ်နောက်တဲ့ဟိုတယ်စီစဉ်ပေးတဲ့ကားနဲ့ဂိုက်ကိုခေါ်ပြီးအိုးစီတောင်ပြိုက်တောင်နတ်အွန်တောင်လို့လည်းခေါ်တယ်အဲ့ဒီတောင်ကြားရထားလန်းပြီးတော့ကလောမျိုးနဲ့အထင်ကြီးရနေရာတွေကိုအကုန်လိုက်ပို့ပြီးတယ်ရောက်တဲ့နေရာမှာငွေရဲ့ကိုပိုင်ဓာတ်ပုံဆရာလေးကတော့မောင်းမေးနှစ်ယောက်တွဲပုံတွေကိုတော့ဂိုက်လုပ်ပြီးညီမလေးရရိုက်ပြီးတယ်ငွေတို့ညဘက်ဟိုတယ်မှာနားပြီးတော့ငွေဓာတ်ပုံလေးတွေကိုကြည့်နေတော့မောင်ဟာငွေနားကိုရောက်လာတယ်ငွေဘာကြီးကြည့်နေရလဲမောင်ရိုက်ပေးတဲ့ငွေပုံလေးလေလှရမလားမောင်တော်ရမလားတော်ပါတယ်ဒါပဲလေယောက်ျားကောင်းတို့မြည်သည်ချစ်တက်ရုံမရဓာတ်ပုံရိုက်ပေးတတ်တာလေအရေးချင်းတစ်ခုတဲ့မောင်ပုံပြဘယ်ပုံလှဆုံးလဲမောင်ရွေးပေးမယ်ပြီးတော့ Facebook ပေါ်မှာတင်လိုက် caption ကို my honeymoon trip photo by ငွေယောက်ျားလို့တင်မောင်အကောင့်တက်တွဲလိုက်နော်မောင်ကသူ့ဘာသူပြောလို့ပုံနေရွေးနေတယ်ငွေမောင်တို့နှစ်ယောက်ပုံဒီပုံလေးလာတယ်မောင်ကောက်ကနေငွေကိုတက်တွဲတင်လိုက်မယ်မောင်နဲ့ငွေနောက်ခံနေကြပန်းကင်းကြမှာမောင်ဟာငွေကိုနောက်ကနေဖတ်ထားပြီးငွေဟာမောင်ကိုနောက်လဲကြည့်လို့ပြုံးနေတယ်လို့မောင်ကလည်းငွေကိုကြည့်ပြီးပြုံးနေတယ်မောင်ဟာသူ့ကောက်ကနေခဏကပုံလေးကိုတင်လိုက်ပြီးကမ်ရှင်ကအချက်နဲ့ခီးစင်မှာမတ်တရားတွေကိုစူဆောင်းနေတဲ့အချိန်လို့ရေးပြီးတော့တင်လိုက်တာနဲ့ရီရက်တွင်ကွန်မန့်ကြီးကတက်လာတော့တယ်အောက်ထွန်းလူအကောင်ကအေးပါကွာဖြိုးသူအကောင်ကလည်းလိုက်ဖက်နေမှုကြီးဖီလင်အားကြတယ်ရန်နိုင်ကတော့ congratulation မြတ်ဖုံးပေါ်နဲ့ငွေမုန်းခင်နဲ့ဘေဘီယူကတော့အရန်လှရင်မမငွေပျော်ရွှင်ပွဲရဟန်နီမူခီးစင်လေးဖြစ်ပါစေမမငွေနဲ့ကိုဖုံးဆိုပြီးတော့မောင်ပုံတင်ပြီးရနေဖုန်းကိုပိတ်လိုက်တယ်ငွေကိုလန်းဖတ်ပြီးင
မနေ့ပြန်ကြရင်မောင်တို့ပန်းခင်းတွေကိုလိုက်ပြပြီးဖို့မောင်ကိုက်ကောင်မလေးကိုပြောထားတယ်ကောင်းနေမောင်ငွေလဲပန်းခင်းတွေကိုလိုက်ကြည့်ချင်တာနဲ့တော့ပဲမောင်ပြောမယ်ငွေတရားပြန်ချရင်ပန်းလားအစင်တင်တက်ပန်းဆိုင်လေးဖွင့်ပြီးတော့ငွေလှုပ်လေမောင်တို့ဒီကနေတချို့ပန်းတွေကိုရန်ကုန်ပို့ပေးဖို့ချမ်းရှင်နေနဲ့တော့တွေ့ရအောင်နော်ငွေရဆိုင်ဖွင့်ရမယ်လားမောင်ငွေကိုအင်ရှင်မပဲမလုပ်စီချင်ဘူးတခြားပြင်လုပ်တွေကိုလည်းလုပ်ကြည့်စေချင်တယ်ငွေရပတ်စံရှာခိုင်းတာမဟုတ်ဘူးပတ်စံရှာတာမောင်မေ့လို့မေငွေဝါသနာပါလေးနဲ့ကိုက်ညီရဲ့လုပ်ကိုမောင်ငွေကိုလုပ်ကြည့်စေချင်တာငွေရဆိုင်နေပါရင်မရှာတတ်ဘူးလေနောက်ပြီးတော့ဘယ်လိုလုပ်ရလဲလည်းမသိဘူးအဲ့ဒီတော့မောင်ကူညီမှာပေါ့အချက်ကဒါမောင်တက်ခိုင်းတဲ့တင်တန်းကိုတက်နောက်ပြီးတော့ငွေကောင်းမောင်းလေးတင်ရမယ်ငွေရန်ကမှကောင်းမမောင်းရဲပါဘူးကြောက်တယ်ငွေရလည်းလုံးမကြည့်ရသေးပဲနဲ့ကြောက်နေပြန်ပြီမောင်တင်တန်းနေလိုက်စုံစမ်းပေးမယ်မတက်မချင်းကိုစိတ်ရှင်နဲ့တင်ပြီးရဲ့ဆီယမောင်မောင်းရှာပေးမယ်နော်ဟုတ်ကဲ့ပါရှင်မောင်ငွေဝင်ခံစရာရှိတယ်ဘာများလဲငွေမောင်ကိုငွေချစ်တယ်မောင်ရဲ့နေရနာတူတူလေးကလို့ငွေဟာပြောလိုက်တာဟာဒီစကားငွေရထပ်ပြောပါအောင်မောင်ကြားချင်သေးတယ်မောင်ငွေချစ်တယ်မောင်ငွေချစ်တယ်ရှားပြီလားမောင်ဟာငွေမျက်နှာအနက်ကိုနိုင်နေငွေနှခမ်းလေးတွေကိုစုံယူကကဲခုချိန်အားစပြီးတော့ဟန်နီမူအမေချိန်ရောက်ပါပြီဟာမောင်ကလေမနေ့ကလည်းမောပြီးပြီလေဒီနေ့လဲထပ်မောမယ်လေကွာမောင်ကမပြတ်မချင်းမောမလို့အိုးမောင်နော်မောင်ကငွေကိုလေးကိုဆွေကနေကောက်ချီလို့ကရင်စီကိုခေါ်သွားတော့တယ်မောင်ရဲ့အချစ်တငန်းစာတွေကိုငွေပါလိုက်ပြီးတော့တင်ယူရပြီလိမ့်မယ်မနေ့ပိုင်းမှာပန်းခင်းနေလိုက်ကြည့်နေပန်းခင်းပိုင်ရှင်တချို့နဲ့စကားပြောဆိုပြီးဆိုင်ဖွင့်ရင်ပန်းပို့ပေးဖို့ပြောဆိုခဲ့ကြတယ်နေခင်းပိုင်းမှာကလောမာလေးပတ်ပြီးတော့ကျန်တဲ့မြင်းမထိသဘောအလှိုင်ကိုကလောနာကြီးစင်နဲ့ဘူတာရုံနီဖျားရုပ်ပွားတော်နဲ့ကော်ဖီဆိုင်တချို့ကိုလည်းလိုက်လေလက်ပတ်ကြတယ်ဒီနေ့တော့တောင်ကြီးနဲ့အင်းလီကိုတွားရောက်လဲပတ်မှာဖြစ်တယ်တောင်ကြီးရဲ့သွားအေးတန်ယာကစပင်းချန်နဲ့ဝင်လို့လဲပတ်ရင်းနဲ့စပင်းဝိုင်တွေဝဲလာကြတယ်တောင်ကြီးနားမှာဆူလာမွန်းနီဖျားမြာစိမ်းတောင်တွေကိုလည်းဖူးမြော်ခဲ့တယ်ရွှေဘုံဝင်းဖျားကိုတွားရောက်ဖူးမြော်ခဲ့ကြတဲ့ရွှေဘုံဝင်းဖျားကနေတောင်ကြီးမြို့အပေါ်စီးရလမ်းမြင်ရတဲ့မြင်ကွင်းကတော့အကောင်းဆုံးပဲတောင်ကြီးမြို့မစီကိုဝင်လေကြတယ်တောင်ကြီးကပြန်အင်းလေးဖောင်တော်ဦးဖျားအလိုတော်ပေါက်ဖျားနဲ့ငဖေးချောင်းချောင်းပြီးတော့အင်းလေးဘူတဲ့ရိုးရာရက်ကန်းယုံနဲ့ငွေရဲလုပ်ငန်းတွေကိုလည်းအစုံလေပတ်ခဲ့ပြီးညနေဘက်မှာကလောကိုပြန်ဆင်းလာတယ်တနေ့လုံးရှောက်လေလို့ငွေတို့ပင်ပန်းပြီးတော့နားယူနေကြတော့မောင်ဟာရန်ကုန်ကသူ့လောက်ကိစ္စအတွက်ဖုန်းထွက်ပြောနေတယ်ငွေလဲဖုန်းဖွင့်ပြီးတော့ရိုက်ထားတဲ့ပုံတွေကြည့်နေတယ် Facebook ဖွင့်ပြီးတော့မနေ့ကတင်ထားတဲ့ပုံအောက်က comment တွေကို reply ပြန်နေတယ်မောင်ရေးစားဟောင်းတွေကတော့အများစုကတာယာပျော်ရွှင်မှုဆူတောင်းပေးကြပြီးအဲ့ဒီထဲမှာဟန်လီဆိုတဲ့အကောင်ကတော့မောကခံကြလိုက်တာမော်ရီပျော်ရွှင်ရပါစေနော်တဲ့အဲ့ဒါဘလို့မှတ်ရင်လဲငွေပန်းဆန်းဆန်းတင်ဖြစ်နေမိသလားပျော်ရွှင်ရပါစေနော်ဆိုတော့ငွေနဲ့လက်ထိုက်လိုက်ရတာပျော်ဖို့တော့ကြိတ်မိတ်ဖန်နေနေရလို့လားဘလို့မှတ်ရင်လဲအဲ့အမအကောင့်နဲ့ဝင်ကြည့်တော့မှသူ့အမရှယ်ထားတာရေးစားဟန်တန်းတာခြင်းတွေကြီးပဲဘာကြီးလဲဟာမောင်ဟာဖုန်းပြောပြီးတော့ငွေနာအောင်လဲလို့ငွေဘာကြီးကြည့်နေရလဲမောင်နဲ့ငွေမနေ့ကပုံတင်ထားတာကိုဘသူရေးဘာကြီးပြောလဲဝင်ကြည့်နေရလေမောင်ငွေနဲ့လက်ထပ်လိုက်ရမပျော်ရွှင်ရဘူးပျော်တော့မနေကြီးဖန်နေပြီးတော့ပျော်နေရလားဟောမောင်မပြောဘူးလို့ပြောမိလို့လားမောင်လက်ထက်ချင်လို့ငွေယူထားရလေမောင်ဘာလို့မပြောမှလဲမောင်များအတင်းဖန်နေပျော်နေရလားလို့မေးကြည့်တာဘသူကဘာပြောလို့လဲငွေရဒီမလေးဒီကောင်းနေပျော်ရွှင်ရပါစေနော်ဆိုတာဘလို့ကွန်မန့်လဲငွေရစိတ်ရှုပ်ခံပြီးတော့ကွန်မန့်တွေကိုလိုက်ကြည့်နေသေးတယ်အဲ့ဒါတွေကဘာရေးကြည့်လို့လဲအဓိကမောင်တို့ချစ်ချင်းနားလည်မှုရှိရှိချစ်နေဖို့ပဲမဟုတ်ဘူးလားကိုเจ้าအသေးချောင်မသိရတဲ့သူတွေပြောချင်တာပြောတာတွေကိုဘာလို့လိုက်ခံစားနေမှာလဲဒါတွေသာလိုက်ခံစားနေရရင်ငွေပဲစိတ်နေရမှာမဟုတ်ဘူးလားဒါပဲတော့မောင်ငွေရတတိယလူလည်းမဖြစ်ချင်ဘူးသူများချစ်ချင်လည်းခွဲသူမဖြစ်ချင်ဘူးအချစ်ပြိုင်ဘက်တွေလည်းမဖြစ်ချင်ဘူးတကယ်လို့အဲ့လိုရှိတော့မယ်ဆိုရင်လည်းငွေရမအောင်လက်လွတ်ပေးမှာပဲရှိလာခင်ငွေကိုပုံမှန်လင်းလင်းသားပြောဟာဘာလဲငွေရဘာလို့လက်လွတ်မယ်လို့ပြောနေရလဲဘာလို့ငွေရတတိယလူဖြစ်ရမှာလဲဒီပေါမောင်းတဲ့ comment နဲ့အဲ့လောက်ထိတွေးပြလိုက်ရသလားမောင်ချစ်တော်ငွေမယုံလို့လားမောင်ချစ်တရားငွေကိုတန်တရားဝင်စီရလားအိုးငွေရကြိုပြောပြထားပါတကယ်လို့ဖြစ်လာခဲ့ဖြစ်လာစရာအကြောင်းကိုမရှိတာငွေမောင်ချစ်ကိုတန်တရားဝင်တာတော့မောင်တကယ်ခံစားရတယ်မောင်မယုံကြည်တာလို့မောင်ယူဆတယ်ဖြစ်တတ်တာငွေပြောတာပါငွေတို့ကရှင်သမီးစားဘွားကနေအိမ်အောင်ပြုတ်လိုက်ရလေမဟုတ်ဘူးတယောက်ချောင်းတယောက်ကလေးလာချိန်နဲ့ရခဲ့တာမဟုတ်ဘူးမောင်တကယ်လို့ငွေကိုစိတ်ကုန်လို့တော်တော့ငွေတော်တော့မောင်စိတ်မတူချင်ဘူးမင်းထင်ယူဆချက်တွေနဲ့မောင်ချစ်ကိုမစော်ကားပါနဲ့မောင်မင်းကိုတကယ်ချစ်ခဲ့တယ်ဆိုတဲ့ယုံကြည်မှုမျိုးမင်းမောင်မရှိဘူးဆိုတော့မောင်သိပြီမလို့ဒီလောက်နဲ့ပဲတော်လိုက်တော့မောင်ကပြောပြီးအောင်ရန်တာဘက်ကထွက်သွားလေတယ်မောင်ထွက်သွားတော့ငွေအဲ့အပေါ်လဲနေနဲ့မျက်ရည်ကျခဲ့ရတယ်အိမ်ညမောင်ဟာတော်တော်နဲ့ပြန်ဝင်မလာဘူးငွေရလဲမောင်ထားမခေါ်ဖြစ်ဘူးညတော်နဲ့တဲ့အထိငွေလဲအိမ်မပြောသလိုမောင်လည်းမအိပ်ဘူး
ငွေတို့အိမ်အောင်ကြပြီးတော့ပထမဆုံးချိန်စကားကတော့ကစားဖြစ်ကြတာဖြစ်တယ်။မနေ့ရောက်တော့မောင်ဟာတော်ယုံနဲ့မထငွေမျက်နှာတဲ့အဝတ်စားလေးပြီးရန်ကုန်လေးပြန်တော့မှမလို့ခိုင်ကျမလေးလည်းမခေါ်ထားလို့မလာတာ။ငွေညနေပိုင်းကမောင်ထိုင်နေခဲ့တဲ့ဝန်တော်လေးမှသွားထိုင်နေတော့ကလောမနက်ကလေးကိုကြည့်နေလိုက်တယ်။ကလောမနက်ကလေးဟာအေးအေးစိမ့်စိမ့်နေနေလို့ကောင်းပြီမေ။မနေ့ညကတော့ကစားဖြစ်ထားတာတွေပြန်တွေးတော့ငွေပေါင်းစိတ်ရှုံနေရပြန်နေ။ငွေဘယ်လောက်ကြကြထိုင်နေပြီလဲတောင်မသိတော့မောင်နားလျှောက်လာတော့မှငွေမောင်မော့ကြည့်မိတယ်။မောင်ကငွေဘေးနားထိုင်ပြီးလက်စာပါစားကြတယ်။ဈေးထဲပဲသွားစားမလား။ဒါမှမဟုတ်အပြင်းဆိုင်မှာစားကြလား။လက်ဖေးဆိုင်တော့ရှိတယ်။ဒီနေ့တော့ကလောမျိုးလေးပဲရှောင်းနေရအောင်။လက်ဖြန့်ပြန်ဖို့မောင်လင်းလက်မတ်ဖြတ်ထားတယ်။ရတယ်မောင်စားကြတဲ့နေရာငွေလိုက်စားပါမယ်။ထွေထူးစားချင်တာလည်းမရှိဘူး။ဒါဆိုရင်ဈေးရှိရဆိုင်မှာပဲတိုးနေစားရအောင်လေ။မောင်ဟိုတယ်ကိုဆိုင်ငယ်ငါးဖို့စုံစမ်းထားတယ်။ဆိုင်ငယ်ရရင်မောင်တို့ကလောမှာရှောက်လိုက်ရအောင်။လာသွားကြမယ်။ဟုတ်ကဲ့။ငွေမတက်ရတော့မောင်ကပါထားရက်တယ်။မောင်ဟာငွေလက်ကိုဆွဲလို့သူ့ရင်ဝင်နဲ့ထည့်ဖက်ထားတယ်။ပြီးတော့ငွေရဲ့နဖူးလေးကိုငုံနေရင်မင်းညမောင်ငွေကိုအော်မီရဲ့အတွက်တောင်းပန်နေ။မောင်ကိုရှုံပေးပါငွေ။မောင်ပြောတော့ငွေဝမ်းနေသွားပြီးမျက်ရည်တွေဝိုင်းလာတော့မောင်ဟာငွေမေးပြကနေဆွဲမော်ရင်မောင်ခုဒီစိတ်ဆိုးနေတော့လား။ငွေဟာကောင်းရမ်းပြရင်နေမဟုတ်ပါဘူး။ဒီတိုင်းနည်းနည်းဝမ်းနေသွားလို့မောင်ချက်လာငွေချစ်တယ်တိတ်ချစ်တယ်ငိုပါနဲ့ငွေဟာငွေမျက်ရည်တွေမြင်မောင်ရှင်းလာရလုံးလို့ပါမောင်ဟာငွေကိုသူ့ရှင်ဝင်နေထည့်ဖက်ထားတယ်ငွေဟာလည်းမောင်ခါနေမောင်ကိုတိုးဖက်ထားရင်စိတ်ထဲကနေငွေမောင်ကိုတိတ်ချစ်ပါတယ်ငွေဟာလူတစ်ယောက်တိတ်ချစ်မိမှကြောက်တဲ့မိန်းကလေးတစ်ယောက်ပဲချစ်မိသွားရင်အဲ့လူထားခင်မောင်တိတ်မလောက်ကြောက်ရွံ့မိသူဒါမဲ့မောင်ကငွေကိုမချစ်တော့ဘူးဆိုတော့ငွေသိမောင်ကိုလက်မလွတ်လိုက်ပါနဲ့လို့ငွေပေတော့မှတောင်းဆိုမှမဟုတ်ဘူးငွေကဘလောက်ချစ်ချစ်ငွေလက်လွတ်ပေးမှာပဲမောင်ကငွေကိုဖတ်ထားရင်ကနေလွတ်လိုက်ပြီးငွေနှကန်းလေးတွေကိုနမ်းဆိုင်နေတယ်ငွေနဲ့မောင်မနဲ့စားပြီးတော့ကလောစီးတဲ့ဝင်လို့ကလောကပြန်လက်ဆောင်တွေဝယ်ကြတယ်နောက်ပြီးတော့ဆိုင်ကယ်ငါလို့ကလောတဝိုင်းနဲ့ကော်ဖီဆိုင်တချို့ကိုသွားကြတယ်နေကင်းဆောင်တော့ဟိုတယ်ပြန်စားပြီးတော့နေကင်းအခန်းထဲမှာငွေတယောက်တည်းရှိနေတော့ခန်းတစ်ခါလာခောက်တယ်မောင်လားဆိုပြီးငွေထားဖွင့်ပေးလိုက်တော့မောင်ကနင်းစီပန်းစီကြီးကင်လို့ဒါငွေအတွက်မောင်ရဲ့ပန်းလက်ဆောင်မောင်ကလေဘာလို့ပေးရလဲဒီတိုင်းနေဘာရင်မဟုတ်ဘူးပန်းလက်ဆောင်ပေးတာငွေကြိုက်တယ်မလားကြိုက်တယ်ရဲ့ကျေးဇူးပါမောင်ကခန်းတကားလေးပိတ်လိုက်တော့ငွေဟာပန်းစည်းလေးကိုငုံနှမ်းကြည့်လိုက်တယ်ငွေပြန့်နေရပြီငွေစပွဲပေါ်တင်းနဲ့မောင်ပတ်လှည့်လိုက်တော့မောင်ကငွေနောက်တဲမှာရှက်နေတော့မောင်ရှင်ကနဲ့ငွေတန်းရောက်သွားတယ်မောင်ကငွေခါလေးကနေဖတ်လိုက်ပြီးငွေမောင်တို့တူနေရအောင်ဒီချိန်လားချစ်တာပဲချိန်ဖြစ်ဖြစ်ချစ်လို့ရတာပဲငွေရဲ့နော်မောင်ကောင်းညိတ်ပြီနော်ငွေလည်းမောင်လိုကြကောင်းညိတ်လိုက်တော့တယ်နောက်တနေ့မနက်မှာတော့ငွေတို့ဟဲဟိုးလေးစိတ်ကိုသွားပြီးလေနဲ့ရန်ကုန်ပြန်လာခဲ့တော့တယ်ငွေတို့ရဲ့ဟန်နီမူန်ခီးစင်လေးဟာဒီမှာနေပြီးဆုံးသွားပြီရန်ကုန်ပြန်ရောက်တော့မောင်ဟာသူ့အလုပ်တွေနဲ့သူ့အလုပ်ရှုံနေပြန်နေငွေတို့ရန်ကုန်ပြန်ရောက်ပြီးတော့နေကင်းဆိုရင်မောင်မီတို့အိမ်မှာနေတယ်ညဆိုရင်ကိုတို့ပြန်အိတ်ကြတယ်ငွေဟာလည်းမောင်မီအလုပ်တွေနဲ့မောင်ရဲ့စားတောက်ဆိုင်အလုပ်ကိုဝိုင်းကြည့်ပေးရတယ်တခါလေးဆိုင်ကိုသွားဆင်ရတယ်အလုပ်များနေရတဲ့တင်တန်းကိစ္စလည်းမတက်ဖြစ်သေးဒီနေ့တော့မောင်နဲ့ငွေတနင်္ဂနွေပိတ်ရက်လည်းဖြစ်အလုပ်လဲနားရမလို့ငွေကွန်ဒိုခန်းကိုတန်းရှင်းလုပ်နေတယ်။မောင်ကရန်တာဘတ်ထွက်လို့ဖုန်းပြောနေတယ်။ငွေတန်းရှင်းလုပ်ပြီးလို့မောင်အတွက်အေးလေးဖြောကမောင်ကိုသွားဖို့တော့မောင်ဟာဂီတာတီးပြီးတော့တချင်းဆိုနေတယ်။မောင်ဟာကြောခိုင်းထိုင်နေတော့ငွေလာတော့မမြင်မင်းနေငွေလဲမောင်ဘေးကခုံလေးပေါ်အေးခွက်လေးတင်လိုက်တော့မှမောင်ဂီတာကိုချပြီးတော့ငွေမောင်ဘေးမှာဝင်ထိုင်နေ။မောင်ငွေလာမှဘာလို့ဂီတာတီးရရှက်လိုက်တာလဲ။ငွေနားထောင်မလို့ဟောင်း။ငွေနားထောင်ခြင်းမောင်တေချာတီးပြမယ်။ဒါနည်းနည်းပန်းဖြေနေတာ။မောင်အိမ်လုပ်တွေလာကူမလို့ပဲအလောက်ကနည်းနည်းစဉ်းစားစရာရှိနေလို့မောင်လာမကူဖြစ်တာနော်မောင်မီမပင်မသွားပြီပင်မမအောင်မောင်ရဲ့အလောက်ကလည်းအများကြီးရှိတာမှမဟုတ်တာလိုက်ကလေးတာပဲကိုရှော်လဲစနေရှော်တာဘာများပင်မလို့လဲမောင်လောက်ကအဆင်မပြေလို့လားမဟုတ်ပါဘူးဒီတိုင်းပဲလူများနဲ့လို့ရတော့စိတ်ပင်မနိုင်ရှိတာပေါ့မောင်ငွေတို့မောင်မီတို့အိမ်မတော်ဘဲနဲ့ဒီမှာပဲဟင်းချက်စားရအောင်ငွေပင်မမှာပေါ့ပင်မမအောင်မောင်ရဲ့ငွေတို့နှစ်ယောက်တည်းပဲစားမှာလာပါမောင်ရငွေကိုစီးလိုက်ဖို့မောင်လဲကူပေးလीနော်စီးတော့မသွားနဲ့ဒီကွန်ဒိုထိတ်မှာစီးတိမှရှိတယ်အဲ့မှာဝေးရအောင်အများကြီးချက်မှမဟုတ်တာလမ်းလျှောက်သွားကြမယ်လေမောင်အင်းကြီးလဲအောင်မယ်မောင်ဟာပြောရင်းနဲ့အဲထဲဝင်ကအင်းကြီးသွားလေတယ်ငွေရမောင်လုံးနဲ့ဆေးရှုပ်နေလို့အပြောင်းလဲဖြစ်အောင်တူတူဟင်းချက်စားချင်တာဖြစ်တယ်ငွေတို့တူတူဟင်းချက်ကြအတူတူစားကြအတူတူ TV ကြည့်ကြမောင်ဂီတာ TV ဆိုပြတဲ့တချင်းတွေနားထောင်လို့ငွေရဲ့ပျော်ရွှင်စရာခိုက်တဲ့တကူဖြစ်သွားရတယ်ငွေဟာဒီနေ့တော့မောင်အပ်ပြီးတဲ့ပန်းလာပြင်းတင်တန်းကိုသွားတက်နေရတယ်။မောင်ကိုယ်တိုင်လည်းတင်တန်းကျောင်းကိုလိုက်ပို့ပြီးတယ်။အပြန်တော့ဒရိုင်ဘာကလာကြုံမှဖြစ်တယ်။တင်တန်းကျောင်းမှာတင်တန်းမစခင်ငွေထိုင်တဲ့အနားကိုပခုံးကြော်စပင်းဖြောင်းနေနေခရော့တော့ဖြူလေးကိုဘောင်းမီမီကိုရောင်နဲ့တွဲဝယ်ထားတဲ့ကောင်မလေးတယောက်အနားကိုလာထိုင်နေ။ဟယ်လိုတို့ကအင်္ဂရီမိုးဦးပါ။တယောက်တည်းဖြစ်ရင်တို့နဲ့တငယ်ချင်းလုပ်လို့ရတယ်။
ငွေနဲ့မြန်ငွေမောင်းခင်မှာတွေ့ရဝမ်းသာပါတယ်။ Okay တို့လည်းငွေလို့ပဲခေါ်မယ်နော်။တို့တငယ်ချင်းတွေကတော့ဧကလို့ခေါ်တယ်။ဧကဆိုတော့ရေကွက်လို့ဘာလို့ပေါ့။နှစ်ဖူးလေးကျေတော့ဧကဆိုတဲ့နာမည်နဲ့လိုက်တယ်မလား။ဧကသူနှစ်ဖူးသူလန့်ပြပြီးပြောတော့ငွေလဲနှိုက်ရှိနေမိတယ်။သူမလေးရောက်ပွင့်နေပုံချပြီးတော့ခင်မို့ကောင်းမဲ့ပုံငွေသူမအောင်ခင်ရတယ်။တို့ရင်းနှီးနေကြရအောင်ငွေတက်ဘလောက်ရှိပြီလဲ။အဲ့လိုမင်းတို့ရိုင်းနေမထင်နဲ့နော်။တက်တူတူပဲထင်လို့တေချအောင်မိတာ။ရပါတယ်ဧကရဲ့အသက်က26ရှိပြီဧကရောထင်းတဲ့အတိုင်းပဲတက်တူတူပဲရဲ့ဧကအိမ်အောင်တဲ့ခလေးနှစ်ယောက်မိငွေရပြူလားငွေလဲအိမ်အောင်တဲ့ပဲငွေလက်ထက်ထားတာလွန်ခဲ့တဲ့3လလောက်ဆိုတော့ခလေးတော့မရသေးဘူးဟဲဒါဆိုရင်ဧကအစီနေရပဲငွေအိမ်အောင်တွေ့ကြုံနေလက်ချပေးရမယ်ငွေရရန်ကုန်သူမဟုတ်ဘူးလားမဟုတ်ဘူးငွေရစကိုင်းဘက်ကငွေအမျိုးသားရန်ကုန်သားမလို့ရန်ကုန်လိုက်လာနေတာငွေတင်တန်းတက်လိုက်တော့ငွေမှာရန်ကုန်အတိမိတ်ဆွေတွေတိုးလာပြီဖြစ်တယ်ဧကလည်းခင်မိုးကောင်းတယ်လို့တခြားတငယ်ချင်းတွေဟာလည်းဖော်ရွေကြတယ်ငွေရဲ့တင်တန်းလေးဟာပျော်စရာကောင်းနေတယ်ငွေတို့ကုံတို့ရောက်တော့ငွေညောင်းဝင်အင်ဂျီလဲလို့စကင်ခဲ့ပြီးအိယာပေါ်တက်ဖုန်းကြည့်နေတော့မောင်ဟာညောင်းဝင်လဲလို့ငွေနားမှာလာလဲပြီးငွေကိုဖတ်လိုက်တယ်ငွေဒီနေ့တင်တန်းတက်ရအဆင်ပြေရလားငွေလဲဖုန်းကိုပေးချလိုက်ပြီးဟုတ်ပြည့်တယ်မောင်ဒီနေ့လေတငယ်ချင်းတွေနဲ့ရလာပြီတိလားတယောက်ကအီဂရီမိုးဦးတဲ့နောက်ကရှွန်းလဲသူစားတင်စားနဲ့မတ်မိုးမိုးတဲ့ပြီးတော့အားလုံးထဲမှာလေမမိုးမိုးရဲ့ငွေတို့ထက်အသက်နေကြည့်တာကျန်တဲ့သူတွေကမတိမ်မရင်တွေကြီးပဲတိလားအကောင်လုံးကအိမ်အောင်ကိုစီနဲ့အပြိုဆိုလို့တယောက်နှစ်ယောက်ပဲပါတယ်မောင်ရဲ့အများစုအိမ်အောင်တွေကခလေးတောင်ရနေကြပြီအဲ့ဒီမှာငွေပဲခလေးမရှိတာငွေကိုမောင်ခလေးမယူခိုင်းခြင်းသေးပါဘူးမောင်တို့အိမ်အောင်တက်ကတစ်နှစ်တန်တီနှစ်နှစ်တန်တီလောက်တော့နေကြရအောင်အဲ့လောက်မှပဲရှုမယ်နိငွေရတီတိုင်းပြောပြတာအားလုံးထဲမှာငွေတဲ့ဧကပိုရှင်းနေဆုံးပဲမောင်ရဲ့ဧကကလေမောင်မီတို့အိမ်သားနဲ့နီးရည်တိလားတန်းတန်းပြီးရင်လာလေဖို့လည်းဖိတ်မယ်တဲ့ငွေလည်းပြန်ဖိတ်လိုက်လေမောင်တို့အိမ်ကိုလာလေဖို့ဟုတ်မောင်မောင်တိလားဧကကလေခလေးနှစ်ယောက်မိဖြစ်နေပြီတားကြီးလေးက9နှစ်ရှိပြီတဲ့ငယ်လေးက4နှစ်တဲ့ယောက်ျားကလေသူ့ထက်15နှစ်တောင်ကြီးတယ်သူယောက်ျားတစ်တွေရောင်းလာတယ်လေငွေရဆဆုစိန်နေလောက်လာပေါ့မဟုတ်ပါဘူးဧကသူ့အကြောင်းကြီးပြောပြတာငွေလဲငွေအကြောင်းကြီးပြောပြခဲ့တာပဲမောင်ငွေကိုဘယ်လောက်ချစ်ကြအောင်ပြောပြခဲ့လားမောင်ဟာငွေပါးလေးကိုငုံနေပြောတာကြောင့်ငွေမောက်ပါးလေးကိုလမ်းကင်နေအဲ့ဒါတော့ပြောမပြခဲ့ရသေးဘူးနောက်ကြုံမှပြောပြလိုက်မယ်လေဒါမျိုးဆိုတော့မြများကုံစားရတယ်ငွေရဲ့ဘာလို့လဲဆိုတော့ယောက်ျားမြများချက်တာခမ်းတာ哦ဟုတ်တယ်နောက်ရက်ကျအိမ်ကိုဖိတ်မှုတ်ကြွေးပြီးတော့ကုံစားလိုက်မယ်နော်မငွေသူတို့ကရောပန်းဆိုင်ဖွင့်ဖို့တင်တန်းတက်တာလားဒီတိုင်းအားနေလို့တက်တာလားဒီတိုင်းအားနေလို့ပညာတစ်ခုတက်ထားရင်ကောင်းမယ်ဆိုတဲ့သူတွေကများတယ်မောင်ရဲ့ငွေနဲ့နောက်ညီမလေးတယောက်ပဲပန်းဆိုင်ဖွင့်ဖို့တက်ကြတာငွေပန်းဆိုင်ဖွင့်ဧကလည်းတယောက်ချောင်းပြောပြီးငွေနဲ့အတူဆိုင်ဖွင့်မယ်ပြောတယ်မောင်ငွေတဘောကရောနှစ်ယောက်ဆက်တူလုံးချင်လားတယောက်တည်းဖွင့်ချင်လားမောင်တော့ငွေတဘောပဲငွေရနှစ်ယောက်ဆက်တူလုံးချင်တယ်မောင်ရဲ့နှစ်ယောက်ဆက်တူလုံးရင်တယောက်တည်းဆိုင်ကြည့်လို့ရတယ်လို့တိုင်းတိုင်းမြင်လုံးလို့ရတာပေါ့ဒါဆိုရင်လည်းဆိုင်ဖွင့်ဖြစ်ရင်တိုးနဲ့မောင်တို့ဆွေးနွေးကြတာပေါ့ဆက်တူလုံးရင်တယောက်နဲ့တယောက်ပုံမှန်လေးတိုင်မြင်ကြအကောင်းဆုံးပဲမဟုတ်ရင်နောက်ပိုင်းမိတ်တွေပြတ်ပြီးတော့မောင်းရလိုက်မယ်ငွေရဲ့ဟုတ်ကဲ့မောင်ငွေတို့ဆိုင်ဖွင့်ပြကြရင်တိုင်မြင်ကြတာပေါ့ခုတော့အိတ်ကြဆိုလေမနက်မောင်လောက်ကလည်းစီဝေးရှိရဆိုမောင်စောထားမယ်မလားအိတ်ကြတာပေါ့လက်ခင်လေးချင်ကလေးလောက်ကြမလားဟာဘာလေးချင်ကမှမလုပ်ဘူးနော်ဒီတိုင်းအိတ်ကြမယ်မနေ့ကျရင်မောင်ထားမယ်ဟောခဏပဲလေတိတ်မကြောက်တခါပဲနော်မိမတခါပဲကွာမောင်လိုလိုက်နော်လို့ချစ်မောင်ကလေတကယ်ကိုလူဆိုတော့မြင်ရင်ပိတ်โอเคတဖုံဒီလားမြတ်ပုံးလေးသူတို့ရှီယာစီကိုသွားလိုက်တော့မြတ်ပုံးထိုင်တာနဲ့အောင်ထွန်းကပြီနောက်ကြတော့မင်းလာကနီးမှလေးလုံးမပြတ်ဖြစ်နေလို့ကွာမပြောပြအောင်ကွက်ကိုမြတ်ဖုံးပေးပြီးမြတ်ဖုံးလေးယူလို့မောတောင်းနေတော့မှကျောင်းရဲ့ EC လေးဖြစ်ပွဲဦးဆောင်သူလေးဖြစ်တဲ့မျိုးလိုင်ဝင်ကမြတ်ဖုံးတို့နာရောက်လာတယ်ဟဲ့အောင်မြတ်ဖုံးနောက်ကျလိုက်တာကွာဟုတ်တယ်လာကနီအလုံးလက်စားတက်နေရလို့နောက်ကျသွားတယ်ကွာ sorry တကယ်ချင်းရပါတယ်ကွာငါတို့ကပွဲတက်တိုင်မင်းနဲ့လူများတော့အကြံပို့ပေးနိုင်အောင်လို့ပါမင်းမဲဥဆောင်နေရပဲကွာမင်းတို့ချင်းရဲ့တိုင်မင်းလေးရပါတယ်လူလာငါတို့ကူမှာပေါ့ငါဒီတိုင်းတကယ်ချင်းတွေတွေ့ကြလို့လာခဲ့တာဆရာကတော့ပွဲတော်ရအောင်လားနော်ကျန်တာတော့ငါတို့စီစဉ်ပြီးပြီငါဟိုကောင်တွေကိုသွားနှုတ်ဆက်လိုက်မေးမပြန်နေဘူးနော်တကယ်ချင်းမြဖုံးအောင်ထုံးနဲ့ငါဖြိုးရောပဲနော်အေးတော်ငါတို့နေအောင်မေးမောဟောဘဲလာလဲဟန်သွဲစုဒီပွဲလာလေမောစိမ့်လိုက်တာအချင်းချင်းတွေပဲတွေ့လို့ရင်းနီးခေါ်ပါလားဟိုတခါတော့မိတ်ဆွေဖြစ်ဆက်ရှိနေပါမယ်ဆိုရင်းနီးပေါ့တဲ့ဟိုဒီចောင်းသားဟောင်းတွေ့ဆုံဝဲအတွက်ပရက်ဆာနာနေနဲ့ခေါ်ထားလေစန်နီစောဟောင်းဝင်ဖြေတာမြတ်ဖုံးလေးသူ့ကိုငှားထားမှန်ဒီရောက်မှတည်တာညီမလေးတွေ့ရင်မမောင်းနဲ့ဓာတ်ပုံရိုက်ရအောင်ဟန်သွဲစုကိုចောင်းသူဟောင်းတယောက်ကဓာတ်ပုံရိုက်ဖို့ခေါ်တယ်တခြားတငယ်ချင်းတွေရှိလို့စက်ထိုင်စကားပြောနေလိုက်တယ်
တငယ်ချင်းတွေဟာသူ့လို့ကိုယ်အလုံးနဲ့မတွေ့ရတာကြပြီလေဖြစ်တာတကြောင်ငယ်တငယ်ချင်းတွေပြန်ဆုံတဲ့အချိန်မှာစကားလက်ဆမတတ်နိုင်အောင်ဖြစ်နေတော့တယ်။နိုင်ငုတ်ကြီးတော့9 နာရီလောက်ထိုးနေပြီ။အဲ့ဒီအချိန်ဖုန်းမြည်လာကြောင်ငွေစီယာဖုန်းမျက်ဖုံးကိုတန်းကင်ပြီးတော့ဖုန်းပြောဖို့ပြင်ထွက်လာတယ်။ဟယ်လိုငွေ။မောင်ပြန်မလာသေးဘူးလား။နောက်ကျမှလာရင်။မောင်ခဏနေပြီးပြန်လာတော့မှာ။ဟုတ်ကဲ့မောင်ဒါမဲ့အခုပဲ9 နာရီကျော်ပြီဆိုတော့ငွေတို့ကွန်ဒိုမပြတ်မဲနဲ့မောင်မရိုးစီပဲအိတ်လိုက်ကြအောင်လေ။အဲ့လိုပဲအိတ်လိုက်ကြပါပေါ့။ငယ်တငယ်ချင်းဆိုတော့စကားပြောမကုန်ငွေရဲ့။ဒါကြောင့်နောက်ကျသွားတာ။ရရလေမောင်ရဲ့ငွေရမောင်မရိုးစီမှာပဲဦး။မောင်တို့သာတငယ်ချင်းတွေဆိုတော့အေးအေးပြောကြ။အဲ့ဒီချိန်ဟန်သွဲစုရဲ့တချင်းတန်စီကထွက်လာပြီးဖုန်းကလည်းစပီကာဖွင့်ထားတာဖြစ်တာကြောင့်မောင်တို့အဆိုတော်တွေရောငှားထားတာမဟုတ်ပါဘူး။ကျောင်းသူတွေတချင်းစုစော်နေကြတာ။ဟောမောင်ရက်အများကြီးတောက်ထားသေးလား။ငွေထိုက်ပါကြိုခိုင်းလိုက်ရမလား။မောင်အများကြီးမတောက်ထားပါဘူးမိမရဲ့မကြိုခိုင်းနဲ့မောင်တော့စိတ်မပူနဲ့နော်။ပါမောင်သားကိုပေါင်ကိုခီးဆိုင်ပါ။ဟုတ်ကဲ့ပါဗျာ။ဝေးမောင်တငယ်ချင်းနေနဲ့စကားခဏပြောပြီးပြန်လာခဲ့မယ်လीနော်။မောင်တော့ကြချင်းကြနေမှာမောင်ချက်ကမောင်မဆောင်မင်းနဲ့အိမ်နေလေတော့ကြအေးပြတ်နေမယ်။ဟုတ်ကဲ့ပါမောင်ရဲ့မောင်လည်းတိတ်အများကြီးမတောက်နဲ့နော်။ကားကလမ်းရှင်းနေဆိုပြီးတော့အမြန်လည်းမမောင်းနဲ့ဖြည်းဖြည်းလေးနဲ့ခီးဆိုင်မှာနော်မောင်ဟုတ်ကဲ့ပါဗျာ။ဝေးရအိမ်နေမောင်ကားကိုခီးဆိုင်ပြီးတော့မောင်ပြန်ခဲ့မယ်။ဝေးဖုန်းချလိုက်တော့နော်။ဟုတ်မောင်ဒါဆိုရင်ဝေးဖုန်းချလိုက်တော့မယ်။မောင်ချစ်တယ်နော်။ငါလည်းချစ်ပါတယ်ရှင်ဖုန်းချလိုက်ပြီတက်တာ။ဝေးနဲ့ဖုန်းပြောပြီးတော့ဘာလို့စိတ်လေးလူလေးနေမှမသိ။မျက်ဖုံးပခုံးကိုတရားရောက်ကလာဖက်လို့ကြည့်လိုက်တော့ငါပြို။ဟန်သွဲစုကိုငွေရမကြည့်ဘူးလား။ဟိုတကဟန်နီမွန်းတော့ပုံတင်တာလေ။ဟန်သွဲစုရဲ့ကွန်မန့်ကြောင့်စကားခရောက်စာဖြစ်သွားသေးတာ။ငါလည်းငါမိမစိတ်နှောင့်ယှက်ဖြစ်မှာဆိုလို့ဒီပွဲသူရှိနေတာကိုညာလိုက်မိတာ။မင်းကလည်းစိတ်ပူတဲ့ရံကောဒီတိုင်းမင်းကလေးစတော်တွေခေါ်ထားဆိုလဲပြီးတာပဲ။မင်းမိမစိတ်နှောင့်ယှက်ဖြစ်မှာဆိုပြီးတော့လိန်လိုက်မှာပို့ဆိုးနေမယ်။ဒါမဲ့ငွေသိစရာအကြောင်းတော့မရှိပါဘူး။ဒီထဲလဲငွေနဲ့တည့်ရလူလဲပါတာမဟုတ်ဘူး။စန်နီစော်ရှိပေမဲ့စန်နီကလည်းပါစက်ဖွာရဲသူမှမဟုတ်တာ။မင်းစိတ်ပူလွန်းနေရပါမျက်ဖုံးရ။ငွေကိုဘာမဟုတ်တာနေနဲ့စိတ်မငြင်းစေချင်ဘူးကွာ။ငါတို့ထဲပြန်ဝင်ရအောင်။ငါလည်းခဏနေပြီးရင်ပြန်တော့မှာ။ငွေရမအိပ်ဖိနေငါ့ကိုစိတ်ပူပြီးတော့ထိုင်ဆောင်နေမှာဆိုလို့အေးပါငါလည်းခဏနေပြန်မယ်။အိမ်မှာမီးတို့သားမီး2ယောက်ထဲမလို့ငါတို့တငယ်ချင်းနဲ့အားရတရထပ်တွေ့ရအောင်လေ။မင်းမင်္ဂလာဆောင်ပြီးရလည်းမတွေ့ဖြစ်ကြသေးဘူး။အေးလေတရက်လောက်ချိန်လိုက်ကြပါ။ငွေရလည်းမင်းတို့ကိုထမင်းကျွေးဖိတ်မယ်လို့ပြောထားတယ်။ငါအိမ်မှာပဲစုံကြအောင်။ကောင်းတယ်လေအောင်ထုံးတော့ရောအားရချင်းကိုချိန်လိုက်ရအောင်။ညဖုံးနဲ့ငပြိုးအားထဲပြန်ဝင်ပြီးစကားခဏပြောလို့နှုတ်ဆက်ပြီးပြန်လာခဲ့တယ်။ငွေစိမ့်နှောက်ရှက်ဖြစ်မှစိတ်ပင်မမှစိတ်ရှုံမအောင်မသိစေခြင်းမကြားစေခြင်းမမြင်စေခြင်းအရှာရအားလုံးကိုသူပဲငွေကိုစားခံစားပေးခြင်းနေအဲဒီလောက်ကိုချစ်ရပါတယ်ငွေကြီးကျွန်တော်ညဖုံးပါပါငွေအမျိုးသားပါဗျတွေ့ရဝမ်းသာပါတယ်ဟုတ်ကဲ့ကျွန်တော်ကမင်းလွေဦးပါအီဂရီရဲ့အမျိုးသားပါကျွန်တော်လည်းတွေ့ရဝမ်းသာပါတယ်အမျိုးသား2ယောက်ကတယောက်လက်တယောက်ဆွဲလို့နှုတ်ဆက်ကြတယ်ဒီနေ့ကငွေနဲ့အီဂရီပန်းဆိုင်လေးဖွင့်ဖို့တိုက်မြင်ကြမှာဒီတော့အမျိုးသားတွေအချင်းချင်းလည်းမိတ်ဆက်ပြီးရင်မောင်းဆိုင်မှာပဲအချင်းကတွေ့ကြတယ်လာပါဗျာကျွန်တော်စကားအေးစီပြောလို့ရအောင်လို့တီးတန့်ကန်စီစဉ်ထားတယ်အဲ့ယူပဲတွားချောင်းရအောင်ဗျာငွေမအီဂရီကိုခေါ်လိုက်ပါအောင်လာရီကတွားရအောင်မောင်နဲ့ငွေကအီဂရီတို့လင်မယား2ယောက်ကိုခေါ်လို့စီစဉ်ထားတဲ့ခန်းထဲကိုတွားကြတယ်ခန်းထဲရောက်တာနဲ့စုံတွဲနှစ်တွဲဟာကိုယ်အတွဲနဲ့ကိုမျက်နှာချင်းဆိုင်ထိုင်နေကိုမျက်ဖုံးမော်ကစောက်လို့ကြီးလည်းလုပ်တယ်ဆိုကျွန်တော်မျိုးသမီးစီကနေကိုမျက်ဖုံးမော်တို့လင်မယားကြောင့်အမြဲကြတယ်လူချင်းတော့ခုမှပဲတေချာတွေးချတော့တယ်ဟုတ်ပါတယ်စောက်လို့ရတော့ကျွန်တော်ရဲ့ဒက်ဒီလုပ်ကိုလက်လွဲယူထားတာကျွန်တော်လက်လွဲယူထားလည်းမကြသေးပါဘူးအကိုတို့ဇနီးမောင်နဲ့အကြောင်းလည်းငွေရပြောပြပါတယ်ငွေရနေရလာတာဆိုတော့ဒီမှာတိတ်ပြောတိမိတ်ဆွေမရှိဘူးဒါကြောင့်ဒီလိုမိတ်ဆွေတိုးလာတော့ကျွန်တော်သဘောကျတယ်ဟုတ်တယ်ကျွန်တော်မျိုးသမီးလေးမငွေကိုခင်ရှာတယ်ကျွန်တော်တို့ကအိမ်နောက်ကြတာဆိုတော့ကလေးတွေကရှာနေပြီမျိုးသမီးကအိမ်ကိစ္စကလေးကိစ္စရှုပ်နေတော့ကျွန်တော်သူစိတ်ပြောင်းလေးဖြစ်အောင်ဆိုပြီးတော့တင်းတန်းတက်ခိုင်းလိုက်တာခုဆိုင်ဖွင့်ဖို့တောင်ဖြစ်လာပြီဆိုတော့ကျွန်တော်လည်းသဘောကျပါတယ်ဦးရီကိုမျက်ဖုံးမှာတူလေးဆိုတဲ့ဒီစားတောက်ဆိုင်ကိုနှစ်ဆိုင်အောင်ဖွင့်ထားတာတဲ့ငွေတို့ကတကယ်ဘောစီတွေမဟုတ်ပါဘူးနော်စားတောက်ဆိုင်ကတော့ကျွန်တော်စင်ကာပူကိုသွားတော့အလုပ်လုပ်နေလေးလာဖြစ်ခဲ့ရမလို့ဒီပြန်ရောက်တာနေဖွင့်ပြသွားတာအတန်းငယ်နဲ့ဒီလိုလုပ်ငန်းတစ်ခုကိုတပြိုင်နက်ဦးဆောင်နေတာတကယ်တော့ပါတယ်ကျေးဇူးပါဗျာတကယ်ကကျွန်တော်မိမငွေရကူပေးလို့ပါနောက်တဲ့ဒီစားတောက်ဆိုင်ရလေးမကင်းရမကင်းချောင်းကြီးခန့်ထားတော့ရေရှည်ရက်တည်နိုင်တာလေကျွန်တော်မိမကမကြဆိုင်တွေကိုစစ်ပြီးတကယ်အားကိုးရပါဟုတ်တယ်ဗျာဒါနဲ့ပန်းဆိုင်ရဘာလို့ဖွင့်တာလဲကျွန်တော်ဆိုလိုချင်တာလင်မယား2ယောက်တည်းအလုံး2ခုလေးပတ်နေရဆင်ပြေနေရပဲလေစားတောက်ဆိုင်ကကျွန်တော်တငယ်ချင်းတွေလည်းရှယ်ယာနည်းနည်းစီပါထားကြသေးတယ်ဒီကတော့ကျွန်တော်ပေါ့ဒေဒီလုတ်တွေလွှဲယူလိုက်တော့ဆိုင်ဘက်ကြည့်ဖို့အားနေတော့မှဆိုလို့တငယ်ချင်းတွေကိုရှယ်ယာနည်းနည်းစီထည့်ခိုင်းပြီးတော့သုံးနှစ်တယောက်တည်းကြည့်ပြီးလို့ရသွားအောင်လေနောက်ပြီးတငယ်ချင်းတွေကမျိုးတွေပါပြီးတော့အလောက်ကလည်းလုတ်ပေးထားကြတော့ဆိုင်တွက်စိတ်ချသွားတယ်ပန်းဆိုင်ကတော့ငွေအတွက်လေငွေကအိမ်မာတွေကပန်းဆိုင်ကလေးဆိုင်ပြီးတော့ပန်းလဲတိတ်ကြိုက်တယ်သူသဘောကျတဲ့အရာဝါသနာပါလေးအတွက်ပန်းဆိုင်လေးဖွင့်ပြင်းချသွားတာ
ကိုမြတ်ဖုံးမောင်မိမတော်တော်ချစ်တာပဲဒီလိုပေါ့ဗျာတန်းဆိုင်နေရတော့ကျွန်တော်ဝယ်ထားရဲ့ဆိုင်ကန်ရှိတယ်အဲ့မှာပဲဆိုင်ဖွင့်ရအောင်လေဆိုင်ထိုင်တာတွေဆိုင်တွက်လိုအပ်တာတွေတော့သူတို့မိန်းကလေးပဲစီစဉ်ကြပါစီပေါ့ဟုတ်ပါပြီကိုတန်းဆိုင်နေရစိုက်တာတော့အမျက်ကြတော့ဘယ်လိုခွဲမလဲဗျာအင်္ဂရိမိုးကပြင်အမျက်ကတော့တယောက်တော့ပဲခွဲကြပေါ့ဆိုင်ကန်နေရအပိုင်ဆိုတော့လေဟာအဲ့လိုတော့ဘယ်ဖြစ်မလဲအင်္ဂရိရဲ့ပထမပိုင်းကိစ္စမရှိပေမဲ့နောက်ပိုင်းတယောက်နဲ့တယောက်မြင်လာကြလိုက်ပဲဒီကြရင်အမုန်းပွားနေမယ်ဒီလိုလုပ်လေဆိုင်ကန်အငါအဲ့ဒီနာမှာဘလောက်စီးပေါက်လေစုံစမ်းပြီးရင်ကုန်ကြားစီတွေထည့်ပြီးမှအမျက်ခွဲပါနောက်ပြီးကျွန်တော်တို့လှုပ်ဖြစ်ရင်ရှင်းနေရှင်းနဲ့စာချုပ်နေပဲလှုပ်ရအောင်လေကျွန်တော်ဒီစားတောက်ဆိုင်အောင်လေငယ်တငယ်ချင်းနေနေဆိုပြီးစာချုပ်ချုပ်ပြီးတော့လှုပ်ထားတာဒါကရေရှည်မပြတ်စီဘူးလို့ကျွန်တော်မြင်လို့လေကိုမြတ်ဖုံးမော်ရဲ့ idea ကိုကျွန်တော်လက်ခံပါတယ်တယောက်နဲ့တယောက်မုံမပွားရပြီနဲ့မိတ်လည်းမပြတ်စီရတော့ပေါ့ဆိုင်ကန်းကားကတော့ပေါက်စည်းမလုပ်ဖြစ်နေကျွန်တော်ရှော့ယူမယ်ဆိုင်ဖွင့်စားဆိုတော့အမျက်ထဲမှာဆိုလို့အချိန်လေးရလာရင်တော့တမျိုးပေါ့ဗျာကျွန်တော်တော့မိန်းကလေးတွေပဲတိုင်ပင်ပြီးတော့လှုပ်ကြပါဟုတ်ပြီကိုဒါဆိုရင်ဆိုင်ဖွင့်ဖို့ confirm ပေါ့နော်ကျွန်တော်ရှေ့အနေနဲ့တရက်စုံပြီးတော့စာချုပ်ချုပ်ကြပါခုတော့ဒီလောက်နဲ့ပဲဆွေးနွေးရရက်လိုက်ကြရအောင်လေစာနေကြရောပေါ့ကျွန်တော်ဟင်းပွဲကြီးချခိုင်းလိုက်တော့မယ်အကိုတောင်းမလားတောက်ချင်လဲစုံရှိရနော်မှာလို့ရတယ်ကျွန်တော်တို့ဒီအတွက်အခက်ပေးမှာပါကျေးဇူးညီအကိုတက်ကဘီယာတစ်ခါလောက်ဆိုရင်ရပြီဟုတ်ကဲ့ကိုကျွန်တော်မှာပေးမယ်မက်အီရီရောပဲနော်လူတာထပ်မှာပါစိတ်တိုင်းကြစားပါဗျာအားနာဖို့လည်းမလိုငွေရမက်အီရီကိုထည့်ပေးလိုက်အောင်နော်မင်းလေးဦးမြတ်ဖုံးမောင်ဆိုတဲ့ကောင်လေးကိုရောက်စားနေရကဲခတ်ကြည့်မိတယ်လူငယ်ဆိုရင်လုပ်ငန်းလုပ်တာစီးစနစ်ကြတယ်လို့ရှေ့ရှေ့အတွက်လေးကြည့်တတ်တယ်သူမိမောက်လည်းအရေးတကြီးကြီးနဲ့ခီးယူတဆိုင်လုပ်ပေးတတ်တယ်ဒီလိုယောက်ျားအောင်ရထားတဲ့ငွေဆိုတဲ့ကောင်မလေးကန်ကောင်းလိုက်တာမြတ်ဖုံးမောင်တို့အိမ်နောက်တက်တန်းက8လကိုရှောင်းလာခဲ့ပြီးငွေဟာလည်းတန်းတန်းတွေတက်လို့အပေါင်းအသိမိတ်ဆွေရနေပြီဝက်တာစားတာနေတာထိုင်တာအစပြောင်းလဲလာပြီးအရင်တုန်းကငွေဟာခြေဝမ်းဆက်တွေဝစ်ပေမယ့်အခုတော့ဝမ်းဆက်အပြင်စကတ်တို့ဘောင်းမီတို့တောင်ဝစ်တက်နေပြီသူတငယ်ချင်းတွေနဲ့ချိန်ပြီးတော့မုတ်ထွက်စားတာတွေ shopping center သွားတာတွေ beauty salon သွားတာတွေအပြင် coffee date တောင်လုပ်တက်နေပြီအများစုအိမ်နောက်တွေဆိုတော့ပိုတွဲပြကြပြီးကိုစီအားလည်းရနေသွားလာလေးပဲကြတယ်တခါလေးမြတ်ဖုံးတို့အိမ်အောင်လားလေကြတယ်ငွေနေတာထိုင်တာပြောင်းလဲလာပြီးမြတ်ဖုံးလည်းသဘောကျလာတယ်ငွေဟာသူ့ရွာမှာဆိုရင်ချက်နေအိမ်ဒါနဲ့ပဲတန်တရားလဲနေတာမလို့ဒီလိုသူမတငယ်ချင်းတွေနဲ့ပြောနေရမြင်တော့မြတ်ဖုံးချင်းနဲ့ရတယ်မောင်ဒီမှာကြည့်ငွေဒီလိုစပင်ကောက်လိုက်မယ်လှလာရင်ငွေရသူမဖုန်းနဲ့စပင်ကောက်ထားတဲ့ပုံလေးတစ်ခုကိုပြလို့မြတ်ဖုံးကိုမေးရဖြစ်တယ်မြတ်ဖုံးယူကြည့်လိုက်နေငွေရအဲ့လိုကောက်ချင်လို့လားအဖျောက်လက်ကြီးကောက်ထားလေလှနေရင်တင်စာထွန်းကောက်ထားလှလို့ဧကငွေကိုအဲ့လိုကောက်ပါလားတဲ့ငွေနဲ့လိုက်မယ်လို့ပြောလို့သူများတိုက်တွန်းလို့ထငွေစနာအရေးကြီးတယ်ငွေကောက်ချင်ကောက်လေဒါဆိုမောင်းခွင့်ပြုရပေါ့ငွေတဘောဟာချစ်လိုက်တာဒါပဲလားဒီလောက်ပဲလားငွေကိုလိုလိုက်ထားလေဟာမောင်းတော့ခဏနေမောင်းပြင်သွားမယ်ဆိုမောင်းဘာလို့ခိုင်းမယ်ထင်လို့လဲအိုးဘယ်သိမလဲလို့ဒီတိုင်းပဲပြောတာကောင်မလေးတယောက်ရှက်သွားပြီကွာငွေရဲ့ဘာတွေတွေးနေလဲမောင်းသိရနော်အဲ့ဒါညမှာခုမောင်းနှခမ်းကိုနမ်းခိုင်းမလို့ဟာမောင်းညက်ပတ်ဦးကြီးလောက်ပါမိမရမောင်းနမ်းမနမ်းဘူးလားမနမ်းကလေးထိုးမှာနော်မောင်းမလုံနဲ့ရှားတယ်မောင်ရမလုံနဲ့ဆိုနမ်းမယ်လွတ်တော့ကဲနမ်းဒါပဲလားလေနမ်းလိုက်တယ်လေရမလားကွလာထားငွေကုလုံးလေးကိုစပါပေါ်လဲချပြီးတော့ငွေရဲ့ပေါ်ကနေအုံမို့လို့နှက်ခမ်းတွေကိုတင်ပိုက်တယ်ငွေလဲမောင်းရဲ့လေပင်းလေးကိုလက်နဲ့ပြန်နေတိုင်းဖက်ပြီးတော့တုတ်ပြန်နမ်းပြီးတော့တယ်မြတ်ဖုံးအောက်ထုံးတို့ငဖြိုးတို့နေဆိုင်မှာချင်းထားတဲ့အတွက်မြတ်ဖုံးဆိုင်ကိုလာလိုက်တယ်ဟိုရောက်တော့ငဖြိုးပဲရောက်သေးပြီးအောက်ထုံးကတော့ရောက်မလာသေးငဖြိုးကိုလန့်ပြိုင်နေဝင်လာခဲ့တယ်မင်းစောရောက်နေပါလားငဖြိုးငါမစောဘူးချင်းထားတဲ့ချိန်ပဲမင်းတို့အိမ်အောင်တဲ့တာနောက်ကျနေတာအိမ်အောင်ထွက်ကနေမိမကိုရှောင်းလဲလျှောက်ပြီးတော့လာတဲ့ကောင်ကြီးဆိုတော့နောက်ကျနေမှာပေါ့ငါတို့အဖေကြီးကတင်ပြစရာလည်းမလိုသလိုဘယ်ရောက်နေပြီဆိုရင်တတော်တင်စရာမလိုဘူးအေးစိတ်သွားချင်နေနေရသွားပြီးတော့ပြန်ကျင်တဲ့ချိန်မှာပြန်ပြီမင်းမိမရပါမင်းအဲ့လိုခေါင်းစားနိုင်မလားဆိုတာကြည့်မယ်ကွာအလေဆိုင်ပို့စိုးမယ်ထင်နေကြီးပါတိတ်ပေါက်ကစားပြောနေရမယ်ငါတွေ့ဘူးတလောက်ဆိုရင်တော့မိမငငယ်လေးယူရတဲ့သူတွေကအဲ့လိုအသေးစိတ်ကစားမိမကိုတတော်တင်ရတာကွာစောင့်ကြည့်လေမဖြစ်စေရအောင်အေးပါကွာဘာသဘောကျနေရတော့ငါကောင်းနေရဒီမှာလေအဖြိုးတကောင်သူ့ရဲ့အဖေဘွားကုန်းစားနေလို့ငါပြောနေရတာဟုတ်လားကွာမင်းနဲ့ညီမလေးကိုဖွင့်ပြောစရာရှိအောင်ဖွင့်ပြောနော်အဲ့ဒါမှသူရေးချော်လို့ရမယ်သူ့ရဲ့ရွေးချယ်မှုတော့မင်းလက်ခံပေးရလိမ့်မယ်ကွာနောက်ဆုံးကွာသူ့ကိုချစ်နေတဲ့ကြောင့်တော့ပေးသိရမယ်မလားမင်းဖွင့်ပြောသိပြီနော်ငါဖြိုးဟုတ်တယ်ငါဖြိုးအောင်ထုံးပြောတာမှန်နေချစ်နေတဲ့ကြောင့်တော့သိပေးတင်တယ်ကျန်တော့သူ့ရွေးချယ်မှုပဲဟေးပါငါဖွင့်ပြောလိုက်ပါမယ်ဒါနဲ့ရန်နာကငါတို့ကိုဆက်သွယ်တော့မလုပ်ဘူးဒီကောင်ဘာလုပ်နေလဲမသိဘူးကွာမင်းတို့ရောဆက်သွယ်သေးလား
ဆိုရှယ်မီဒီယာတော့တိတ်မသုံးတော့ငါလည်းဆက်သွယ်မဖြစ်ဘူးကွာညဖုံမင်းရောငါတော့ထိုင်ရိုက်မဟုတ်ဘူးကွာငွေရသူညီမယူနေဖုန်းမြဲပြောဖြစ်တော့ငွေရတဆင့်သေးတာငွေတို့ရှာနေတိတ်မနေမဝေမျိုးကစေးအောင်ပါတဲ့ငွေတို့အိမ်ုံလေးပိတ်ရက်တွေလာလေတတ်တယ်ဟောဟိုတကငါတို့ဝိုင်းတာလို့ငါတို့အဆက်တယ်မလုပ်တာနဲ့တူတယ်အဲ့လိုလေဟုတ်ချင်မှဟုတ်မှာပါကွာမအားလည်းနေမှာပေါ့နေဆိုဆရာဝန်ရရှားရမလားနောက်ပြီးတော့အင်တာနက်ကလည်းရချင်မှရမှာပေါ့ကွာထားပါတော့မြတ်ဖုံမင်းမိမဟိုတနေ့ကစီတီမော့မှာတငယ်ချင်းမိုင်နဲ့တွေ့တယ်တော်တော်ပြောင်းလဲသွားတော့စန်နီကတော့ပြောနေသေးတယ်ငွေတော်တော်လှလာတဲ့မြတ်ဖုံရဲ့ချစ်ခံဖြစ်နေလို့ထင်နေတယ်ငွေငါ့ကိုမင်းတို့နဲ့တွေ့တဲ့အကြောင်းပြန်ပြောပါရယ်ကွာရုပ်ကမိမအတွက်ခုံစာနေရုပ်ကြီးမင်းတို့ကငါ့လိုခုံစာစရာမိမရှိလို့လားတော်စမ်းပါကွာခုရောမင်းမိဘကြီးမှထားခဲ့ရလားငါတို့ကငွေကိုနေရနေမျိုးတက်လာတော့အဆင်ပြေပါမလားထင်နေရခုတော့လည်းအဆင်ပြေနေသလားလို့မမေအိမ်မှာမဟုတ်ဘူးသူ့တငယ်ချင်းအိမ်မှာမဟုတ်လို့စားလို့သွားတယ်ငါဒီလိုင်းနဲ့ငွေကိုတငယ်ချင်းဝင်ပို့ပေးခဲ့တာအပြန်တော့သွားကြရအောင်ပါကွာမအေးပြီဒါကြောင့်နောက်ကျနေရထားပါဒီမှာဒီလားအတွက်ကိုဝေရန်ပို့ထားတဲ့စင်းနေမင်းတို့စစ်ကြည့်လိုက်အောင်ခဏနေကိုဝေရန်နဲ့ကိုညီနိုင်တို့လာကြလိမ့်မယ်မြတ်ဖုံးတို့ဆိုင်ရဲ့လားကျုပ်စင်းတွေစစ်နေကြခြင်းဖြစ်တယ်ဆိုင်အတွက်လိုအပ်တာတွေအမျက်တွေဖြစ်ရှင်းစရာကိစ္စတွေအတွက်တိုင်ပင်ဆွေးနွေးကြပြီးညနေဆောင်ခါနေမှာငွေကိုချိုးဖို့အတွက်ထွက်လာတော့တယ်ပရိသတ်များရှင်အခုဆိုရင်တော့ချစ်တီထောင်ရအတွက်တည်မြည်ဖြစ်သည်ဆိုရင်ဇလန်လေးရဲ့ဒုတိယပိုင်းကိုတင်ဆက်ပေးကြရဖြစ်ပါတယ်ဇလန်လေးရဲ့စသိမ်းပိုင်းနဲ့တူတူပြန်လာခဲ့မှာဖြစ်တဲ့အတွက်ဆက်လက်ပြီးတော့စောင့်မျှော်နားဆင်ပေးကြပါအောင်ရှင်နားဆင်အားပေးခဲ့ကြတဲ့နားဆင်သူတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်